ကျွန်တော်နိုးလာတာနဲ့ဘဲဘက်လက်မှာရွှေကြိုးတစ်ချောင်းချီနှောင်ထားတာကိုတွေ့လိုက်ရတယ်အဲ့ဒီကြိုးရဲ့တစ်ဖက်ဆုံးမှာတော့ကျွန်တော်ရဲ့ရံဘက်တော်ကြီးလည်းဖြစ်ငယ်တငယ်ချင်းလည်းဖြစ်တဲ့ရှက်ရချီကိုချီထားတာပါကျွန်တော်တစ်စက္ကန့်တောင်မတွန့်ဆုတ်ပဲအဲ့မိမကိုဆွဲထုတ်လိုက်တယ်ဟေ့အယူမဘာလုပ်နေတာလဲငါအိပ်ရပေါ့တက်အိပ်ရဲတယ်ပေါ့ရှက်ရချီကအိတ်ချင်စိတ်လုံးဝမရှိသလိုအံ့ဩတဲ့အမူအရာလည်းမတွေ့ရဘူးနှက်ခမ်းနီနီလေးကိုအသာကွေးပြီးကျွန်တော်ကိုပြုံးရည်ကြည့်နေတယ်ကျွန်တော်လည်းကိုယ့်ဘက်လက်ကောက်ဝက်ကိုမြောက်ပြလိုက်ပြီးဒါဘာဖြစ်တာလဲမြ мян ဖြုတ်ပေးစမ်းလို့ပြောလိုက်တယ်ရှက်ရချီရဲ့စိတ်ချနေကချက်ချင်းပြောင်းသွားတယ်နင်းယွန်းချမ်းချမ်းစီတွားတွေ့ချင်နေတာမဟုတ်လားအိမ်မက်တောင်မမက်နဲ့ဒီဘဝမှာနင်းသူ့ကိုထပ်မတွေ့ရတော့ဘူးကျွန်တော်ခေါင်းကုပ်လိုက်ပြီးယွန်းဘာချမ်းချမ်းလဲသူကဘာတူလဲငါဘာလို့သူ့စီသွားရမှာလဲလို့မေးလိုက်တယ်ဒီတစ်ခါတော့ရှက်ရချီအံ့ဩသွားတယ်ဒါပေမဲ့အဲ့ဒီအံ့ဩမှုကတစ်စက္ကန့်လောက်ပဲကြာတယ်သူကကျွန်တော်အရင်ကလောက်ရက်တွေကိုချက်ချင်းပြန်တတိယသွားပုံရတယ်သူမဖြေတာကိုတွေးတော့ကျွန်တော်ပတ်ဝန်းကျင်ကိုစတင်ကြည့်လိုက်တယ်မျက်စိရှိမှကျဲဝန်းတဲ့အခန်းတစ်ခန်းအပြင်စင်ကတမိုးကြီးမှန်းသိတာတယ်ရှက်ရချီကကျွန်တော်ထပ်ပြီးယူသွတ်တော့မယ်လို့ထင်သွားပုံရပြီးလှောင်ပြောင်းတယ်ဘာလို့ဦးမလို့လဲတန်းအိုးနဲ့ငါခေါင်းကိုထက်ရိုက်မလို့လားဒါမှမဟုတ်သူပြောတာကိုကျွန်တော်နားမထောင်ပဲပတ်ဝန်းကျင်ကိုမြ мян ဆက်ဆန်လိုက်ကြည့်နေမိတယ်စိတ်ထဲမှာမေးခွန်းတွေပြည့်နေတယ်ဒါဘယ်နေရာလဲနင့်အိမ်လားဒါပေမဲ့ငါမှတ်မိသလောက်နင့်အိမ်ကဒီလိုမဟုတ်ဘူးလေပြီးတော့ငါဘာလို့ဒီမှာရောက်နေတာလဲငါတို့ဘာလို့အတူချီနှောင်ခံထားရတာလဲဘာလို့အဲ့ရတလုံးထဲမှာအိတ်နေတာလဲနင်ငါ့ကိုဘာလို့ထားတာလဲဒါဘယ်နေရာမှမသိဘူးလေလားငါ့ကိုကွယ်ပြီးဝယ်ထားတဲ့အိမ်လေးဖုံးကွယ်ထားပြီးငါ့ကိုတော့မပြခဲ့ဘူးအဲ့ဒါဘာအဓိပ္ပာယ်လဲအဲ့ဒီအချိန်မှာထူးဆန်းတဲ့အရာတစ်ခုကိုတွေ့လိုက်တယ်လေထဲမှာအလင်းဖြော့ဖြော့စာတန်းတွေပေါ်လာတယ်လာပြန်ပြီမင်းသားကမကောင်းဆိုးဝါးဇနီးကိုလှည့်စားပြန်ပြီရှက်ဆော်ကိုတစ်စက္ကန့်လောက်တနာမိတယ်ဒီတစ်ခါဘယ်လောက်ကြာအောင်ဟန်ဆောင်နိုင်မလဲတရက်တောင်မကြော်ဘူးလို့ငါလောင်းတယ်ဇနီးကတီးပြီးသားဖြစ်မှာပဲဒါ၃ခါမြောက်ဟန်ဆောင်တာလေယွန်းချန်ချန်ဒီနေ့ online တက်သေးလားမတက်သေးဘူးမင်းသမီးကဘာကောင်းလို့လဲငါတို့ရဲ့တနာစရာဇနီးလေးကိုကြည့်ပါဦးစာလုံးတိုင်းကိုကျွန်တော်ဖတ်တတ်တယ်ဒါပေမဲ့အကုန်တွဲဖတ်လိုက်တော့ကြောချမ်းသွားတယ်မဖြစ်နိုင်တာငါတခြားကဘာကိုကူးပြောင်းလာတာလားမဟုတ်သေးဘူးငါပဲလေကျွန်တော်ရှိကမိမကတော့ငယ်တငယ်ချင်းဖြစ်တဲ့ရှက်ရချီငငယ်ကလေးကကျွန်တော်နဲ့အမြဲမတည့်ခဲ့တဲ့သူနေယွန်းချန်ချန်ကိုမမှတ်မိတော့ဘူးလားဒါဆိုဘာတွေမှတ်မိသေးလဲသူ့မိကုန်းကိုမဖြေပဲကျွန်တော်မေးလိုက်တယ်ငါအိမ်တောင်ကျသွားပြီလားနင်ကငါဇနီးပဲမဖြစ်နိုင်တာကွမ်ချန်နင်ကွာရှင်းကျင်ရင်တော့လုံးဝမဖြစ်နိုင်ဘူးငါအသက်ရှင်နေတဲ့ရွေးနေနဲ့ယွန်းချန်ချန်ကိုအတူမဖြစ်စေရဘူးငါတည်ရင်တော့နင်သူနဲ့မပေါင်းနိုင်ဘူးငါအသက်20တောင်မပြည့်သေးဘူးလေဘယ်လိုလုပ်အိမ်တောင်ကျမှာလဲအဲ့ဒီလက်ထက်စာချုပ်ကအတူဖြစ်ရမယ်ဥပဒေအရမတရားဘူးနင်ဒီနေ့အသက်ဘယ်လောက်ရှိလဲ19နှစ်လေရှက်ရချီရဲ့မျက်လုံးအိမ်ကအနှဲငယ်ကျင်းသွားတဲ့စိတ်ထဲမှာအကြီးကျယ်လှုပ်ခတ်သွားပုံရတယ်ခဏကြာတော့ပုံမှန်ပြန်ဖြစ်သွားပြီကြည်စမ်းပါဦးနင့်နဲ့အချိန်မဖြုံးချင်ဘူးဟန်မဆောင်နဲ့တော့ဒီလိုလုပ်တာဘယ်နှခါရှိပြီလဲနင်မငင်းငွေဘူးလားငါတော့အချိန်ကုန်တာပဲထင်တယ်ယွန်းချန်ချန်စီမသွားနဲ့တော့သူတကယ်နင့်ကိုမချစ်ဘူးငါမှညံမပြောက်ဘူးနော်မနေ့ကအကြောင်းအားကစားပွဲမှာမီတာ800ပြေးပြီးပထမရခဲ့တာပြီးတော့နင့်ကိုကြွားနေတော့ခြေချင်းဝင်လိန်သွားတာဒါပေမဲ့အခုခြေနေကိုတော့တကယ်နားမလည်ဘူးရှက်ရချီနားထောင်လေမျက်နှာအယောင်ပိုမကောင်းလာလေသူ့အကြည့်ကကျွန်တော်ကိုစူးစိုက်နေတယ်ကွမ်ချန်ကယွန်းချန်ချန်ကိုတွေ့တာအဲ့ဒီနောက်ပိုင်းမှာလေတကယ်မှညံပြောက်သွားတာဆိုရင်ယွန်းချန်ချန်ကိုမသိဘူးလို့ပြောတာတဘာဝကြတယ်ဒီနှစ်နင်19မဟုတ်ဘူး26နှစ်ရှိပြီငါတို့အိမ်အောင်ကြတာ4နှစ်တောင်ရှိပြီ4နှစ်တောင်ပြည့်ပြီငါမယုံဘူးငါက19နှစ်ပဲရှိသေးတာပြီးတော့ငါကဘလို့လုံနေတဲ့အိမ်အောင်ကြသွားရတာလဲအရင်တုန်းကနင်ပဲပြောခဲ့တာမဟုတ်လားကဘာပေါ်ကယောက်ျားတွေအကုန်တေးကုန်ရင်တောင်နင့်ကိုမကြိုက်ဘူးဘလို့ရှက်ရချီကပြောလိုက်တယ်ဒီနေ့တော့နင့်ကိုယုံပေးလိုက်မယ်ဒါပေမဲ့နောက်တစ်ခါနင်ငါ့ကိုလှည့်စားနေတယ်ဆိုတာသိရရင်နင့်ကိုတောက်ခတ်ဖို့တန်ကြိုးတစ်ချောင်းနဲ့တုံးမှာမဟုတ်တော့ဘူးကျွန်တော်ကတန်ကြိုးကိုကြည့်ရင်စိတ်ဝင်စားမေးလိုက်တယ်ဒီကြိုးကရွှေစစ်လားတတူရောဆက်ထားတာလားအစစ်ပဲဆက်ရှိရွှေစစ်မာကျုံးမှုနေတာဆိုတော့တတူရောဆက်ထားတာပဲမဟုတ်လားဟင်းငါတော့အပျော်ကြီးပြတ်သွားပြီရှက်ရချီရဲ့အတန်ကနည်းနည်းပျော့ပြောင်းလာတယ်ဘာဝယ်ခြင်းလဲပြောငါဝယ်ပေးမယ်နင်ပြောင်းလဲသွားတာပဲအရင်တုန်းကနင့်စီကမိုးဖိုးနည်းနည်းတောင်တောင်းရတာမလွယ်ဘူးငါပတ်စံကငါယောက်ျားရဲ့ပတ်စံပဲဆိုပြီးအမြဲပြောနေတာအခုကျတော့ရက်ရောနေပါလားအခုနင်ကငါယောက်ျားပဲလေငါကဘလို့လုံးနဲ့ယောက်ျားဖြစ်သွားတာလဲနင်ပဲယူနေတာလားငါပဲယူနေတာလားနင်ငါကိုလိန်နေတာတော့မဟုတ်ဘူးမလားရှက်ရချီကအိယာဘေးကလက်ထက်လက်မှတ်ကိုယူလာပြီးကျွန်တော်စီပြပေးလိုက်တယ်ကျွန်တော်ဖွင့်ကြည့်လိုက်တော့အစစ်အမှန်အတီးပြုတ်စိတ်တောင်ပါနေတယ်ရက်စွဲကိုကြည့်လိုက်တော့အသက်22နှစ်ကျွန်တော်တို့ပွဲရတဲ့နှစ်မှာလက်ထက်ခဲ့တာပေါ့နနက်နေအောင်ကကြီးမားတဲ့မှန်ပြတင်းပေါက်ကြီးကနေဝင်ရောက်လာနေတယ်ရှက်ရချီကစပွဲမှာထိုင်နေပြီးကျွန်တော်ကိုမတိမတာကြည့်နေတယ်အိမ်အကူဝမ်အမေကယဉ်ကျေးစွာပြောလာတယ်တခင်လေးမနှက်စာအသင့်ဖြစ်ပါပြီစပွဲပေါ်ကမနှက်စာတွေကိုမြင်တော့ကျွန်တော်မျက်လုံးတွေတောက်ပါသွားတယ်ရှက်ရချီကတော့မတိတာအောင်ကျွန်တော်ကိုလေ့လာနေတယ်ကျွန်တော်စားရင်မီးဖို့ချောင်ဘက်ကိုလှမ်းအောင်လိုက်တယ်အမေလက်ရာကအရန်ကောင်းတာပဲဝမ်အမေကပြုံးပြီးပြန်ဖြေတယ်တခင်လေးသဘောကျရင်ကောင်းတာပေါ့ရှင်ကျွန်တော်ကနောက်ထပ်ဖတ်ထုတ်ကြော်တစ်လုံးကိုပါဆက်ထဲထည့်လိုက်တယ်ရှက်ရချီစိတ်ထဲမှာတော့အာချန်ဒီလောက်ပျော်ရွှင်နေတာကိုငါဘယ်လောက်ကြာမမြင်ခဲ့ရတာလဲလို့တွေးနေမိတယ်ဒါပေမဲ့ချက်ချင်းပဲသူ့စိတ်ထဲမှာနောက်အတွေးတစ်ခုဝင်လာတယ်ဒါတွေအကုန်ဟန်ဆောင်နေတာဆိုရင်ရောငါတတိကိုရှော့ချဖို့စူးစမ်းပြီးနောက်တစ်ခါယွန်းချန်ချန်စီထွက်ပြေးဖို့စီစဉ်နေတာဆိုရင်ရောမျက်လုံးထဲကနူးညံ့မှုတွေချက်ချင်းအေးဆက်သွားတယ်ငါသူ့ကိုအခွင့်အရေးပေးမယ်စောင့်ကြည့်မယ်အကဲခတ်မယ်ဒီအတွေးတွေကအစိတ်ငွေလိုရှက်ရချီရဲ့နှလုံးသားကိုရစ်ပတ်ထားတယ်သူကော်ဖီခွက်ကိုချလိုက်ပြီးစိတ်ထဲမှာတွေးလိုက်တယ်အာချန်ကငါ့ကိုထက်လက်စားခြင်းရဲ့မြေအောက်ခန်းထဲကအထူးပြုလုပ်ထားတဲ့အခန်းကအခုထိနေမဲ့သူလူနေသေးတယ်
အာချန်ကိုအဲ့ဒီမှာထပ်ထားရတာကိုငါစိတ်မဆိုးဘူးရှက်ရချီငါဘာလို့မမှတ်မိတာလဲမသိဘူးနင့်အိမ်ကအရင်ကဒီလောက်မချမ်းသာဘူးလေဒီဗီလာကဈေးမသက်သာဘူးမဟုတ်လားနင့်မဲရှာထားတာလားဒီနှစ်တွေမှာဘယ်လောက်တောင်ရှာထားတာလဲအရင်ကအာချန်ဟာသူ့ပိုင်ဆိုင်မှုတွေအကြောင်းဘယ်တော့မှမမေးခဲ့ဘူးသူ့အကြောင်းလည်းမစိတ်ဝင်စားခဲ့ဘူးအာချန်စိတ်ဝင်စားတာယွန်းချန်ချန်တယောက်တည်းဂယူးဆိုင်တာလည်းယွန်းချန်ချန်ပဲရှက်ရချီအသက်ပြင်းပြင်းရှူပြီးပြန်ပြေးတယ်မများပါဘူးဒီအိမ်တစ်လုံးကယွန်းတန်း300ကျော်လောက်ပဲတန်တာပါငါပိုင်ဆိုင်မှုစုစုပေါင်းကတော့ယွန်းဘီလီယံပေါင်းများစွာရှိသေးတယ်ဘာယွန်းတန်း300ဆိုတာကြားရကလေးကကျွန်တော်မျက်လုံးပြူးသွားပြီဘီလီယံပေါင်းများစွာရှိတယ်ဆိုတာကြားလိုက်ရတော့မျက်လုံးတောင်ကျွတ်ထွက်မတက်ဖြစ်သွားတယ်ချမ်းသာလွန်းတာပဲကျွန်တော်တူချောင်းကိုချပြီးအလေးနဲ့မေးလိုက်တယ်နင်ပြောတာမှန်ရင်ငါတို့ကတရားဝင်လင်မယားပေါ့ဟုတ်တယ်ဒါဆိုဟီဟီဟီနင်ပိုင်ဆိုင်မှုရဲ့တဝက်ကငါဟာပေါ့အဲ့ဒါဆိုငါလည်းတထေးပဲပေါ့အဝစ်ချွတ်လိုက်ရှက်ရချီကြောင်းသွားတယ်အခုလားနည်းနည်းတော့မတင်တော့ဘူးထင်တယ်မဟုတ်ရင်အခန်းထဲပြန်သွားရအောင်လေဘလို့ပဲဖြစ်ဖြစ်ငါတို့လက်ထပ်ပြီးသားပဲအဝစ်ချွတ်လိုက်ရင်လည်းဘာဖြစ်မှာလဲငါမှအရှုံးမရှိတာကျွန်တော်မျက်နှာမှာအရေးမရှိတဲ့အပြုံးတစ်ခုပေါ်နေတယ်ရှက်ရချီကကျွန်တော်ကိုကြည့်ပြီးအံ့ဩသွားတယ်ဒီတစ်ခါတော့တကယ်မှတ်ဉာဏ်ပြောက်သွားတာများလားအာချန်ကဟန်ဆောင်နေရင်တော့ငါ့အပေါ်ယွန်ရှာတဲ့စိတ်ကိုဖုံးထားနိုင်မှာမဟုတ်ဘူးမရဘူးငါဆက်ပြီးစောင့်ကြည့်ရအောင်မယ်ငါတို့မှလက်မထက်ခင်သဘောတူစာချုပ်ရှိတယ်ဘာကြိုတင်သဘောတူစာချုပ်ကွာရှင်းရင်နင်ဘာမှမရပဲထွက်သွားရမယ်ကျွန်တော်မျက်နှာချက်ချင်းညှိုးကျသွားတယ်စိတ်ထိခိုက်သွားတာအမှန်ပဲနင်ကဒီလိုလူမျိုးဖြစ်နေတာလားငါအရန်စိတ်ပြတ်သွားပြီလက်ထက်တုန်းကဒီအချက်ကိုနင်ကိုယ်တိုင်တင်ပြခဲ့တာလေငါလားဘာလို့လဲငါအုံနောက်မကောင်းတာလားဂုံဆောင်ခြင်းလို့ပတ်စံတော့မယူဘူးပေါ့ရှက်ရချီစိတ်ထဲမှာတိတ်တဆိတ်တွေးလိုက်တယ်အဲ့ဒီအချိန်ကအာချန်ကငါ့ကိုတကယ်လက်ထက်ချင်တာမဟုတ်ဘူးယွန်းချန်ချန်ရဲ့နာကျင်မှုကြောင့်သာအတင်းအကျပ်သဘောတူခဲ့တာဒီစာချုပ်ကိုလည်းအာချန်ကိုယ်တိုင်လက်မှတ်ထိုးဖို့အခိုင်အမာတောင်းဆိုခဲ့တာဒါနဲ့ငါတို့ဘယ်လိုလက်ထက်ဖြစ်သွားတာလဲပြီးတော့ယွန်းချန်ချန်ဆိုတာဘာတူလဲကျွန်တော်ဆက်မေးလိုက်တယ်အဲ့ဒီအချိန်မှာလေထဲကစာတန်းတွေကိုထပ်မြင်လိုက်ရတယ်အာချန်ယွန်းချန်ချန်ကနင့်မိန်းမမဟုတ်ဘူးနော်ကျေးဇူးပြုပြီးသတိထားပါနင့်တရားဝင်ဇနီးကရှက်ရချီပဲရှက်ရချီနဲ့အာချန်ကမှဖူးစာဖက်တွေသူတို့နှစ်ယောက်ကကောင်းကင်ကတတ်မှတ်ထားတဲ့ဆုံတွဲမိန်းမငယ်ကိုအဓိကနေရာတင်ကျင်တဲ့လူတွေကိုမခံနိုင်တော့ဘူးထောက်ပြန်တဲ့မိန်းမကမင်းသမီးမဖြစ်ထိုက်ဘူးမင်းသားမညံပြန်ရလာရင်မင်းသမီးစီပြန်သွားမှာပဲကပ်ပဲဆုံတွဲကိုမဖြတ်ကြပါနဲ့အဲ့ဒီကောမန့်စာတန်းတွေကိုကြည့်ပြီးနောက်ကျွန်တော်နားလဲသွားတယ်ကျွန်တော်ရှက်ရချီနဲ့အဲ့ဒီယွန်းချန်ချန်ဆိုတဲ့မိန်းမကဝိထုတပုတ်ထဲကဇက်ကောင်တွေဖြစ်နေကြတာကျွန်တော်ကအချစ်ဇလန်းရဲ့အမျိုးသားဇက်လိုက်ရှက်ရချီကလူဆိုးဘက်ကအမျိုးသမီးဇက်ပို့ယွန်းချန်ချန်ကတော့ဖောက်ပြန်တဲ့အမျိုးသမီးဇက်လိုက်ဒါပေမဲ့အဲ့ဒီမိန်းမကဘလို့တောင်လှနေလို့လဲငါ့ကိုသူ့အတွက်ကိုတောင်တက်သေးချင်အောင်လုပ်နိုင်တာရှက်ရချီကဘေးမှာတိတ်လေးနေပြီးအချိန်တော်ကြာစဉ်းစားနေတယ်နောက်ဆုံးတော့ပါဇက်ဖွင့်လိုက်တယ်ယွန်းချန်ချန်ကနင့်ရဲ့ပထမဆုံးချစ်ပဲသူ့အတွက်နင်ငါ့ကိုအမြဲလိန်ခဲ့တယ်လိန်ညာမှုမျိုးစုံအကြောင်းပြချက်မျိုးစုံငါဘာလို့ကြိုတင်သဘောတူစာချုပ်ကိုလက်မှတ်ထိုးခဲ့တာလဲငါတကယ်ကိုအယူကြီးပဲကျွန်တော်ဆဲနေတဲ့ပုံကိုမြင်တော့ရှက်ရချီစိတ်ရှုပ်သွားတယ်အာချန်ကမနဲ့စောစောထပြီးမှတ်ညံပျောက်သွားတာတဲ့အခုတော့ကိုတောင်ဆဲနေပြီအိမ်သုံးဆရာဝန်ခေါ်လိုက်ရမလားမလိုဘူးငါအကောင်းကြီးပါရှက်ရချီကကျွန်တော်ရဲ့ပုံမှန်မဟုတ်တဲ့အပြုမှုတွေအားလုံးကိုသတိထားမိနေတယ်ထူးဆန်းလုံးနဲ့ဒီနေ့အာချန်လုံးသမျှအကုန်ထူးဆန်းနေတယ်သူယွန်းချန်ချန်နဲ့တိတ်ဆက်သွယ်ထားတာများလားယွန်းချန်ချန်ကဘာတွေပြောထားလို့လဲဒီမှတ်ညံပျောက်တာဆိုတာတကယ်တော့ကြိုတင်စီစဉ်ထားတဲ့ပြဿနာတစ်ခုလားငါ့ကိုသတိလျှော့အောင်လုပ်ဖို့လားဒါပေမဲ့အရာအားလုံးကအရင်အချိန်ကိုပြန်ရောက်သွားတယ်လို့ပဲအာချန်ကယွန်းချန်ချန်ကိုမချစ်ခင်တုန်းကအချိန်မျိုးရှက်ရချီရဲ့မျက်လုံးတွေမှိန်သွားတယ်တန်တရားတွေကနွယ်ပင်လိုသူ့စိတ်ထဲမှာတဖြည်းဖြည်းပြန့်နှံ့နေတယ်မနှက်စာစားပြီးတော့ရှက်ရချီကကုမ္ပဏီမှာအလုပ်ရှိသေးလို့ထွက်ဖို့ပြင်တယ်ကျွန်တော်ကတော့မပြီးသေးဘူးသူထွက်မယ်ဆိုတာမြင်တော့နောက်ကလိုက်သွားလိုက်တယ်ဘယ်သွားမလို့လဲအလုပ်သွားမလို့ငါမေ့သွားတာဒါဆိုငါရောငါဘယ်မှာအလုပ်လုပ်တာလဲကျွန်တော်မောကြည့်ပြီးမေးလိုက်တယ်ရှက်ရချီကတခွန်းနဲ့ပြောတယ်နင်အပြင်မထွက်ရဘူးဘာလို့နင်ငါ့ကိုလိန်နေတယ်လို့မထင်ဘူးလားနင့်ရဲ့ယုံကြည်မှုအဆင့်ကငါစီမှာတိတ်မကောင်းဘူးဒါပေမဲ့ငါတကယ်ဒီ6နှစ်ကိုမမှတ်မိတော့ဘူးလေအဲ့ဒီယွန်ပါဝိုင်းပါဆိုတဲ့သူဘယ်သူမှန်းတော့မသိတော့ဘူးငါဘာလုပ်နိုင်အောင်မလဲမိသွားပြီဆိုရင်အိမ်မှာပဲနေအပြင်မထွက်နဲ့ထွက်ပြေးဖို့လည်းမစင်စားနဲ့အိမ်မှာကိုရန်တော်တွေရှိတယ်ကောင်းပါပြီအိမ်ထဲကမထွက်ဘူးဆိုတာသဘောတူတယ်ဒါပေမဲ့ဖုန်းတော့ပေးရမယ်လေငါဖြော်ပြရေးပစ္စည်းပေါ့ခဏနေအစ်စ်တစ်လုံးပို့ပေးခိုင်းလိုက်မယ်ကျွန်တော်ပြုံးပြီး OK လက်ဟန်ပြလိုက်တယ်ရှက်ရချီထွက်သွားခါနီမှာအမိတ်ပေးခဲ့တယ်တခင်လေးကိုတေချာစောင့်ကြည့်ထားဘယ်မှမသွားစေနဲ့ဘယ်သူနဲ့မှလည်းမတွေ့စေနဲ့အထူးသဖြင့်ယွန်ချန်ချန်နဲ့ဟုတ်ကဲ့ရှက်ဥက္ကဋ္ဌဒီညအရေးကြီးတဲ့လေလံပြိုင်ပွဲရှိတယ်ရှက်ကုမ္ပဏီယွန်ကုမ္ပဏီနဲ့အခြားကုမ္ပဏီတွေအားလုံးပါဝင်မယ်ဟုတ်ကဲ့လက်ထောက်ကခဏတော့ဆိုင်းပြီးပြောတယ်တခင်လေးပြဿနာရှာတိုင်းယွန်ကုမ္ပဏီကိုကူညီဖို့ဖြစ်နေတတ်တယ်ရှက်ကုမ္ပဏီရဲ့စီမံကိန်းတွေကိုဖျက်ဆီးခဲ့တာလည်းအကြိမ်ပေါင်းမနည်းတော့ဘူးဒီတစ်ခါရောဟန်ဆောင်နေတာဖြစ်နိုင်မလားကျမနားလေတယ်ရှက်ရချီကခေါင်းညှိလိုက်တယ်တကယ်ဒါအဲ့ဒီလိုဖြစ်ရင်ကြိုတင်အစီအစဉ်ပြင်ထားရမယ်ဘာပဲဖြစ်ဖြစ်ဒီစီမံကိန်းကိုကျမတို့ရအောင်ယူမယ်အာချန်ကြောင့်ခြေလမ်းမပြတ်ရဘူးဟုတ်ကဲ့ရှက်ဥက္ကဋ္ဌအိမ်မှာတော့ကျွန်တော်စားတောက်ပြီးအိယာပေါ်ပြန်လဲနေတယ်ဝန်ခံရရင်ဒီအိယာကတကယ်ကြီးတယ်အိယာခင်းတွေကပိုးထည့်အစ်စ်တွေအရင်တုန်းက6မိသားစုနဲ့10မိသားစုကချမ်းသာအတင်းတင်းပဲဒီလိုပရီဘောဂါတွေတော့ဝင်နိုင်တယ်ဒါပေမဲ့ဒီလောက်ကြီးတဲ့ဗီလာကြီးတော့မဟုတ်ဘူးရှက်ရချီဒီကောင်မလေးဘလို့တော့အောင်မြင်သွားတာလဲလူတယောက်ဘလို့လုပ်ဒီလောက်တော့နိုင်တာလဲကျွန်တော်ကောမန့်စာတန်းတွေကိုစက်ကြည့်နေတယ်ဒါပေမဲ့အများစုကအတိတ်ပဲမရှိတဲ့စကားတွေအတုံးဝင်တဲ့သတင်းတစ်ခုမှမရှိဘူး
ဒါကြောင့်ဆက်မကြည့်တော့ဘူးအဲ့ဒီအချိန်မှာဖုန်းထဲကို message တစ်စောင်ဝင်လာတယ်။ comment တွေကချက်ချင်းရေးတက်လာတယ်။သတိထားဒါကမင်းသမီးပို့တဲ့ message မင်းသားရဲ့လုပ်ငန်းကံကြမ္မာမဆုံးဖြတ်ရသေးဘူး။ဒီနေ့စီမံကိန်းကအရန်ရေးကြီးတယ်။ကျေးဇူးပြုပြီးပြဿနာမရှာပါနဲ့။ကျွန်တော်ချက်ချင်းနားလည်သွားတယ်။ငါ့ကို message ပို့နေတာအဲ့ဒီဝိုင်းလာလားပြားလာလားဆိုတဲ့အမျိုးသမီးပဲကိုကျွန်တော်တစ်ဖက်လှည့်ပြီးဖုန်းဆက်သုံးနေတယ်။10မိနစ်လောက်ကြာသွားတယ်။ကျွန်တော်ဘာမှပြန်မဖြစ်ဘူး။ယွန်းချန်ချန်ကတခုခုမမှန်တော့ဘူးလို့သတိထားမိသွားတယ်။သူကချိုတာတဲ့စကားတွေတစ်ခုပြီးတစ်ခုပို့လာတယ်။ကျွန်တော်ကိုသူ့အတွက်အလုပ်လုပ်ပေးအောင်ချုံမြူနေတာ။ကျွန်တော်စိတ်ရှုပ်လာပြီ။သူ့အကောက်ကိုဘာလို့လုပ်လိုက်တယ်။ယွန်းချန်ချန်ကအံ့ဩသွားတယ်။ငါ့ကိုဘာလို့လုပ်လိုက်တာ။ဘလို့ဖြစ်နိုင်တာလဲ။မကြသေးခင်ကငါသူ့ကိုအာယုံမဆိုင်မိလို့လား။သူကချက်ချင်းချော့စာတွေထပ်ပို့တယ်။အထိပ္ပယ်ကတော့သူနဲ့အခြားယောက်ျားတွေကအတူအယောင်ဆက်ဆံရေးပဲ။အားလုံးကစီးပွားရေးပူးပေါင်းမှုတွေသူတကယ်ချစ်တာကျွန်တော်တယောက်တည်းပတ်စံရှာနေတာလဲနောက်တစ်ချိန်ကျွန်တော်ကိုလက်ထပ်ဖို့ဒီစီမံကိန်းကိုလိုချင်တာတောင်ကျွန်တော်အတွက်ပိုကောင်းတဲ့ဘဝပေးနိုင်ဖို့ငါ့ကိုယွမ်9 တန်းပေးမယ်ပြီးတော့ငါရဲ့အစွမ်းအစကိုပြမယ်ကျွန်တော်ကသူ့ကိုစာတိုလေးတစ်စောင်ပဲပြန်ပို့လိုက်တယ်ငွေ9 တန်းအရင်လွှဲလိုက်ယွမ်ချန်ချန်ကချက်ချင်းမျက်နှာပြောင်းသွားတယ်အာချန်နင်းပြောင်းလဲသွားပြီအရင်ကနင်းဒီလောက်ငွေမက်တဲ့ယောက်ျားမျိုးမဟုတ်ဘူးအရင်ကနင်းတန်ရှင်းတဲ့လှပတဲ့ကျင်နာတဲ့နှင်းလို့ဖြူစင်တဲ့ရှက်ရချီနဲ့အတူနေတာကြာလို့သူ့ရဲ့တက်ရောက်မှုခံနေရတာမဟုတ်လားနင်းသူနဲ့ဝေးဝေးနေရမယ်ငါအခုငါတို့ရဲ့အနာဂတ်အတွက်စူးစမ်းနေတာလေဘာလို့ငါ့ကိုမကူညီနိုင်ရတာလဲနည်းနည်းလောက်နားမလည်ပေးနိုင်ဘူးလားကျွန်တော်မျက်ခုံးကြုံသွားတယ်စိတ်ထဲမှာကိုတန်တရားဝင်လာမိတယ်ငါတကယ်ပဲဒီလိုလူမျိုးကိုကြိုက်ခဲ့တာလားငါတကယ်ကဘာကူးလာတာလားဒါမှမဟုတ်မှညံပြောက်တာလားဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဒီလိုလူမျိုးကိုကြိုက်နိုင်မယ်လို့မထင်ဘူးကျွန်တော်လည်းဆက်မပြောချင်တော့ပဲသူ့ဖုန်းနံပါတ်ကိုပါဘလို့လုပ်လိုက်တယ်ပြီးတော့ကိုဖုန်းကိုဆက်ကစားနေလိုက်တယ်တင်တာပွဲသွားနေတဲ့လမ်းမှာရှက်အိမ်ကအိမ်ထိန်ဝန်မေကရှက်ရချီစီဖုန်းဆက်လာတယ်ဟယ်လိုတခင်မလေးတခင်လေးအိမ်မှာအဆက်မပြတ်အန်နေတယ်ဘိုက်လည်းအရန်နာနေတယ်ကျမ်းပေါ်မှာတော့လူးလိမ့်နေတယ်အိမ်သုံးဆရာဝန်ရောခေါ်ထားပြီးပါပြီလမ်းမှာရောက်တော့မယ်ဒါပေမဲ့တခင်လေးကလူနာတင်ကားခေါ်ချင်တယ်ကိုရန်တော်တွေကတခင်မလေးရဲ့ခွင့်ပြုချက်မရသေးလို့မခေါ်ပေးဘူးလေရှက်ရချီချက်ချင်းဒေါသထွက်သွားတယ်အဲ့ဒီယူတွေကိုချက်ချင်းတရား20ခေါ်ခိုင်းလိုက်အာချန်သာတစ်ခုခုဖြစ်သွားရင်သူတို့အားလုံးအလုတ်ထွက်ဖို့ပြင်ထားဖုံးချပြီးတာနဲ့ကားလက်လို့ရင်မောင်းကိုအမိတ်ပေးလိုက်တယ်လက်ထောက်ကအံ့ဩသွားတယ်ရှက်ဥက္ကဋ္ဌတင်တာပွဲကခဏနေရင်စတော့မယ်လေကျမသိတယ်ဒါပေမဲ့ကျမအတွက်အာချန်ကအမြဲပထမပဲသူအချိန်တရာလိန်ခဲ့ရင်တော့တရားတစ်ချိန်မြောက်မှာကျမယုံနေအောင်မှာပဲအာချန်ကကျမကိုအချိန်ပေါင်းမရေမတွက်နိုင်အောင်လိန်နိုင်တယ်ဒါပေမဲ့ကျမကတစ်ချိန်တောင်မပြစ်ပယ်နိုင်ဘူးကျမကံကောင်းတဲ့လူမဟုတ်ဘူးအာချန်ကိုမဆုံးရှုံးနိုင်ဘူးဆုံးရှုံးရတဲ့နာကျင်မှုကိုလည်းမခံနိုင်ဘူးလက်ထောက်ကပါဆက်ဖွင့်ပြီးတခုခုပြောချင်သေးပေမဲ့နောက်ဆုံးတော့ဟုတ်ကဲ့လို့ပဲပြန်ဖြေလိုက်တယ်အနက်ရောင်ရိုးရရဲကတင်တာပွဲကျင်းပမဲ့နေရာမရောက်ခင်လမ်းစုံမှာချက်ချင်းကွေပြီးရှက်အိမ်ဘက်ကိုပြန်မောင်းသွားတယ်ကားပေါ်မှာရှက်ရချီအသက်ပြင်းပြင်းရှူလိုက်တယ်ဒီကိစ္စကကြိုတင်စီစဉ်ထားတဲ့လက်ကွက်တစ်ခုဖြစ်နိုင်တယ်ဆိုတာငါမတွေးဘူးတာမဟုတ်ဘူးအချိန်ကလည်းတိုက်ဆိုင်လွန်းတယ်ငါ့ကိုတင်တာပွဲမတက်နိုင်အောင်တမင်လုပ်တာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ငါမလောင်းရဲဘူးငါမစွန့်စားရဲဘူးဝင်းပလွေလာပြီးဆိုတဲ့ဇလန်းအချိန်တရားဖြစ်ခဲ့ရင်တော့တရားတစ်ချိန်မြောက်မှာငါအာချန်စီအပြေးသွားအောင်မှာပဲဆေးရုံကိုရောက်တော့ကျွန်တော်ကိုအရေးပေါ်ဌာနထဲပို့ထားပြီးသားဖြစ်နေပြီရှက်ရချီကကားရက်တာနဲ့ပြေးဝင်သွားတယ်အရေးပေါ်ခန်းအပြင်မှာဝမ်အမေနဲ့ကိုရန်တော်တွေစောင့်နေကြတယ်တခင်မလေးတခင်လေးအထဲမှာပါဆရာဝန်စစ်ဆေးနေတယ်ရှက်ရချီကမှန်ပြတင်းကနေထဲကိုကြည့်လိုက်တယ်လူရိပ်တွေလှုပ်ရှားနေတာပဲမြင်ရတယ်သူလက်သီးကိုကြစ်ဆုပ်ပြီးကိုတင်းငင်အောင်ထိန်းလိုက်တယ်ပြီးတော့ဘေးကကိုရန်တော်ကိုလှည့်ကြည့်တယ်အတန်ကမကျဲပေမဲ့အေးဆက်လွန်းတယ်ဘသူကလူနာတင်ကားမခေါ်ခိုင်းတာလဲခန္ဓာကိုယ်ကြီးတဲ့ကိုရန်တော်တယောက်ထွက်လာတယ်တခင်မလေးအရင်ကမှားထားတာရှိလို့ပါတခင်လေးကအရေးပေါ်ဆက်သွယ်မှုဒါမှမဟုတ်အပြင်ထွက်မယ်ဆိုရင်ကျမလိုချင်တာကသူ့လုံခြုံရေးကိုအာမခံဖို့နာကျင်နေချိန်မှာအတင်းသီးခံခိုင်းဖို့မဟုတ်ဘူးတကယ်တစ်ခုခုဖြစ်သွားရင်ဘသူတာဝန်ယူမလဲကိုရန်တော်တွေခေါင်းငုံသွားကြတယ်အဲ့ဒီအချိန်မှာအရေးပေါ်ခန်းတကားပွင့်လာတယ်ဆရာဝန်ကျွန်တော်ယောက်ျားဘလို့နေတယ်လဲစိုးရင်စရာမရှိပါဘူးပြင်းထန်တဲ့အစာအိမ်နဲ့ဥယောင်ယောဂပါလူနာကအရန်ပိန်နေတယ်ပုံမှန်စားတာလည်းနည်းတယ်ဒီတစ်ခါတည်းအများကြီးစားလိုက်တော့အစာအိမ်ကမခံနိုင်ပဲကြွက်တဲ့အန်နာတွေဖြစ်သွားတာပါဆေးပေးထားပြီးပါပြီအခုနာကျင်မှုတက်တာသွားပါပြီဆေးရည်သွင်းပြီးစောင့်ကြည့်နေပါတယ်စိုးရင်စရာမရှိပါဘူးရှက်ရချီရဲ့စိတ်ထဲကဖိအားကြီးချက်ချင်းပြေးလျော့သွားတယ်အဲ့ဒီနောက်ကြံခဲ့တာကပင်မနှွမ်းနယ်မှုနဲ့ကျေးဇူးတင်စိတ်ပဲကျွန်တော်ကဆေးရုံခုတင်ပေါ်မှာထိုင်ပြီးပြောလိုက်တယ်ဒီနေ့ငါဖုန်းနဲ့ message တစ်စောင်ဝင်လာတယ်ငါ့ကိုနင့်ကိုတားထားဖို့ပြောထားတာအရေးကြီးတဲ့ပွဲတစ်ခုရှိတယ်ဆိုပြီးရှက်ရချီနင်ငါ့ကိုယုံရမယ်ငါအခုမှတ်ညံပြောင်းနေတယ်ငါတို့မတက်ခဲ့ရင်တော့တခြားလူကိုကူပြီးနင့်ကိုဒုက္ခပေးမှာမဟုတ်ဘူးအဲ့ဒီယွမ်ချန်ချန်ကိုအခုငါမသိတော့ဘူးသိတယ်ဆိုရင်တော့ဒီလိုမလုပ်ဘူးရှက်ရချီကကျွန်တော်ဖုန်းကိုယူကြည့်ချင်တယ်အရင်ကသာဆိုကျွန်တော်စိတ်လှုပ်ရှားနေမှာတေးချတယ်ဒါပေမဲ့ဒီတစ်ခါတော့ဖုန်းကိုအန်လော့လုပ်ပြီးသူ့လက်ထဲတိုက်ရိုက်ထည့်ပေးလိုက်တယ်အထဲမှာယွမ်ချန်ချန်ရဲ့တောင်းပန်စာတွေချော့စာတွေအများကြီးရှိနေတယ်ကြည့်ပြီးနောက်ရှက်ရချီရဲ့မျက်လုံးတွေနူးညံ့လာတယ်တကယ်ပဲနင်ပြောတဲ့အတိုင်းပဲငါဆေးရုံရောက်တာကတိုက်ဆိုင်မှုတက်ပါအသက်26နှစ်ရှိတဲ့ငါကအရန်ပိန်နေတယ်လို့မြင်တော့ခန္ဓာကိုယ်အားကောင်းအောင်စားချင်လာတာဒီလောက်အားနေနေမှမသိခဲ့ဘူးကျွန်တော်တွတ်ပြောနေတယ်ရှက်ရချီကတော့တိတ်တိတ်လေးနားထောင်နေတယ်သူမိမရနိုင်တာကဒီနှစ်တွေအတွင်းပထမဆုံးအကြိမ်ဖြစ်
ကျွန်တော်ကသူ့ကိုနေ့စဉ်ဘဝရဲ့အသေးဖွဲအကြောင်းအရာတွေတောင်ပြန်ပြောနေခဲ့တာပဲသူ့စိတ်ထဲမှာအတွေးတစ်ခုပေါ်လာတယ်အာချန်ယွန်းချန်ချန်ကိုတကယ်မေ့သွားတာများလားအခုတော့သူ့မျက်လုံးထဲမှာငါ့ကိုပြန်မြင်ရပြီညကနက်တစ်ထက်နက်လာတယ်ရှက်ရချီကကျွန်တော်ဘေးမှာထိုင်ပြီးစေးရည်သွင်းတာစောင့်နေတယ်ကျွန်တော်ကတော့မေ့သွားတဲ့6နှစ်အကြောင်းစက်တိုက်မေးနေမိတယ်အစပိုင်းမှာသူကအတူချုံမဲ့ဖြစ်တယ်တခါတလေခေါင်းစဉ်တောင်လွှဲချင်တယ်ဘာလို့လဲဆိုတော့အဲ့ဒီ6နှစ်ဟာသူ့ဘဝရဲ့အနာကျင်ဆုံးအချိန်တွေဖြစ်လို့ပဲကျွန်တော်တခြားလူစီလျှောက်သွားတာကိုမျက်စိရှိမှကြည့်နေရတဲ့အချိန်တွေမနာလိုမှုနာကျင်မှုအားမဲမှုတွေပြည့်နေတဲ့အချိန်တွေသူမပြောချင်ဘူးစကားတစ်လုံးတောင်မပြောချင်ဘူးဒါပေမဲ့ကျွန်တော်ရဲ့စူးစမ်းလိုစိတ်အပြည့်နဲ့ကြည်လင်တဲ့မျက်လုံးတွေကိုမြင်နိုင်သူ့နှလုံးသားကမာကြောမနေနိုင်ဘူးအဲ့ဒီယွမ်ဘာချန်ချန်လဲငါဘယ်လိုသိခဲ့တာလဲရှက်ရချီလက်ချောင်းတွေနဲ့ခွတင်ပေါင်ကိုအသာပုတ်နေတယ်ယွမ်ချန်ချန်ကငါတို့ကျောင်းကပွဲလုံကျောင်းသူနင်းခြေတော့လိန်သွားတော့ငါပဲနင်းကိုကျောင်းစေးရုံပို့ခဲ့တာပြန်စစ်ဆေးတာဆေးလဲတာအားလုံးငါပဲလိုက်ပေးခဲ့တယ်ဒါပေမဲ့နောက်ဆုံးတစ်ခေါက်မှာနင်းတက်တာနေပြီငါလည်းအလုပ်ရှိနေလို့မလိုက်ပေးနိုင်ခဲ့ဘူးအဲ့ဒီတစ်ခေါက်မှာပဲနင်းသူနဲ့တွေ့ခဲ့တာသူခဏရက်သွားတယ်ငါအမြဲနင်းဘေးမှာရှိခဲ့တယ်ဒါပေမဲ့ကံကြမ္မာရဲ့မတော်တဆမှုတစ်ချိန်တည်းကနင့်ကိုတခြားလူတစ်ယောက်ကိုမြင်မြင်ချင်းချစ်သွားစေခဲ့တယ်ပြီးတော့ရောအဲ့ဒီနောက်နင့်မှာလျှို့ဝှက်ချက်တွေစရှိလာတယ်နေ့တိုင်းခိုးကြောင်ခိုးဝက်လုပ်လာတယ်ငါအလုပ်ကလည်းအရေးကြီးတဲ့အချိန်ဖြစ်နေတော့မအားဘူးနောက်တော့နေရောက်လာပြီးယွန်းချန်ချန်ကိုချစ်ချောင်းဖွင့်ပြောမယ်လို့ပြောခဲ့တယ်အဲ့ဒီစကားတွေကိုနားထောင်ရင်းကျွန်တော်မျက်ခုံးကြုံသွားတယ်ဒါဆိုငါတို့ဘယ်လိုလက်ထပ်ဖြစ်သွားတာလဲနောက်တော့နင်းသိသွားတယ်ယွန်းချန်ချန်ကနင်းတယောက်တည်းနဲ့မဟုတ်ဘူးလူတော်တော်များများနဲ့ရောနှောနေတာပိုရေးကြီးတာကသူမှစစ်ဆက်ထားတဲ့သူရှိပြီးသားနင်းဒေါသထွက်ပြီးငါ့ကိုလက်ထပ်ဖို့လာပြောခဲ့တယ်အဲ့ဒီအချိန်နင်းစိတ်ခိခိုက်နေတော့ငါသဘောတူလိုက်တာဒါပေမဲ့ဒါကရှက်ရချီရဲ့လိန်ညာမှုတဝက်ပါဝင်တဲ့အဖြစ်ပဲအမှန်တကယ်မှာတော့သူဟာနှစ်ပေါင်းများစွာမျှော်လင့်ခဲ့တဲ့အခွင့်အရေးကိုရခဲ့တာကျွန်တော်ရုတ်တရက်ထိုင်နေရာကနေထောင်တက်လိုက်တယ်အံ့ဩမှုဒေါသတွေကြောင့်အတန်တောင်မြင့်သွားတယ်လက်ကဆေးထိုးအပ်တောင်လှုပ်သွားတယ်ဘာငါကအဲ့ဒီလိုမိမမျိုးအတွက်ဒီလိုအရှက်မရှိတဲ့အရာတွေလုပ်ခဲ့တာလားကျွန်တော်မယုံနိုင်စွာရှက်ရချီကိုစိုက်ကြည့်လိုက်တယ်ဒီ6နှစ်အတွင်းငါဘာတွေထပ်လုပ်သေးလဲကျွန်တော်ကသူ့အဖြေကိုကြားချင်တယ်ကောမန့်စာတန်းတွေကဘာပြောမလဲဆိုတာကိုလည်းပိုသိချင်တယ်မင်းသားနဲ့မင်းသမီးကမြင်မြင်ချင်းချစ်သွားတာလေငယ်တငယ်ချင်းကဘယ်တော့မှကံကြမ္မာဖူးစာကိုမနိုင်ဘူးဇက်ပိုမင်းကလေးရှုံးတာမဆန်းပါဘူးမင်းသမီးကတခြားလူတွေအပေါ်အတူအယောင်ပဲမင်းသားအပေါ်ပဲအချစ်စစ်နဲ့ဆက်ဆံတာတော်ပါတော့မင်းသမီးကလူတိုင်းနဲ့ရောနှောနေတာပဲမင်းသားသူ့ကြောင့်အချိန်ဘယ်လောက်တောင်စိတ်ကြရောက်ခဲ့ရလဲရွှေမီသားစုရဲ့အမွေဆက်ခံသူဖြစ်ဖို့သူ့အဖေရဲ့တရားမဝင်သားသမီးတွေကိုရှင်ပြန်ရတာလေဒါကြောင့်အာနာကိုအရင်ဆုတ်ကန်ရတာမင်းသားကလွယ်ရင်ကြံတဲ့သူတွေအားလုံးနဲ့ပေါင်းတင်တာအကျိုးစီးပွားအတွက်ပဲအကျိုးစီးပွားအတွက်ဆိုဘာလို့စစ်ဆက်ပွဲကိုမဖြတ်ပြီးမင်းသားနဲ့မတွဲတာလဲမင်းသားကိုလူမှုကွန်ရက်မှာတတိယလူကလို့အစဲခံရတော့ငါရောသူပဲရောက်နေလဲဒါကိုအချစ်လို့ခေါ်သေးလားရှက်ရချီပြောပြတဲ့အတိတ်6နှစ်အကြောင်းကိုနားထောင်ရင်းယွန်းချန်ချန်အကြောင်းပုံရိပ်ကကျွန်တော်စိတ်ထဲမှာတဖြည်းဖြည်းပြည့်စုံလာတယ်ပြောရရင်ဒါဟာရိုးရှင်းပြီးလူကိုနာကျင်စေတဲ့ဇလန်းတစ်ပုဒ်ပဲယွန်းချန်ချန်ကမိသားစုစီးပွားရေးအမွေဆက်ခံခွင့်ကိုလိုချင်တယ်တစ်ဖက်မှာလည်းစိတ်လှုပ်ရှားစရာအချစ်ကိုမစွန့်လွတ်ချင်ဘူးဒါကြောင့်အချစ်စစ်ဆိုတဲ့စကားလုံးတွေနဲ့ကျွန်တော်ကိုချော်တယ်တစ်ဖက်မှာတော့သူ့အတွက်အကျိုးရှိစေမယ့်စစ်ဆက်ထားသူနဲ့ဆက်ပြီးဆက်ဆံနေတယ်နောက်ဆုံးအမှန်တရားပေါ်သွားတော့အဆက်ကွဲမှုအလုံးကိုကျွန်တော်တယောက်တည်းခံလိုက်ရတယ်ဒီဇလန်းကရှေ့ခေတ်အချစ်ဝတ္ထုတွေကစက်ကွက်လိုပဲငါတကယ်ဒီလောက်အယူဖြစ်ခဲ့တာလားဒါငါစရိုက်မှမဟုတ်တာငါဘယ်လိုလုပ်ဒီလောက်မိုက်မဲသွားရတာလဲဆေးရည်ဘူးတွေကအကြီးကနောက်ဆုံးဆက်အထိကျသွားတယ်နောက်ဆုံးတော့ဆေးရုံကထွက်နိုင်ပြီကားပါကင်ကိုရောက်တော့ကျွန်တော်အကြီးကရိုးရရေပေါ်ကနေမခွာနိုင်တော့ဘူးမျက်လုံးတွေတောက်ပနေတယ်ဒီကားကတအားမိုက်တာပဲကားတကားကိုလက်နဲ့အသာပို့လိုက်တယ်ယွမ်28တန်းရုတ်တရက်ရှက်ရချီပဲလှည့်ကြည့်လိုက်တယ်ငါသာအဲ့ဒီယွမ်ချန်ချန်နဲ့မတွေ့ခဲ့ရင်ငါလဲစီးပွားရေးအောင်မြင်မှာမဟုတ်လားပတ်စံအများကြီးရှာနိုင်မှာမဟုတ်လားပြီးတော့ကို့ဆွမ်းစားနဲ့အိမ်ကြီးကားကြီးဝယ်ပြီးမော်ဒယ်မလေးတယောက်လောက်တောင်ထားနိုင်မှာဘာကိုထားမယ်ရှက်ရချီရဲ့မျက်နှာချက်ချင်းမဲသွားတယ်နင့်နဲ့ဘာဆိုင်လို့လဲငါထားချင်တယ်ငါရဲ့အကောင်းဆုံးလူငယ်ဘဝ6နှစ်ပြောက်သွားတာလေ6နှစ်နော်မင်းကလေးတယောက်ရဲ့လက်တောင်တေးချမကင်ဘူးနိုးလာတာနဲ့နင်းနဲ့တန်ကြိုးချီခံရတယ်ငါနည်းနည်းအိမ်မက်မချင်တာကိုဘာဖြစ်လဲအရင်ကရှိခဲ့တဲ့နူးညံ့တဲ့လေတုကချက်ချင်းပြောက်သွားတယ်ကျွန်တော်ကလည်းအရင်လိုပဲရှက်ရချီနဲ့ရန်ဖြစ်ရင်းဆက်နောက်နေပြန်တယ်ကားပေါ်ရောက်တော့ကျွန်တော်တမင်သူ့ကိုရှောင်ပြီးနောက်ခန်းတကားဖွင့်ထိုင်လိုက်တယ်ရှက်ရချီကကြည့်ပြီးရဲမိတယ်ငါ့ကိုရင်မောင်းထင်နေတာလားပြီးတော့နောက်ခန်းတကားဖွင့်ပြီးကျွန်တော်ကိုဆွဲထုတ်တယ်ရှေ့ခန်းမှာထိုင်ခိုင်းတယ်တခင်လေးကိုငါရင်မောင်းပေးရတာကံကောင်းတယ်လို့မှတ်ထားဟုတ်တယ်ကံကောင်းနေလိုက်ကျွန်တော်ကလည်းမခံမရက်ပြန်ပြောလိုက်တယ်အိမ်ရောက်တော့ကျွန်တော်ကရှေ့ခန်းမှာထိုင်ပြီးမစင်မဲကပ်နေတယ်ရှက်ရချီကကလေးတယောက်လိုဆွဲခေါ်နေတယ်အိမ်အကူတွေကဒီမြင်ကွင်းကိုကြည့်ပြီးအံ့ဩနေကြတယ်အရင်တုန်းကဒီစုံတွဲကအေးဆက်ဆက်ကြည့်တာမဟုတ်ရင်ရန်ဖြစ်တာပဲဒီနေ့တော့တယောက်ကစနောက်နေတယ်တယောက်ကပြုံးနေတယ်ရေခဲတုံးကြီးစပြီးအရေးပြောလာတယ်လို့ပဲရှက်ရချီကကျွန်တော်လက်မောင်းကိုချိတ်ပြီးအိတ်ခမ်းထဲခေါ်သွားတယ်အိတ်ရပေါ်ထိုင်ခိုင်းပြီးသူကအဝတ်ဗီရိုဘက်လျှောက်သွားတယ်နေအများကြီးပြောင်းသွားတာပဲကျွန်တော်မထင်မှတ်ပဲပြောလိုက်မိတယ်ငါအိုသွားပြီလို့ပြောချင်တာလားမမေ့နဲ့နော်ငါတို့အသက်တူတယ်နေငါတော့ငါထက်တစ်ပတ်ကြီးသေးတယ်မဟုတ်ပါဘူးရှက်ရချီနှက်ခမ်းထောက်မှာအပြုံးပပပေါ်လာတယ်အရင်ရေချိုးလိုက်ဦးကျွန်တော်အတွေးတွေချက်ချင်းလွဲသွားတယ်ရေချိုးပြီးရင်ဘာဖြစ်မလဲဒီညဒီမှာအိပ်ရမှာလားဟုတ်တယ်ပြီးတော့နင့်ကိုကျိုးနဲ့ချီထားဦးမယ်ညဘက်ထွက်ပြေးမှဆိုလို့ဒါတရားမဝင်ဖမ်းဆီးထားတာပဲလုံခြုံရေးခေါ်မယ်ခေါ်လေငါတို့ကတရားဝင်လင်မရပဲလုံခြုံရေးကိုဒါလင်မရကြကပြဿနာလို့ပြောလိုက်ရင်သူတို့ဝင်ပါမယ်ထင်လားရှက်ရချီနင်ကတကယ်စိတ်ပြတ်ဖို့ကောင်းတာပဲနောက်ပိုင်းကျွန်တော်ရေချိုးပြီးထွက်လာတယ်
ရှက်ရချီကလည်းရေချိုးခန်းထဲဝင်သွားတယ်အဲ့ဒီအချိန်ဖုန်းမျက်နှာပြင်လင်းလာတယ်ရှက်ဥက္ကဋ္ဌတင်တာရလက်ထွက်ပါပြီကျွန်တော်တို့အနိုင်ရပါတယ်ရွှန်ကုမ္ပဏီထွက်သွားပါပြီရေချိုးပြီးထွက်လာတဲ့ရှက်ရချီကသတင်းကိုမြင်ပြီးပြုံးမိသွားတယ်ဒါပေမဲ့အိတ်ခမ်းထဲကြည့်လိုက်တော့ကျွန်တော်မရှိတော့ဘူးသူ့မျက်နှာဖြူဖြော့သွားတယ်နှလုံးသားကရေခဲထဲကျသွားတယ်လို့ခံစားရတယ်အာချမ်းတုတ်ပြန်မှုမရှိနောက်တစ်ခါထက်လိန်သွားပြန်ပြီလားငါဘဝတွေကထပ်ပြောက်သွားပြန်ပြီလားသူချက်ချင်းអော်လိုက်တယ်လူတွေငါနဲ့လိုက်ရှာအခုချက်ချင်းသွားရှာတကားပွင့်တန်ဖက်ခနဲထွက်ပေါ်လာပြီးစင်ကြံဆုံးကအခန်းတကားပွင့်သွားတယ်ကျွန်တော်ကအနှောက်ယှက်ပေးခံရလို့မကျေနပ်တဲ့မျက်နှာနဲ့ပြောလိုက်တယ်မအော်တော့နဲ့ညကြီးမင်းကြီးလူခေါ်တယ်လို့អော်နေတာဘာလုပ်တာလဲလူကိုအိတ်ခွင့်မပေးတော့ဘူးလားကျွန်တော်ရှိနေသေးတာကိုမြင်လိုက်ရတော့ရှက်ရချီမှစိတ်သက်သာရသွားတယ်သူအရန်ဆိုးရိမ်လွန်းလို့ယူတော့မဲ့ပုံစံဖြစ်နေတာကိုမြင်ရတော့ကျွန်တော်စိတ်ထဲမှာအပြစ်ရှိတယ်လို့ခံစားချက်တစ်ခုပေါ်လာတယ်ချောင်ချန်ရီမင်းကတော့တကယ်ကြွားလုံးထုတ်ခဲ့တာပဲအခုတော့ကို့အပြစ်နဲ့ကိုပဲခံရတာပေါ့ခြေထောက်လိန်သွားရင်တော့ဆက်ကြွားဦးမလားကဘာကူးမလာခင်တုန်းကကျွန်တော်ခြေထောက်လိန်သွားတော့ရှက်ရချီကကျွန်တော်ကိုကြောင်းစရုံစီတွဲပို့ပေးခဲ့တယ်ပါဇက်ကလည်းမနာတမ်းစုပူနေခဲ့တယ်ဒါပေမဲ့ကျွန်တော်ခြေထောက်ကိုတမင်လှုပ်ပြလိုက်တာနဲ့သူချက်ချင်းပါဇက်ပိတ်သွားတယ်အသက်20အရွယ်ရှက်ရချီကစကားများပေမဲ့ကျွန်တော်မှာဘာကိစ္စပဲဖြစ်ဖြစ်အမြဲချက်ချင်းရောက်လာတတ်တယ်အတိတ်ပဲမရှိတဲ့ကိစ္စတေးသေးလေးဖြစ်ရင်တော့မပြတ်ကွက်ဘူးအသက်26နှစ်အရွယ်ရှက်ရချန်ကတော့အေးဆက်တယ်လို့ထင်ရပေမဲ့ကျွန်တော်ကိုဂယုစိုက်နေစေပဲနေငါ့ကိုတိတ်တိတ်လေးသဘောကျနေတာမဟုတ်လားဒါကမေးခွန်းမဟုတ်ဘူးတေချာပေါက်ယုံကြည်ထားတဲ့လေတံနဲ့ပြောလိုက်တာရှက်ရချီချက်ချင်းရက်သွားတယ်သဘောကျတယ်ဆိုတာနင့်ကောင်းကိုအခန်းထဲပြန်လိုက်ခဲ့ဒီမှာမနေရဘူးခမန့်စာတန်းတွေထပ်ပြီးပောက်ကွဲသွားပြန်တယ်ကျွန်တော်လည်းအမြန်ကြည့်လိုက်ပေမဲ့အသုံးဝင်တဲ့အချက်လက်တစ်ခုမှမတွေ့ရဘူးနက်နက်ရှိုင်းရှိုင်းစဉ်းစားခြင်းစိတ်လည်းမရှိတော့ဘူးရှက်ရချီကတော့ကျွန်တော်ရှေ့ရောက်လာပြီသူ့မျက်လုံးတွေအေးဆက်နေတယ်ပြောလိုက်တဲ့စကားကဆွေးနွေးတာမဟုတ်ပဲအမိန့်ပေးတာပဲကို့ဘာသာပြန်လျှောက်မလားဒါမှမဟုတ်လူခေါ်ပြီးထမ်းထားရမလားငါနင့်ကိုစိတ်မဝင်စားဘူးနင်ဘလောက်တောင်ပိန်နေလဲကြည်စမ်းပါအောင်ကျွန်တော်လဲကိုအလိုလိုကြည့်လိုက်မိတယ်တကယ်ကိုယောဂတည်လို့ပိန်နေတာသူ့မျက်လုံးထဲမှာခဏတာပေါ်လာတဲ့နာကျင်မှုကိုဖမ်းမိလိုက်တယ်ကျွန်တော်ကိုနာကျင်စေတဲ့တစ်ချိန်ထဲမှာသူကိုယ်တိုင်လည်းနာကျင်နေရတယ်လို့ပဲဒါဆိုဘာလို့ငါ့ကိုအမြဲတမ်းကြိုးနဲ့ချီထားတာလဲငါပြောင်းနေတဲ့မက်ညံနဲ့ပတ်သက်နေတယ်မဟုတ်လားရှက်ရချီကပြောတယ်လက်မထက်ခင်တုန်းကနင်ရွမ်ချန်ချန်နဲ့ရောရှက်ပြီးကိုလူမလို့သူမလို့ဖြစ်အောင်လုပ်ခဲ့တယ်လက်ထပ်ပြီးတော့အစပိုင်းမှာငါနင့်ကိုလွတ်လပ်ခွင့်ပေးခဲ့တယ်နင်သူ့ကိုပထမဆုံးသွားတွေ့ပြီးပြန်လာတဲ့နေ့မှာ3ရက်တိတိအစာမစားပဲကွာရှင်းမယ်လို့စူပူခဲ့တယ်ငါသဘောမတူခဲ့ဘူးဒါပေမဲ့နင့်ကိုသူ့စီမသွားနဲ့လို့လည်းမတားခဲ့ဘူးကိုရန်တော်တွေကိုတောင်လှုပ်ဝက်လွတ်ပြီးကာကွယ်ပေးခဲ့သေးတယ်နောက်တစ်ခါနင့်ကိုတွေ့တော့နင်အိမ်ရှိမှာငိုပြီးရွမ်ချန်ချန်နဲ့သူ့စစ်ဆက်ထားသူလက်ထပ်တော့မယ်လို့ပြောခဲ့တယ်ပြီးတော့သူ့ကြောင့်အချိန်ချင်းထိခိုက်ဒဏ်ရာရခဲ့တယ်ငါမပြောရသေးတာရှိတယ်သူ့မှာအခုထိစစ်ဆက်ထားသူရှိနေတော့မယ်စစ်ဆက်ထားသူရှိနေရက်နဲ့နင့်ကိုမျှော်လင့်ချက်ပေးနေခဲ့တယ်နင့်ရဲ့ဆက်ဆံရေးတွေကိုတုံးပြီးစီးပွားရေးပူးပေါင်းမှုတွေလူယူခဲ့တယ်နင်နဲ့ငါစီကအကျိုးမြတ်ယူပြီးသူ့ကိုယ်သူကြီးထွားလာစေခဲ့တယ်နင့်ကိုလက်ထပ်မယ်ဆိုတဲ့ကတိလည်းမတည်ခဲ့ဘူးစစ်ဆက်ပွဲတော့မဖြတ်ခဲ့ဘူးဒါပေမဲ့နင်ကတော့သူ့အတွက်ကိုယ်ခန္ဓာကိုယ်ကိုထိခိုက်စေတဲ့ဆေးတွေတောက်ခဲ့တယ်ကိုဖျက်ဆီးခဲ့တယ်သူ့ငယ်ချင်းတယောက်ကိုအင်ကအလူလိုလာတော့တောင်နင်သွားလူကိုစဉ်းစားခဲ့တယ်ကံကောင်းလို့ငါတားလိုက်နိုင်ခဲ့တယ်အိမ်ထဲမှာတော့ခတ်ထားလိုက်တယ်မဟုတ်ရင်အခုလိုအသက်ရှင်နေတာတော့မဟုတ်တော့ဘူးအဲ့ဒီနောက်ပိုင်းနေ့ဘက်မှာလူလွတ်ပြီးနင့်ကိုစောင့်ကြည့်ခိုင်းတယ်ညဘက်မှာတော့ငါနဲ့အတူတော့ခတ်ပြီးအိတ်တယ်ထွက်ပြေးဖို့မစဉ်းစားနဲ့ဒါငါလားဒီလောက်အယူဖြစ်ခဲ့တာလားတကယ်ငါပဲလားကျွန်တော်ဘလို့မှကိုနားမလည်နိုင်ဘူးဒါကြောင့်ပြန်ပြောလိုက်တယ်ဒါပေမဲ့အခုငါမေ့သွားပြီလေနင်ရုတ်တရက်ပြန်မှတ်မိသွားပြီးအသက်သက်မဲ့ယူမယ်ဆိုတာမဖြစ်စေချင်လို့ပဲအဲ့ဒါကြောင့်နင်ငါနဲ့ပြန်လိုက်ရမယ်မငင်းနဲ့ငါနင့်ကိုစိတ်မဝင်စားဘူးနောက်ဆုံးတော့ကျွန်တော်လက်လျှော့လိုက်တယ်သူကနှစ်ပေါင်းများစွာကျွန်တော်ကိုမစွန့်ပစ်ခဲ့တဲ့တန်ရောစင်ကြောင့်စိတ်ထိခိုက်သွားတယ်ကောင်းပြီငါလည်းစိတ်ဝင်စားစရာမရှိဘူးထင်ပါတယ်ရှက်ရချီကပါဆက်ဆိုးပေမဲ့ဘလို့ပဲဖြစ်ဖြစ်ငါကိုမစွန့်ပစ်တဲ့မိသားစုဝင်တယောက်လိုပါပဲရှက်ရချီကကျွန်တော်ကိုအိမ်မကြီးစီပြန်ခေါ်သွားတယ်ပြီးတော့ကျွမ်းကျင်တဲ့လှုပ်ရှားမှုတွေနဲ့ကျွန်တော်တို့နှစ်ယောက်ကိုတန်ကြိုးနဲ့ချီလိုက်တယ်သူပြောတဲ့အတိုင်းအိယာရဲ့တစ်ဖက်မှာဝင်အိတ်လိုက်တယ်ရှက်ရချီဒီအိယာကတကယ်တက်တောင့်တက်တာရှိတာပဲရှက်ရချီကမျက်လုံးမိတ်ပြီးပြောလိုက်တယ်ဒီနေ့တစ်နေ့လုံးပင်ပန်းထားပြီးအိတ်တော့သူကကျွန်တော်ကိုအမိတ်ပေးတယ်လို့ပြောလိုက်တယ်နောက်တစ်နေ့မနက်စောစောမှာတော့တိတ်ဆိတ်နေတဲ့အခန်းထဲမှာတင်းငယ်တဲ့ထိခတ်တန်လေးတွေကအထူးသဖြင့်ပိုရှင်းလင်းနေတယ်ရှက်ရချီကအရင်နိုးလာပြီးလှုပ်ရှားတာအတော်လေးဂယုစိုက်ပေမဲ့တန်ကြိုးရဲ့တက်တူထောင်းချုံလေးတွေကကျွန်တော်ဝေစာနာကိုထိမိပြီးအတန်ထွက်လာသေးတယ်ဆူလိုက်တာမနက်ပိုင်းအတန်လည်းမရှိဘူးလေကောင်းကောင်းအိတ်ခွင့်ပေးလို့မရဘူးလားအရင်ထပြီးမနက်စာစားဦးမိန်းကလေးတယောက်ရဲ့အတန်ထွက်လာတယ်အိတ်ချင်ရင်မနက်စာစားပြီးမှပြန်အိတ်အဆောင်ခန်းထဲမှာဘဲကမိန်းကလေးအတန်လဲအဲ့ဒီအခိုက်အတန့်မှာပဲမှတ်ညံပိုင်းစတွေရုတ်တရက်ပြန်ဆက်သွားတယ်ကျွန်တော်မီးပူနဲ့ထိလိုက်တယ်လို့အိတ်ရပေါ်ကနေချက်ချင်းထိုင်ထားလိုက်မိတယ်မှတ်ညံကတော့ကောင်းသားပဲမနက်ပိုင်းအတန်မရှိတာတော့မှတ်မိသေးတယ်ရှက်ရချီပြောပေမဲ့ကျွန်တော်ဘာမှပြန်မဖြေဘူးအိတ်ရပေါ်မှာထိုင်ရင်းပို့ပြီးနှက်ဆိုင်တဲ့အတွေ့နဲ့နှုတ်ဝင်သွားတယ်လွန်ခဲ့တဲ့6နှစ်ကအဖြစ်အပျက်တွေကမနေ့ကဖြစ်ခဲ့တယ်လို့ပဲဒါပေမဲ့မျက်စိရှိကဒီအမျိုးသမီးပြီးတော့ကိုယ်ခန္ဓာကိုယ်ရဲ့တိမ်မွေးတဲ့ပြောင်းလဲမှုတွေကအချိန်ဟာတကယ်ပဲ6နှစ်ကုန်သွားပြီဆိုတာကိုတိတ်တဆိတ်ပြောနေကြတယ်ဒါမမှန်ဘူးအယမ်းမမှန်ဘူးမှတ်ညံပြောက်တာဆိုရင်မေ့သွားနိုင်တယ်ဒါပေမဲ့ဘာလို့ပိုဝေးတဲ့အတိတ်ကိုမှတ်မိနေပြီးအလဲက6နှစ်တာကိုပဲကွက်တိပြောက်သွားရတာလဲပိုပြီးထူးဆန်းတဲ့တိတ်ပံစိတ်ကူးရင်ကားလို့အတွေ့တစ်ခုကိုမထိန်နိုင်ပဲတွေးမိသွားတယ်ငါကဘာကူးလာတာများလားအောက်ထပ်ဆင်းပြီးမနှက်စာစားကြတယ်ဒီနေ့တော့နည်းနည်းပဲစားမနေ့ကလိုအလွန်စားပြီးဆေးရုံရောက်သွားတာမျိုးထပ်မဖြစ်စေနဲ့ရှက်ရချီပြောလိုက်တယ်အခန်းတကားကလည်းညင်ညင်တတာပိတ်သွားတယ်
ကျွန်တော်ကတော့အိယာပေါ်ပြန်လဲချလိုက်ပြီးစောင်းကိုခေါင်းပေါ်အထိဆွဲဖုံးလိုက်တယ်မောင်မိုက်ထဲမှာအဲ့ဒီအံ့ဩစရာကောင်းတဲ့အတွေ့ကိုဆက်ပြီးစဉ်းစားနေတော့တောင်းပန်ပါတယ်ကျွန်တော်နောက်ကျသွားတယ်အတန်တန်ရုတ်တရက်ထွက်လာတယ်ကျွန်တော်တကူလုံးတုန်ခါသွားပြီးစောင်းကိုချက်ချင်းဆွဲချလိုက်တယ်အခန်းထဲကိုမျက်လုံးအနှံ့ဝေးကြည့်လိုက်တယ်ဒါပေမဲ့အခန်းကဗလာကျင်းနေတယ်ဘသူလဲအခန်းထဲမှာဘသူရှိနေတာလဲချောင်းချမ်းမင်္ဂလာပါကျွန်တော်အခန်းထဲမှာမရှိပါဘူးခမရဲ့အုံနောက်ထဲမှာရှိနေတာပါအုံနောက်ထဲမှာဟုတ်လားအတန်ကြားရောက်လာလားစိတ်ကွဲယောဂဖြစ်တော်မဲ့လက္ခဏာလားကျွန်တော်ဘလို့မှမတည်ငြိမ်နိုင်တော့ဘူးစောင်းကိုဖယ်ချပြီးအိယာပေါ်ကခုန်ဆင်းလိုက်တယ်ဖက်နှက်တောင်မစီးပဲအခန်းထဲကပြေးထွက်သွားတယ်ခေါင်းကိုကင်ထားရင်အောက်ထပ်ဆင်းပြေးတယ်အဲ့ဒီထူးဆန်းတဲ့အတန်ကိုဖယ်ရှားပစ်ချင်နေတာထမင်းစားခန်းမှာမနှက်စာစားနေတဲ့ရှေ့ရချန်ကကျွန်တော်ရဲ့ကြောက်လန့်တကြားအော်တန်ကိုကြားတာနဲ့စပွဲပေါ်ကဇုံးကိုပစ်ချပြီးလှေကားစီပြေးလာတယ်လေကားထစ်အနှဲငယ်တက်ပြီးချိန်မှာပဲကျွန်တော်နဲ့တိုက်မိသွားတယ်ငါထူးဆန်းတဲ့အတန်တန်ကြားနေရတယ်သူကသူငါခေါင်းထဲမှာရှိတယ်လို့ပြောတယ်ရှေ့ရချန်ငါတကယ်ပြဿနာဖြစ်နေတာလားစိတ်ကွဲယောဂဖြစ်နေတာလားအတန်ကြားရောက်နေတာလားရှေ့ရချန်ကမျက်လုံးနဲ့ကျွန်တော်ဖြူဖြောနေတဲ့မျက်နှာကိုအမြန်စစ်ဆေးကြည့်လိုက်တယ်ကျွန်တော်ကတော့အသက်ကယ်ကျိုးကိုစုပ်ကင်လိုက်တယ်လို့သူ့လက်မောင်းကိုဖမ်းဆွဲထားပြီးမျက်ဆန်ပြောနေတယ်အတန်တောင်တုံနေသေးတယ်ဒါပေမဲ့ရှေ့ရချီကမျက်မှောင်လေးပဲကျုပ်လိုက်တယ်ရှုပ်ထွေးတယ်လို့ကျွန်တော်ကိုကြည့်ရင်နင်နားပေးနေတာလားကျွန်တော်ရဲ့ရင်ဖွင့်မှုကချက်ချင်းရပ်တန့်သွားတယ်ငါနင့်ကိုစိုးရိမ်လို့မေးနေတာကိုနင်ကငါ့ကိုနားပေးနေလို့ပြောတာလားငါခုနကဒီလောက်အများကြီးပြောနေတာကိုနင်တခုမှမကြားဘူးလားငါနားပေးနေဟုတ်လားနင့်နားကတော့အတော်ကောင်းသားပဲရှေ့ရချီကပြောလိုက်တယ်နင်ခုနကတကယ်ပဲအတန်တန်မှမထွက်ခဲ့ဘူးမှတ်ညံပြောင်းနေတဲ့လူနာကအခုအတန်ကြားရောက်လာပါဖြစ်လာပြီလားသွားမယ်အခုချက်ချင်းဆေးရုံသွားမယ်သူတစ်စက္ကန့်တောင်မနှောင့်နေရဘူးအဲ့ဒီအချိန်မှာအဲ့ဒီထူးဆန်းတဲ့အတန်ကထပ်ပေါ်လာတယ်ကိုမကြောက်ပါနဲ့ကျွန်တော်လူဆိုးမဟုတ်ပါဘူးခင်ဗျားလည်းစိတ်ကွဲယောဂမဖြစ်ပါဘူးကျွန်တော်က System 3.39ပါစနစ်3.39ဒီရုပ်တရက်ပေါ်လာတဲ့စကလုံးကြောင့်ကျွန်တော်ရဲ့ရှုပ်ထွေးနေတဲ့အတွေးတွေကလမ်းကြောင်းအသစ်တစ်ခုစီရောက်သွားတယ်ဟုတ်ပါတယ်အင်ရှင်စနစ်3.39ရဲ့အတန်ကအေးအေးဆေးဆေးနဲ့စိတ်ခံစားချက်မပါပဲထွက်လာတယ်တောင်းပန်ပါတယ်တကယ်တော့ကျွန်တော်မနေ့ကတည်းကအင်ရှင်နဲ့တွေ့ရမှာပါဒါပေမဲ့ဌာနချုပ်ကအရေးပေါ်အစည်းအဝေးခေါ်လို့အခုမှလာပူးပေါင်းနိုင်တာပါနောက်ပြီးအင်ရှင်အနေနဲ့တခြားသူတွေရှိမှကျွန်တော်တရှိမှုကိုတိုက်ရိုက်ပြောလို့မရပါဘူးအဲ့ဒီလိုဆက်တဲ့စကားတွေကိုအလိုလျောက်ပိတ်ဆို့ထားမှာဖြစ်ပါတယ်ကျွန်တော်တို့နှစ်ယောက်ကတော့စိတ်တွင်းမှာတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်အဲ့ဒီလိုဆိုပိုးလုံးကြုံတယ်လို့တခြားသူတွေကလည်းအင်ရှင်ကိုစိတ်မမှန်ဘူးလို့ထင်မှာမဟုတ်ပါဘူးဒီလိုကိုကျွန်တော်ရုတ်တရက်သဘောပေါက်သွားတယ်ရှေ့ရချန်နားမကြားတာမဟုတ်ဘူးငါပြောတဲ့စကားတွေကပိတ်ဆို့ခံလိုက်ရတာကို3.39ဆိုတဲ့နံပါတ်ကိုကြားတော့ဖုန်းနံပါတ်နောက်ဆုံးကဏ္ဍလိုပဲထင်မိတယ်တင်းမာနေတဲ့အာယုံကြောတွေကအံ့ဩဖွယ်ကောင်းအောင်ပြေးရော့သွားတယ်စိတ်ထဲမှာတော့ထူးဆန်းတဲ့စူးစမ်းလိုစိတ်တစ်ခုတောင်ပေါ်လာသေးတယ်ကျွန်တော်စိတ်ထဲကနေမေးလိုက်တယ်ဒါဆို emoji တွေကောရှိလားစနစ်3.39ကခဏလေးတိတ်သွားတယ်ပြီးတော့ emoji တစ်ခုကိုကျွန်တော်အသိစိတ်ထဲတိုက်ရိုက်ပို့လိုက်တယ်ကျွန်တော်အောက်အလုံးလုံးမျက်လုံးတွေပြူးကျသွားတယ်တကယ်လို့မထိန်ထားနိုင်ရင်အပြင်မှာတော့အော်မီတော့မလို့ဖြစ်သွားတယ်ရှေ့ရချန်ကတော့ကျွန်တော်ကိုကြည့်ပြီးပိုဆိုးရင်လာတယ်ချောင်ချန်ကမနေ့ကမှတ်ညံပြောက်တယ်ဒီနေ့ကျတော့စကားမပြောနိုင်တယ်လို့ဖြစ်နေတယ်အတန်ကြားရောက်နေလို့လည်းပြောတယ်အခုတော့လေထဲကိုစိုက်ကြည့်ပြီးမျက်နှာအမူအရာတွေပြောင်းလဲနေပြန်တယ်ယောဂလက္ခဏာတွေကတစ်ခုပြီးတစ်ခုထပ်လာနေပြီအခြေအနေကတကယ်ကိုစိုးရိမ်စရာပဲသူကကျွန်တော်မျက်နှာပေါ်မှာတစ်စက္ကန့်အတွင်းပြောင်းလဲနေတဲ့အမူအရာတွေကိုကြည့်ပြီးမေးလိုက်တယ်နင်းအဆင်ပြေရဲ့လားငါတို့အခုချက်ချင်းဆေးရုံသွားရမယ်အဲ့ဒီအချိန်မှာကျွန်တော်လည်းလက်ရှိအခြေအနေတွေပြန်ရောက်လာတယ်ရပါတယ်ကျွန်တော်ဘာမှမဖြစ်ပါဘူးခုနကအိယာနုခါစာစိတ်တူနေလို့ပါခေါင်းထဲလည်းနည်းနည်းရှုပ်နေသေးတယ်ကျွန်တော်အလျင်အမြန်လက်ဝဲရမ်းပြီးပြောလိုက်တယ်မနှက်စာစားရအောင်ဗိုက်စာနေပြီရှေ့ရချီကယုံတဝက်မယုံတဝက်နဲ့ကြည့်နေတယ်မနှက်စာစားပြီးတဲ့နောက်သူကုမ္ပဏီသွားအလုပ်မလုပ်ခင်မိသားစုဆရာဝန်ကိုဖုန်းဆက်ထားခဲ့တယ်မိသားစုဆရာဝန်ကကျွန်တော်ကိုစစ်ဆေးနေတော့အသက်40ကျော်လောက်ရှိတဲ့အမျိုးသားတစ်ယောက်ငွေယူပြီးအခန်းထဲပြေးဝင်လာတယ်ကျေးဇူးပြုပြီးကျွန်တော်ကိုခွင့်လွှတ်ပေးပါတခင်မလေးနဲ့တခင်လေးကိုတောင်းပန်ပါတယ်ကျွန်တော်ကိုအလုံးမထုတ်လိုက်ပါနဲ့အခုကျွန်တော်စိတ်အသက်က20ပဲရှိသေးတာမို့အသက်ကြီးတဲ့သူတစ်ယောက်ဒူးထောက်တောင်းပန်တာမျိုးမမြင်ဘူးဒါကြောင့်အလျင်အမြန်လက်ဆွဲထုတ်ပေးလိုက်တယ်အရင်ထပါဦးဘာဖြစ်လို့လဲဖြည်းဖြည်းချင်းပြောပါတခင်လေးကျွန်တော်အိမ်မှာပြုစုရမယ့်မိဘဝတွေရှိပါတယ်တက္ကသိုလ်တက်နေတဲ့သား2ယောက်လည်းရှိတယ်ဒီအလုပ်ကိုတကယ်မဆုံးရှုံးနိုင်ဘူးမနေ့ကမှဖုန်းနံပါတ်အသစ်ပြောင်းထားတာဒါပေမဲ့ယွန်ချန်ချန်ကအဲ့ဒီနေတဲ့ကသတင်းရသွားတယ်အိမ်ထဲမှာတစ္ဆာဖောက်ရှိနေတာထင်ရှားနေပြီယွန်ချန်ချန်ကကုမ္ပဏီဘက်ကလှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတယ်လို့အာချန်ကိုလည်းတစ်ခါနီးတစ်ခါဝေးလုပ်ပြီးရည်ရွယ်ချက်ရှိရှိဆွဲဆောင်နေတယ်ငါရှက်ရချန်ကိုလူမရှိတယ်လို့သဘောထားနေတာပဲလားအဲ့ဒီလူလုပ်ခဲ့တာတွေကိုကြားပြီးနောက်ကျွန်တော်မှကြံနေသေးတဲ့တနာစိတ်လေးတောင်ပျောက်ကွယ်သွားတယ်လူတစ်ယောက်ကိုတစ်ဖက်ကချစ်အောင်ဆောင်ပြီးတစ်ဖက်ကတစ္ဆာဖောက်တဲ့သူကိုအနားမှာထားတာဟာဘုံတစ်လုံးမြုပ်ထားတယ်လို့ပဲအရန်အန်ရများတယ်ဒီနေ့ရှက်ရချီကိုတစ္ဆာဖောက်နိုင်ရင်မနှက်ပြန်တခြားလူကိုလည်းတစ္ဆာဖောက်နိုင်မှာပဲဒီနေ့သတင်းပို့ပေးတာဖြစ်နိုင်ပေမဲ့မနှက်ပြန်ဆိုလူတက်ဖို့တောင်ဖြစ်လာနိုင်တယ်ခင်ဗျားလူမျိုးကိုရှက်မိသားစုကမခံထားနိုင်ဘူးလာစာကိုတော့ဈေးကွက်ဆန်တော့အတိုင်းရှင်းပေးမယ်ဒါပေမဲ့ဆက်ပြီးပြဿနာရှာနေမယ်ဆိုရင်ငါသာအဲ့ဒီဝန်ထမ်းစည်းမျဉ်းကိုချိုးဖောက်ခဲ့တယ်ဆိုရင်နင့်ကိုတရားစွဲပြီးရော်ကြေးတောင်းမယ်ဒီနေ့အနေငယ်အတွင်းဒီနေ့ကကျမအတွက်အပျော်ရွှင်ဆုံးနေပဲအာချန်ရဲ့မှတ်ညံပြောက်တာကအချိန်ကြာဆက်ဖြစ်နေပါစေလို့မျှော်လင့်တယ်ဒီတစ်ခေါက်တော့မင်းကိုထပ်ပြီးငါးစီကနေထွက်ပြေးခွင့်မပေးတော့ဘူးအာချန်ကတကယ်ပဲမေးသွားပုံရတယ်ဒါဆိုရင်ဘယ်တော့မှပြန်မမှတ်မိပါစေနဲ့ငါနားမှာပဲအမြဲနေပါစိတ်လိုလဲရနဲ့ငါနားမှာနေပါအိတ်ခမ်းထဲပြန်ဝင်ပြီးအိယာပေါ်လှဲလိုက်တယ်ပြီးတော့ခေါင်းထဲကစနစ်နဲ့စကားစာပြောလိုက်တယ်3.39ရေမင်းရဲ့ဒီနံပါတ်ကြီးကိုပြောင်းလို့မရဘူးလားမသိတဲ့သူတွေကြားရင်အစားတောက်ဖို့တဲ့အစားတောက်ဖို့ဆောင်ရေးနံပါတ်လို့ထင်နေအောင်မယ်ရပါတယ်အင်ရှင်ကဘယ်လိုခေါ်စီခြင်းလဲအင်ရှင်တို့ခင်ဗျားတို့မသုံးပါနဲ့တော့ငါကငယ်သေးတယ်လို့ခံစားရသေးတယ်မင်းပြောတဲ့ပုံစံကိုလည်းပြောင်းလို့ရမလားအရန်တည်ငြိမ်လုံးပြီးစက်ရုပ်လိုအေးဆက်နေတာပဲရပါတယ်အကုန်ပြင်လို့ရပါတယ်ပျော်ပျော်ရွှင်ရွှင်ရင်းရင်းနှီးနှီးပြောတဲ့ပုံစံမျိုးဆိုရင်ရောအင်းကောင်းတယ်စက်ရုပ်ကြီးလို့မဖြစ်ရင်ရပြီမဟုတ်ရင်ငါစကားပြောချင်စိတ်တောင်မရှိဘူးနာမည်ကတော့ခဏထားဦးမင်းကိုမင်းအရင်မိတ်ဆက်ပါဦးဘာလို့ဆောင်ချက်တွေရှိလဲ
ကျွန်တော်ကအမျိုးသားဆက်လိုက်ကယ်တင်ရေးဌာနကလာတာပါအဓိကတာဝန်ကအမျိုးသားဆက်လိုက်ကိုကယ်တင်ဖို့ပါရိုးရိုးပြောရရင်အိမ်ရှင်ကိုကူညီဖို့လာတာပါငါကဘာကယ်တင်ရမှာလဲရှက်ရချီကငါ့ကိုအိမ်မှာပိတ်ထားတာကိုပြောတာလားဒါမှမဟုတ်ရွမ်ချန်ချန်ကငါ့ကိုနာကျင်စေခဲ့တာကိုပြောတာလားစနစ်ကခဏတိတ်သွားပြီးပြောတယ်အိမ်ရှင်အရင်ဆုံးပြောရမယ့်ကိစ္စတစ်ခုရှိပါတယ်စိတ်ကိုကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်ကျွန်တော်တို့ရှိနေတဲ့ဒီကဘာဟာတကယ်တော့ဝိထုတစ်ပုတ်ရဲ့ကဘာပါအဲ့ဒါတော့ငါသိပြီးသားဘာအိမ်ရှင်ဘယ်လိုလုပ်သိတာလဲမဖြစ်နိုင်ဘူးလေကျွန်တော်အခုမှရောက်လာတာဘာမှတော့မရှင်းပြရသေးဘူးဒါကိုတခြားစက်ကောင်တွေပြောပြလာလားသူတို့ပြောတာကိုကြားယုံနဲ့ယုံလိုက်တာလားအဲ့ဒါလည်းမဟုတ်သေးဘူးလေမင်းမှာဘာပြောစရာရှိသေးလဲငါကမှတ်ချက်စာတမ်းတွေကိုမြင်နေရတယ်ဒါကမင်းတို့စနစ်ရဲ့ချိုးရင်းချက်တစ်ခုလားအမားယွင်းလေးဖြစ်သွားတာပါမနေ့ကရောက်ချင်းပြန်ခေါ်ခံရပြီးအစည်းအဝေးတက်ခဲ့ရတာဒါဆိုမင်းကအဲ့ဒီမှတ်ချက်စာတမ်းတွေကနေဒီကဘာအကြောင်းသိထားပြီးသားပေါ့မဟုတ်ပါဘူးအဲ့ဒီမှတ်ချက်စာတမ်းတွေကတနေ့လုံးဖက်ရိုက်နေကြတာမဟုတ်ရင်ရန်ဖြစ်နေကြတာပဲအတုံးဝင်တဲ့အချက်လက်သိမ့်မရှိဘူးငါသိထားတာကငါကအချစ်စိတ်လွန်ခဲ့တဲ့အမျိုးသားဇက်လိုက်သူကဗီလိန်မျိုးသမီးဇက်ဖို့နောက်တစ်ယောက်ကတော့အချစ်အမြင်မမှန်တဲ့အမျိုးသမီးဇက်လိုက်ဆိုတာပဲမင်းကိုအဲ့ဒီလိုမပြောရဘူးအမျိုးသားဇက်လိုက်ဆိုတာယုံကြည်မှုရှိရမယ်ခိုင်မာရမယ်ဒီကဘာကမင်းကြောင့်ဖြစ်တည်လာတာတေချာလားငါကဒီကဘာရဲ့ဗဟိုချက်ဆိုရင်ဘာလို့အရင်းမြစ်တွေလူမှုဆက်ဆံရေးတွေအကျိုးမြတ်တွေအကုန်လုံးအမျိုးသမီးဇက်လိုက်စီပဲရောက်သွားတာလဲငါအခုထိပိန်လုံးနေသေးတယ်အယိုးတွေထောက်နေတာတော့ကိုမကြိုက်တော့ဘူးအမျိုးသမီးဇက်လိုက်နဲ့ဗီလိန်ဇက်ဖို့နှစ်ယောက်စလုံးကတော့ပြင်းပြင်းထန်ထန်အပြစ်တင်ခံရတဲ့နဲ့ဒါကအရန်ရှိကြတဲ့ဝတ္ထုတစ်ပုဒ်ပါအဲ့ဒီခေတ်တုန်းကကိုရောစိတ်ရောနှိမ့်ဆက်တဲ့ဇလန်းတွေမိသားစုတွေပျက်စီးတဲ့ဇလန်းမျိုးတွေခေတ်စားခဲ့တယ်ဒါပေမဲ့အခုခေတ်မှာအဲ့ဒီလိုပုံစံတွေမခေတ်စားတော့ဘူးဝတ္ထုကဘာကအချိန်ချင်းပြန်လဲပတ်နေခဲ့ပေမဲ့နောက်ဆုံးအချိန်ငယ်မှာဒီကဘာငယ်လေးကမူလလမ်းကြောင်းကနေတဖြည်းဖြည်းတွေ့ဖယ်လာတယ်အထူးသဖြင့်နောက်ဆုံးတစ်ချိန်မှာဗီလိန်ဇက်ဖို့အမဲရောင်စိတ်ဝင်သွားပြီးအမျိုးသမီးဇက်လိုက်ကိုဓာတ်ရိုက်တက်ပစ်ခဲ့တယ်နောက်ဆုံးမှာအိမ်ရှင်လဲကိုအဆုံးစီရင်သွားတယ်အဓိကဇက်ကောင်အားလုံးတေဆုံးသွားပြီးကဘာကပြန်လဲစတင်ခဲ့ရတယ်ခဏမင်းခုနကဘာပြောလိုက်တာလဲကျွန်တော်ချက်ချင်းကြားဖြတ်လိုက်တယ်ငါတေသွားတယ်ဟုတ်လားငါကအမျိုးသားဇက်လိုက်မဟုတ်ဘူးလားဒါဆိုငါဘယ်လိုလုပ်တေသွားရတာလဲပြီးတော့ဒီတစ်ချိန်ပြန်လဲစတင်တဲ့အချိန်မှာလဲဗီလိန်ဇက်ဖို့ရဲ့လှုပ်ဆောင်မှုတွေကထပ်ပြီးပုံမှန်မဟုတ်တော့ဘူးဒီကဘာရဲ့ဗဟိုချက်ကဘာတူလဲအမျိုးသမီးဇက်လိုက်ကစာရေးဆရာရဲ့တွေးတာအရင်အမျိုးသားဇက်လိုက်ကြတော့ကောင်းမွေးထားတဲ့သားလားဘာလို့ငါပဲတေးရမှာလဲငါတေးရမှာမဖြစ်မနေလို့အဲ့လိုလားတေးရမယ်ဆိုရင်တော့အဲ့ဒီရွမ်ချန်ဆိုတဲ့လူလိမ့်မကိုအရင်ခေါ်သွားအောင်မယ်ဒီစနစ်သူညတတုံးခုနှစ်မှပုံမှန်မဟုတ်တော့အခြေအနေတတိပေးချက်ကိုတွေ့ရှိပါသည်အင်ရှင်စိတ်အေးထားပါဦးကျွန်တော်တို့စနစ်တွေကအင်ရှင်ကိုကူညီဖို့လာတာပါအင်ရှင်ကိုပျော်ရွှင်ပြီးတည်ငြိမ်တဲ့အဆုံးသက်ရရှိစေဖို့ပါမူရင်းဇလန်အတိုင်းပြန်ပြင်းမဲ့ဆိုပြီးငါ့ကိုရွမ်ချန်နဲ့ပျော်ပျော်ရွှင်ရွှင်အဆုံးသက်ခိုင်းမယ်ဆိုရင်အခုချက်ချင်းတွားထိုးတက်လိုက်တာကပိုကောင်းအောင်မယ်ဒီလိုအဆုံးသက်မျိုးကဘသူ့ကိုစိတ်ပြည့်စေချင်တာလဲဒီလိုမိမမျိုးကိုကြိုက်တဲ့သူရှိရင်သူနဲ့ပဲတစ်သက်လုံးနေသွားကြပါစေကဲစိတ်အေးထားပါဦးကျွန်တော်တို့အမျိုးသားဇက်လိုက်ဌာနကလောက်ပိုင်ခွင့်မြင်ပါတယ်ပြီးတော့အခုခေတ်မှာအရင်လိုဇလန်ပုံစံတွေမခေတ်စားတော့ပါဘူးအင်ရှင်ကကို့အဆုံးသက်ကိုကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်ဗီလိန်ဇက်ဖို့နဲ့အတူနေတဲ့အဆုံးသက်ကိုရွေးလို့ရတယ်ဒါမှမဟုတ်ချစ်ရေးမပါပဲအောင်မြင်တဲ့အမျိုးသားဇက်လိုက်လမ်းကြောင်းကိုလည်းရွေးလို့ရတယ်ဒါမှသဘောကျစရာကောင်းတာပေါ့ငါတော့ပျော်ရွှင်စုံလင်တဲ့အဆုံးသက်တစ်ခုကိုလိုချင်တယ်မင်းကိုတုံရွှင်ပြန်လဲပေါင်းစည်းခြင်းလို့နာမည်ပေးလိုက်မယ်ဘယ်လိုလဲကောင်းပါတယ်အင်ရှင်ကျွန်တော်တို့ရဲ့ပန်းတိုင်ကပျော်ရွှင်စုံလင်တဲ့အနာဂတ်ပါရှေ့လျှောက်ပူးပေါင်းလှုပ်ဆောင်မှုအဆင်ပြေပါစေမင်းမှာဘာလှုပ်ဆောင်ချက်တွေရှိသေးလဲမပြောရသေးဘူးနော်ငါ့ကိုဘယ်လိုကူညီမလဲအဲ့ဒီမှတ်ချက်စာတမ်းမြင်တဲ့စွမ်းရည်ကကူညီတာထက်အနှောက်အယှက်ပိုဖြစ်တယ်သူတို့တနေ့လုံးရန်ဖြစ်နေကြတာနားကြီးလိုက်တာတောင်းပန်ပါတယ်အင်ရှင်အခုချက်ချင်းပိတ်ပေးလိုက်ပါမယ်နောက်မှကြည့်ချင်ရင်အသိစိတ်ထဲမှာပြန်ဖွင့်နိုင်ပါတယ်အခုအင်ရှင်အနေနဲ့အဓိကတာဝန်ကိုဆက်လုပ်ဆောင်ဖို့လိုပါတယ်ဒါကတော့အင်ရှင်အရင်ဆုံးကျွန်တော်ကိုရှင်းပြခွင့်ပေးပါဦးမဟုတ်သေးဘူးအကြောင်းပြခွင့်ပေးပါဦးအဲလည်းမဟုတ်သေးဘူးရှင်းပြပါရစေဇလန်စတင်ခါစားမှာကျွန်တော်အင်ရှင်ကိုဌာနချုပ်စီခေါ်သွားပြီးအုံနောက်ချိတ်ဆက်မှုလုပ်ခဲ့ပါတယ်ဒါပေမဲ့ဝတ္ထုစက်ကောင်တွေကဌာနချုပ်အကြောင်းမှတ်မိမှာမဟုတ်ပါဘူးကျွန်တော်စနစ်အစင်းမြင့်တင်တဲ့အချိန်ကနည်းနည်းကြာသွားတယ်တကယ်ဆိုကျွန်တော်နဲ့အင်ရှင်ကလွန်ခဲ့တဲ့6နှစ်ကတည်းကပြန်ရောက်လာတင်တာဒါပေမဲ့ဌာနချုပ်ကကွန်ရက်လိုင်းနေတော့ကျွန်တော်အစင်းမြင့်တင်မှုနှောင့်နှေးသွားခဲ့တယ်ဌာနချုပ်မှာတရက်ဆိုရင်ကဘာငယ်ထဲမှာတစ်နှစ်နဲ့ညီမျှတယ်အနည်းဆုံးတော့အင်ရှင်လက်ထက်ခါစားအချိန်ကိုပြန်ရောက်အောင်ကြိုးစားခဲ့ပါတယ်ဒါပေမဲ့မအောင်မြင်ခဲ့ဘူးအဲ့ဒီအစားပိုးဆိုးတဲ့လက်ရှိအချိန်ကိုပဲရောက်လာခဲ့တယ်စိတ်ရောကိုယ်ရောထိခိုက်သွားတာပေါ့ငါကတက္ကသိုလ်ကျောင်းသားလေမင်းရောတက္ကသိုလ်ကျောင်းသားလားဒါကတကယ်ကိုယုံကြည်လို့မရတဲ့ကိစ္စပဲကျွန်တော်ကဒီနှစ်မှတက္ကသိုလ်ကပွဲရလာတဲ့စနစ်တစ်ခုပါပြီးတော့အင်ရှင်ကကျွန်တော်ရဲ့ပထမဆုံးအင်ရှင်ပါဘာမင်းကပထမဆုံးအလုပ်စလုပ်တဲ့သူလားငါအခုမင်းရဲ့စွမ်းရည်ကိုစပြီးတန်တရားဝင်လာပြီနော်ကျွန်တော်ယုံကြည်မှုရှိပါတယ်အင်ရှင်ပျော်ရွှင်တဲ့အဆုံးသက်ကိုရမှာတေချာပါတယ်ဒီကဘာတွေက6နှစ်တာကာလကြီးကအကြောင်းမရှိပဲပျောက်သွားတယ်ဆိုတော့အဲ့ဒီ6နှစ်အတွင်းငါကရှိခဲ့တာလားမရှိခဲ့တာလားဒါပေမဲ့ဒီကဘာထဲမှာငါရှိနေခဲ့တယ်လေပြီးတော့ဝတ္ထုဇလန်အတိုင်းလဲဆက်လက်ဖြစ်ပြနေခဲ့တယ်အဲ့ဒီ6နှစ်တာကာလကကဘာရဲ့အလိုလျောက်လဲပတ်နေတဲ့အစီအစဉ်ပဲလွယ်လွယ်ပြောရရင်အလိုလျောက်ထိန်းချုပ်စနစ်ပေါ့ဒါဆိုအလိုလျောက်ထိန်းချုပ်လို့ရနေပြီဆိုရင်ငါ့ကိုဘာလို့သေးတာလဲရုပ်တည်ရဆိုဒီဝတ္ထုဇလန်မှာငါလဲဒီလိုပဲတိုးတက်လာမယ့်လမ်းကြောင်းကိုရှောက်ရမှာပဲအလိုလျောက်ထိန်းချုပ်မှုအောက်မှာလဲဒီအစီအစဉ်တိုင်းပဲသွားမှာပဲဒါဆိုငါနဲ့အဲ့ဒီကောင်ဘာကွာလို့လဲပြီးတော့အဲ့ဒါကငါရဲ့မူလစရိုက်အတွေးခေါ်တွေနဲ့အရန်ကိုကွာခြားလို့နေအဲ့ဒီလိုအရာတွေကငါလုံးမဲ့အရာတွေလုံးဝမဟုတ်ဘူးကွာခြားချက်ကအလိုလျောက်ထိန်းချုပ်ခံထားရတဲ့ခန္ဓာကိုယ်ကဒဏ်ရာရရင်တောင်နာကျင်မှုကိုမခံစားရဘူးစိတ်ခံစားချက်မရှိဘူးအတွေးခေါ်မရှိဘူးဒါပေမဲ့အင်ရှင်မှာအဲ့ဒါတွေအားလုံးရှိတယ်ငါမှာအတွေးခေါ်ရှိတယ်ဆိုရင်အဲ့ဒီလောက်မိုင်းမဲတဲ့အလုပ်တွေကိုဘယ်လိုလုပ်မိမှာလဲအဲ့ဒါငါမဟုတ်ဘူးလုံးဝငါမဟုတ်ဘူးတခြားလူတွေကတော့ဇလန်ပြီးတာနဲ့အနားယူလို့ရတယ်အစနဲ့အဆုံးမှာဇလန်ရဲ့ချုပ်ကင်မှုမရှိတော့ဘူးကိုကြိုက်တယ်လို့နေနိုင်တယ်အလဲပိုင်းဇလန်တစ်ပိုင်းနဲ့ပဲဇညွန့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတာအဲ့ဒီအချိန်မှာထိန်းချုပ်ခံထားရတဲ့သူကလုံးဝငါမဟုတ်ဘူးသူကကျိုးဆွဲရုပ်တရုပ်ပဲတခြားသူရေးထားတဲ့ဇညွန့်အတိုင်းအသက်ရှင်နေရတာကိုလှုပ်ချင်တာကိုလုပ်နေရတာမဟုတ်ဘူး
ဇလန်းတွေကအဲ့ဒီငါနဲ့အခုငါကလုံးဝမတူတဲ့လူနှစ်ယောက်ပဲသူ့ရဲ့အတွေးခေါ်တွေလုပ်ပုံကိုင်ပုံတွေကိုငါလုံးဝနားမလည်ဘူးငါလည်းအဲ့ဒီလိုမလုပ်နိုင်ဘူးငါ့ကိုတစ်ခါပြီးတစ်ခါအယူလုပ်ခိုင်းတယ်တစ်ခါနှစ်ခါဆိုရင်ထားလိုက်တော့အချိန်တိုင်းအဲ့ဒီလောက်မိုက်မဲနေဖို့ဆိုတာမဖြစ်နိုင်ဘူးအင်ရှင်ကဇညွန်းတွေကအဲ့ဒီလူကိုကိုမဟုတ်ဘူးလို့ခံစားရတာတဘာဝပါပဲဇလန်းရဲ့ချုံနှောင်မှုအောက်မှာနေခဲ့ရတဲ့အဲ့ဒီလူကတကယ်အင်ရှင်မဟုတ်ခဲ့ဘူးလေကိုယ်တိုင်လွတ်လပ်စွာရွေးချယ်ပြီးကိုဘဝကိုကိုယ်တိုင်ဖန်တီးနေတဲ့မင်းမဲတကယ်မင်းစစ်ပါဘာပဲဖြစ်ဖြစ်အဲ့ဒီ6နှစ်ကိုငါဘဝလို့လုံးဝမတတ်မှတ်နိုင်ဘူးအရန်ကိုအုံနောက်မရှိလို့နဲ့အဲ့ဒီလိုအလုံးမျိုးငါလုံးမှာမဟုတ်ဘူးဟုတ်ပြီမင်းရဲ့စွမ်းရည်ကဘာလဲကျွန်တော်ရဲ့စွမ်းရည်ကအချိန်နောက်ပြန်သွားနိုင်တာပါ3ချိန်အသုံးပြုနိုင်ပါတယ်ဒါဆိုအခုချက်ချင်းငါကိုလွန်ခဲ့တဲ့6နှစ်စီပြန်ပို့လိုက်ငါတို့6နှစ်အရင်ကနေစပြီးတာဝန်တွေလုပ်ကြတာပေါ့အချိန်နောက်ပြန်သွားနိုင်တဲ့စွမ်းရည်ကမကြသေးခင်အချိန်ပိုင်းလေးကိုပဲပြန်သွားနိုင်ပါတယ်အင်းဒါဆိုဒီစွမ်းရည်ကိုအခုတော့တင်ထားလိုက်အောင်မယ်အဓိကဇလန်းတာဝန်ရဲ့အစင်းလိုက်ဆုလက်တွေကဘာတွေလဲမင်းပြောတာအဓိကတာဝန်ဆိုတော့အဓိကတာဝန်အပြင်ဘေးထွက်တာဝန်တွေလည်းရှိတယ်ဆိုတဲ့သဘောပေါ့ဆုလက်တွေကကန်ဆန်းတက်တာပုံစံပါဘာထွက်မလဲဆိုတာကျွန်တော်လည်းမသိပါဘူးဘေးထွက်တာဝန်တွေကတော့အင်ရှင်တွေ့ကြုံရမယ့်ဇက်ကောင်တွေပေါ်မူတည်ပြီးကြပန်းထွက်လာမှာပါလုံမလားမလုံဘူးလားဆိုတာအင်ရှင်ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်နားထောင်ရတာစိတ်ဝင်စားဖို့ကောင်းသားပဲရှက်မီသားစုကုမ္ပဏီကလေလံစီမံကိန်းကိုအောင်မြင်မြင်ရရှိသွားပြီးအမျက်တာရှိ၍အရှုံးမရှိနိုင်သောစီမံကိန်းကိုလက်ထဲထည့်နိုင်ခဲ့သည်ဒါဟာရှက်ကုမ္ပဏီအတွက်ကုမ္ပဏီပေါင်းများစွာကြားမှထိုးဖောက်ထွက်နိုင်မည့်အခွင့်အရေးတစ်ခုဖြစ်လာခဲ့သည်ရွမ်ချမ်းကရလက်ကိုသိရှိသည့်ညတွင်ရွမ်ကုမ္ပဏီအဆောက်အုံ၏အပေါ်ဆုံးထက်ရှိဥက္ကဋ္ဌရုံးခန်းထဲ၌သူ့ကိုယ်သူပိတ်ထားလိုက်သည်အထက်တစ်ထပ်လုံးတွင်သူတယောက်တည်းသာကျန်ရစ်ခဲ့သည်လေလံရလက်ကိုအတိပေးသည့်အီးမေးလ်မှာကွန်ပျူတာမျက်နှာပြင်ပေါ်တွင်အေးဆက်စွာပေါ်နေဆဲဖြစ်သည်စာလုံးတစ်လုံးချင်းစီကသူ့မျက်လုံးထဲကိုအချုံများထိုးဆိုင်နေတယ်လို့ခံစားရသည်သူဖြည်းဖြည်းချင်းထွက်လိုက်ပြီးမှန်နရန်ကြီးရှိသို့ရှောက်သွားသည်အပြင်ဘက်ရှိတောက်ပနေသောညရှုခင်းကိုငေးကြည့်နေ၏သူ့အမြင်တွင်မကြခင်မိမိလက်ထဲကြားရောက်လာတော့မည်ဟုထင်ထားခဲ့သောစီးပွားရေးနယ်ပယ်ကြီးသည်ယခုချိန်တွင်တော့သူ့ရဲ့အရေးချင်းမရှိမှုကိုလှောင်ပြောင်းနေတယ်လို့ဖြစ်နေသည်ရုတ်တရက်သူအယူမူနီးပါးပစ္စည်းများကိုစတင်ရိုက်ခွဲတော့သည်ဒေါသပေါက်ကွဲပြီးနောက်သူကအသက်ပြင်းပြင်းရှူရင်းရှုပ်ပွားနေသောရုံးခန်းအလယ်တွင်ရပ်နေတယ်သူ့ရဲ့စပင်ရှည်များပြေးလျော့နေပြီးနဖူးရှိဆန်တွင်များချွေးဆူနေတယ်ဖုန်းမျက်နှာပြင်ကလင်းလာတဲ့စစ်ဆက်ထားသူချီးပိုင်ဖုန်းခေါ်ဆိုမှုဖြစ်တယ်သူမကင်ဘူးလင်းနေသောနာမည်ကိုသာစိုက်ကြည့်နေပြီးမျက်လုံးထဲတွင်အေးဆက်မှုပြည့်နေတယ်3လခန့်အရင်ကအစိုးရလေလံကိုရယူရန်နှင့်ချီမီသားစုရင်းနှီးမြှုပ်နှံမှုရရှိရန်ရွမ်ချမ်းသည်ချီးပိုင်နှင့်အလောင်းစားစာချုပ်တစ်ခုချုပ်ဆိုထားတယ်စီမံကိန်းအောင်မြင်လျင်ချီမီသားစုက15%ရှယ်ယာရမယ်စီမံကိန်းရှုံးလျင်3နှစ်အတွင်း20%အတိုးနဲ့ပြန်ဆက်ရမယ်ထို့အပြင်သူ၏ကိုယ်ပိုင်8%ရှယ်ယာကိုလည်းအာမခံဖြစ်ထားခဲ့ရမယ်သူကဖခင်ရွမ်ဖုန်းထိုင်ရှိမှလည်းကတိပေးထားသည်ရွမ်ဖုန်းထိုင်ကအနားယူထားပေမဲ့ကုမ္ပဏီရဲ့အမှန်တကယ်အာဏာရှင်ဖြစ်တယ်သူကဆွေမျိုးဆိုတာကိုမကြည့်ပဲအရေးချင်းကိုသာကြည့်တယ်မိသားစုထဲမှာသားသမီးတွေအများကြီးရှိတယ်အပြင်ဘက်မှာလည်းတရားမဝင်သားသမီးတွေရှိတယ်ဒီအချိန်ရွမ်ချမ်းရဲ့ကြာရှုံးမှုကသူ၏အခြေအနေကိုပြင်းထန်စွာထိခိုက်စေသည်နောက်နေ့မနက်ခင်းမှာသူစိတ်ကိုမနှဲထိန်ပြီးပြန်တိဆောက်ဖို့ကြိုးစားတယ်အရင်ကပူးပေါင်းခဲ့တဲ့နည်းပညာကုမ္ပဏီတွေကိုဆက်သွယ်တယ်ရေတိုအောင်မြင်မှုနဲ့ဖခင်ယုံကြည်မှုပြန်ရဖို့ကြိုးစားတယ်နေ့လယ်ပိုင်းမှာချီချမ်းပြေရဲ့ဖုန်းခေါ်ဆိုမှုရောက်လာတယ် PRPB စကားပြောပြီးနောက်ဖုန်းချသွားတယ်ဖုန်းချပြီးတာနဲ့သူ၏မျက်နှာပေါ်ကအပြုံးပြောက်သွားတယ်မျက်လုံးတွေအေးဆက်ပြီးကြောက်စရာကောင်းလာတယ်စက္ကန့်အနည်းငယ်အကြာမှာဖုန်းကိုစပွဲပေါ်သို့ပြင်းပြင်းထန်ထန်ပစ်ချလိုက်တယ်အိုမြေခွေးကြီးငါ့ကိုဒီလိုဆက်ဆံရဲတယ်ပေါ့တယောက်ပြီးတယောက်ငါအခက်ခဲကြုံနေတဲ့အချိန်ကိုရွေးပြီးနင်းကျင်နေကြတာပဲရှက်ရရှန်ကအစိုးရစီမံကိန်းတစ်ခုကိုရယူနိုင်ခဲ့တာကြောင့်ပုံမအလုံများလာခဲ့သည်ဒါပေမဲ့ဘလောက်ပဲအလုံများနေပါစေသူကတော့ကျွန်တော်အိမ်ချိန်တွေကိုအဆောက်အအုံတွေကနိုင်တိုင်းပို့လာတဲ့သတင်းတွေကိုချက်ချင်းကြည့်နေတတ်သည်3နာရီတောင်ကြာသွားပြီးကျွန်တော်ကအခန်းထဲကနေတစ်ခါမှမထွက်လာသေးဘူးရှက်ရရှိကအမြဲတမ်းကျွန်တော်ကိုအရန်ကယူဆိုင်တဲ့သူဖြစ်လို့စိတ်ထဲမှာမတက်မတာဖြစ်လာပြီးမမှန်ဘူးထင်နေဆိုတဲ့ခံစားချက်ဝင်လာသည်3နာရီတောင်ရှိပြီးသူအခန်းထဲကမထွက်သေးဘူးလို့သူတွေးမိတယ်ကလေးကအရန်တိတ်ဆိတ်နေရင်မကောင်းတာတစ်ခုခုလုပ်နေတာပဲဆိုတဲ့အတွေးနဲ့သူကဘီလာကိုတွားကြည့်ဖို့ဆုံးဖြတ်လိုက်ပြီးထို့နောက်အဆောင်တွေကိုတကားခောက်ခိုင်းလိုက်သည်တခင်လေးအထဲမှာရှိလားဂိမ်းစော်နေတယ်ဘာဖြစ်လို့လဲတခင်လေးကအထဲမှာဂိမ်းစော်နေုံသာဖြစ်ကြောင်းသိလိုက်ရပြီးနောက်ရှက်ရရှိရဲ့စိတ်မအေးမှုကပြန်လည်တက်တာသွားသည်နောက်ရက်တွေမှာရှက်ရရှန်ကနေဘက်မှာကုမ္ပဏီမှာအလုပ်လုပ်ပြီးကျွန်တော်ကတော့အိမ်မှာဆက်ပြီးဂိမ်းစော်နေသည်အဲ့ဒီအချိန်မှာအပြင်ထွက်ချင်ခဲ့ပေမဲ့အားလုံးကိုရှက်ရရှန်ကညှင်းပယ်လိုက်သည်ညဘက်တွေမှာတော့သူတို့နှစ်ယောက်ကရွှေကြိုးတစ်ချောင်းနဲ့ချိတ်ဆက်ထားသလိုတယောက်တစ်ဖက်စီခက်ဝေးဝေးကနေကြီးမားတဲ့ကတင်ပေါ်မှာလဲအိတ်ကြသည်အခက်အခဲတစ်ခုကတော့ကျွန်တော်ကအလေးချိန်တက်ချင်လို့နေတိုင်းအစားများများစားသလိုအိမ်မသွားခင်လည်းစားတောက်တတ်တာပဲဖြစ်သည်ညဘက်အိမ်သာသွားချင်တဲ့အခါမှာရှက်ရရှိကိုနိုးပြီးခေါ်ရတတ်သည်ဒါကြောင့်ရှက်ရရှန်ကမကြာခဏနိုးနေရပြီးအေးမဝလာခဲ့သည်အချိန်ကြာလာတာနဲ့အမျှရှက်ရရှန်ရဲ့ကုမ္ပဏီထဲမှာလည်းကျွန်တော်ကြောင့်သူတို့ရဲ့စီအမျိုးသမီးကိုအတော်လေးပင်ပန်းအောင်လုပ်နေတဲ့ဆိုတဲ့သတင်းတွေတိတ်တဆိတ်ပြန့်နှံ့လာသည်ရွမ်ချန်ကတော့ဖခင်ရဲ့ယုံကြည်မှုကိုပြန်ရဖို့ကြိုးစားနေပြီးကုမ္ပဏီအသေးစားတွေနဲ့ပူးပေါင်းလုပ်ကိုင်ဖို့အလုပ်ရှုပ်နေသည်တင်တာပွဲမှာကျွန်တော်ကသူ့ကိုဆဲဆိုပြီးဘလို့လုပ်ခဲ့တဲ့ကိစ္စကြောင့်သူအရန်စိတ်ပူနေခဲ့ပေမဲ့နောက်ဆုံးမှာကျွန်တော်ကနားထောင်မယ်လို့သူထင်ထားတယ်ဒါကစိတ်ဆိုးတာပဲဖြစ်ပြီးသူ့ကိုမစွန့်ပစ်ဘူးလို့ယုံကြည်ထားသည်ဒါကြောင့်သူကရှက်ရရှန်ကိုအစည်းအဝေးဝင်ခွင့်မပေးဘဲတားထားလိုက်ပြီးကျွန်တော်ရင်ထဲမှာသူရှိနေသေးတယ်စိတ်ဆိုးတာပဲဖြစ်တယ်လို့သူယုံကြည်ထားသည်ဒါပေမဲ့သူ့လက်အောက်လူတွေကတော့တိတ်မထိရောက်ကြဘူးရှက်ရရှန်ကအစိုးရစီမံကိန်းကိုမရယူနိုင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့စီမံကိန်းကလက်လွတ်သွားတယ်နောက်ပိုင်းမှာသူကကျွန်တော်ဟာသူ့ကိုကူညီဖို့အတွက်စေယုံတက်ခဲ့တာကိုသိသွားတဲ့အချိန်ရတိုင်းကျွန်တော်ကိုစာပို့ပြီးဂရုစိုက်မင်းများနဲ့ဒါပေမဲ့ကျွန်တော်ကပြန်မဖြေခဲ့တော့သူကကျွန်တော်ကိုတယောက်ကလွတ်လပ်ခွင့်ကန့်သက်ထားလို့အဆက်အသွယ်ပြတ်သွားတာလို့ထင်သွားတယ်။ဒါကြောင့်သူကကျွန်တော်ဖုန်းနံပါတ်ကိုစာတို့တချို့ပို့ထားခဲ့တယ်နောက်တစ်ချိန်မှာအသုံးပြုဖို့တင်ထားတာဖြစ်တယ်။ကျွန်တော်ဒီကဘာကိုကူးပြောင်းရောက်လာတာတစ်လဝက်ရှိပြီ။အစပိုင်းကအသစ်အဆန်းခံစားချက်တွေကဒီလိုပိတ်လောင်ထားတဲ့ဘဝကြောင့်ပျောက်ကွယ်သွားပြီ။နေ့တိုင်းမျက်စိဖွင့်လိုက်တာနဲ့မြင်ရတာကဒီခန်းသားပေမဲ့အေးဆက်လုံးနဲ့အိတ်ခမ်းပဲ။ဗီဒီယိုတိုလေးတွေကြည့်ပြီးတခြားလူတွေရဲ့ဘဝကိုလိုက်ကြည့်နေရတဲ့ဖုန်းမျက်နှာပြင်ကိုအချိန်ချင်းပို့နေရလို့လက်ချောင်းစစ်တွေတောင်ကိုက်ခဲလာတယ်။ကျွန်တော်ကရင်ပေါ်မှာပြစ်လဲနေပြီးဖုန်းကိုဘေးပြစ်ချလိုက်ကစနစ်ကိုခေါ်လိုက်တယ်။ကျွန်တော်ထွက်ပြေးခြင်းနဲ့ပြီးရင်ရွမ်ချန်ရဲ့ထိခိုက်တာကိုခံရမယ်နောက်ပြီးစီယာယုံကလည်းပြန်ဖမ်းခေါ်သွားမယ်ဒီခန္ဓာကိုယ်ကအရန်အားနေနေတော့လမ်းတဝက်တောင်မရောက်ပဲတေးသွားနိုင်တယ်။အဲ့ဒါလည်းဟုတ်တာပဲလို့စနစ်ကပြောတယ်
ဒါဆိုအရင်ဆုံးခန္ဓာကိုယ်ကိုပြန်ကောင်းအောင်လုပ်ပါခန္ဓာကိုယ်ကအရင်နည်းပဲဘာတာဝင်မဲ့လှုပ်ကျမ်းမာတဲ့ခန္ဓာကိုယ်ရှိမှရမယ်ခန္ဓာကိုယ်ပြန်ကောင်းအောင်လုပ်မယ်ဆိုတော့လက်ခံသူကကိုလေးချိန်ကိုပုံမှန်အခြေအနေထိပြန်ရောက်အောင်လုပ်နိုင်ရင်ပျော်ရွှင်မှုရည်မှန်းချက်ရဲ့ပထမအဆင့်တာဝန်ပြီးမြောက်သွားပြီလို့သတ်မှတ်မယ်။ဘာပြောတာလဲ။ခန္ဓာကိုယ်ကိုပြန်ထိန်းသိမ်းတာကလည်းရည်မှန်းချက်ပြီးမြောက်ခြင်းရဲ့တစ်စိတ်တစ်ပိုင်းပဲ။ဟုတ်တယ်ပျော်ရွှင်တဲ့အဆုံးသတ်ရဖို့စိတ်ရောကိုယ်ရောကျန်းမာဖို့ကပထမအဆင့်ပဲ။ကျန်းမာတယ်ဆိုတဲ့စံနှုန်းကဘာလဲ။အနည်းဆုံးကျန်းမာရေးညွှန်းကိန်းတချို့နဲ့ကိုက်ညီရမယ်အခြားယောဂတွေမရှိရဘူး။မင်းအတွက်ဆိုရင်အသားတက်ဖို့ပဲလိုတယ်။ကျွန်တော်တစ်လောက်ဝက်လုံးစူးစမ်းထားတာ3-4ပေါင်လောက်ပဲတက်သေးတယ်။လက်ခံသူရဲ့အရက်က188.8 စင်တီမီတာရှိတယ်ကိုလေးချိန်အနည်းဆုံး140ပေါင်တော့ရှိရမယ်အဲ့ဒီထက်နေရင်အရင်မကျန်းမာဘူးကျွန်တော်ကိုခန္ဓာကိုယ်ကိုကြည့်လိုက်တယ်အရင်ပိန်လို့နေတာကိုမြင်တော့ကောင်းနေလိုက်မိတယ်ဖုန်းကိုချလိုက်ပြီးဒီနေ့ကစပြီးနည်းနည်းပိုစားတော့မယ်ပြီးတာနဲ့အောက်ထပ်ကိုတဒုံဒုံပြေးဆင်းသွားပြီးဝမ်မားကိုရှာလိုက်တယ်ဝမ်မားဒီနေ့ကစပြီးကျွန်တော်အတွက်အသားတက်စေမဲ့ခန္ဓာကိုယ်အားပြန်ကောင်းစေမဲ့အစားအစာတွေလုပ်ပေးပါဘာပဲဖြစ်ဖြစ်ဘာဖြစ်ရမလဲဆိုတာဖြစ်ဘာလုပ်ရမလဲဆိုတာလုပ်ပဲကောင်းပါပြီတခင်လေးစိတ်ချပါတေချအောင်ပြပြဝဝအားဖြစ်ပေးမယ်ဟာဟာဒါပေမဲ့ဒီအဓိပ္ပာယ်နားလည်မှုကတော့နည်းနည်းလွဲနေတယ်လို့ပဲညစာစားပွဲမှာတော့ကျွန်တော်ကအလုပ်ဆင်းချိန်နဲ့အတူစပွဲပေါ်မှာပြည့်နေတဲ့အစားအစာတွေကိုစတင်စားနေသည်ရှယ်ယာရှိကဖြည်းဖြည်းချင်းစပွဲပေါ်ကိုလှည့်ကြည့်လိုက်သည်မိခင်ထားတဲ့ Westers medium rare beef steak fresh sea noodles green chai bake fry အပြည့်ဟင်းရည်တစ်ခွက်နောက်ထပ်ကောက်ကြီး berry tea တစ်ခွက်ပါရှိနေသည်ဒီလိုပေါင်းဆက်ထားတဲ့အစားအစာတွေကတကယ်ကိုအာဟာရပြန်ဖြည့်ဖို့အထူးပြုလုပ်ထားတာဆိုတာကိုရှင်းရှင်းလင်းလင်းပြနေသည်ဒီနေ့တော့တခင်လေးကအထူးမှထားတာပါဒီနေ့ကစပြီးခန္ဓာကိုယ်အားပြန်ဖြည့်အောင်အပြည့်စားစာတွေချက်ပေးဖို့ပြောထားပါတယ်လို့အစီခံကပြောသည်သူကတော့တကယ်ကိုစိတ်ရှိသားပဲလို့ရှယ်ယာရှိကခတ်တိုးတိုးပြောလိုက်သည်ပြီးတော့သူကကျွန်တော်ကိုကြည့်လိုက်သည်ကျွန်တော်ကတော့ဘာမှမထိန်မဲ့အစားကိုပဲအားရပါရစားနေသည်လက်တစ်ဖက်က Westers ကိုကင်ပြီးစုပ်စားနေပြီးနောက်တစ်ဖက်ကအသားကိုဖောက်ပြီးပါဇက်ထဲထည့်နေသည်ရှယ်ယာရှိကမျက်လုံးကိုခဏပိတ်လိုက်ပြီးအစီခံကိုအရင်ပြန်ခိုင်းလိုက်လို့ပြောသည်စပွဲခန်းထဲမှာတော့ပကံတွေထိခတ်တန်နဲ့ကျွန်တော်အားရပါရဝါစားနေတဲ့အတန်ပဲကြံနေသည်အရသာကောင်းလားအင်းကောင်းတယ်အမကြီးလက်ရကတကယ်တော့တယ်ဟင်းရည်ကအယမ်းမွေးတယ်ကျွန်တော်ကမြည်သည့်ပုံစံမှမထိန်မဲ့အစားကိုသာအာယုံဆိုင်နေသည်ရှယ်ယာရှိကကျွန်တော်ကိုကြည့်နေသည်သူ့မျက်လုံးထဲမှာတော့အစားကိုသာအာယုံဆိုင်နေတဲ့ကျွန်တော်ပုံရိပ်ပဲရှိနေပြီးတခြားပါတွေးမှမရှိတော့အခုချက်ချင်းသူကသူ့ကိုယ်သူအရင်ကစိုးရိမ်နေခဲ့တာတွေကိုငါလွန်ကဲပြီးတွေးမိတာပဲလို့ထင်လိုက်သည်သူကတည်ငြိမ်သွားပြီးခက်တဘာဝကြကြဇုံးကိုယူကာစတင်စားသည်အဲ့လောက်တောင်အများကြီးစားနေတာပဲမင်းမစားရင်ငါကုန်စားလိုက်မယ်နော်ပြောပြီးနောက်သူကကိုယ့်အတွက်ဟင်းရည်တစ်ခွက်ကိုထပ်ပြလိုက်သည်သူ့ရဲ့အလေးချိန်တက်အောင်လုပ်မယ်စီမံချက်ကိုတကယ်ကိုအကောင့်ထဲပေါ်နေခြင်းပဲရှယ်ယာရှိကကျွန်တော်အစားကိုအားရပါရစားနေတဲ့ပုံကိုကြည့်ရင်မျက်ခွန်းတစ်ချက်တုံသွားသည်မတိမတာနဲ့နည်းနည်းလျှော့စားပါလို့တတိပေးလိုက်တယ်အရန်စားလို့ရင်အရင်တစ်ခါလိုအစားအိမ်မခံနိုင်လို့ဆေးရုံထက်ရောက်နိုင်တယ်လို့ပြောလိုက်တယ်မဖြစ်ပါဘူးလို့ကျွန်တော်ကစိတ်ထဲမှာပျော်ရွှင်နေပြီးတည်တည်ငြိမ်ငြိမ်နဲ့ပြန်တွေးမိတယ်ဒီတစ်ခါစားလိုက်ရင်တော့ကိုလေးချိန်နဲ့တော့တက်လာမယ်လို့ယုံကြည်နေတယ်စနစ်ကလည်းအချိန်နဲ့တပြေးညီစားတော့ပမာဏကိုစောင့်ကြည့်နေတဲ့လက်ရှိအခြေအနေရတော့တတိပေးရမယ့်အဆင့်မရောက်သေးဘူးငါမှအစီအစဉ်ရှိတယ်လို့ကိုယုံကြည်စွာတွေးပြီးနောက်ထပ်ချက်တုံရိပ်ကျော်တစုံထပ်ယူစားလိုက်တယ်ရှယ်ယာရှိကကျွန်တော်စားနေတာကိုကြည့်ရင်သူကိုယ်တိုင်လည်းမတိမတာပိုစားလာတယ်ညအချိန်ကတဖြည်းဖြည်းနဲ့လာတယ်သူကကျွန်တော်နဲ့တမီတာကျော်လောက်ပဲဝေးတဲ့ကတင်ပေါ်မှာလဲလျောင်းနေတဲ့သူ့ခန္ဓာကိုယ်ပူချိန်ကပုံမှန်ထက်နည်းနည်းမြင့်နေတယ်လို့ခံစားရပြီးစိတ်ထဲမှာလည်းမတိမတာလှုပ်ရှားမှုတွေဖြစ်နေတယ်မကြသေးခင်ကအာချန်ရဲ့ပုံစံကသူတီးခဲ့တဲ့အတိတ်ချိန်တွေကိုပြန်တတိယစေတယ်ဒါကတမင်တရုပ်ဆောင်ထားတာလို့မထင်ရဘူးအဝေးကနေလာတဲ့အေးဆက်မှုနဲ့မတိမတာကင်းကွာနေမှုကိုဒီလောက်ကြာအောင်အတုလုပ်ထားနိုင်တယ်ဆိုတာမဖြစ်နိုင်ဘူးရှယ်ယာရှိရဲ့အတွေးတွေကမတိမတာနဲ့အသက်20မတိုင်ခင်ကအချိန်တွေစီပြန်ရောက်သွားတဲ့လူငယ်ဘဝရဲ့အမတ်တရားတွေမေ့ပြောက်ထားခဲ့တဲ့ခံစားချက်တွေအားလုံးပြန်လည်နှိုးထလာတယ်လို့ဖြစ်လာတယ်နှလုံးသားထဲကအပူနွေးနွေးခံစားချက်တစ်ခုပြန်လည်ရှင်သန်လာတယ်ဒါပေမဲ့ကျွန်တော်ကတော့သူ့စိတ်ထဲကလှုပ်ရှားမှုတွေကိုဘာမှမသိနိုင်ဘူးအစပိုင်းမှာတော့သူနဲ့တခန်းတည်းနေရတာကိုကျွန်တော်လက်မခံနိုင်ခဲ့ဘူးဒါပေမဲ့ဒီလအတော်ကြာအတူနေပြီးနောက်မှာတော့ကျွန်တော်ကနားလည်လာတယ်ရှယ်ယာရှိကကျွန်တော်ကိုယွန်းချန်ချန်နဲ့မတွေ့စေချင်တာပဲလုံခြုံရေးအတွက်ပဲစောင့်ရှောက်နေတာပဲတခြားရည်ရွယ်ချက်တွေမရှိဘူးလို့ထင်လာတယ်ဒီလိုနေ့ရက်တွေတစ်ပတ်လောက်ဆက်ဖြစ်လာတယ်နေ့တိုင်းကောင်းကောင်းစားနေတာကြောင့်ကိုလေးချိန်တိတိတတ်တာတက်လာတယ်အရင်ကပိန်နေတဲ့လက်တွေခြေထောက်တွေမှာတော့အသားနည်းနည်းပြေးလာတယ်တနေ့မနက်မှာတိတ်တဆိတ်ကိုလေးချိန်ဆက်ပေါ်တက်ကြည့်လိုက်တယ်ဒနန်းက130ပေါင်မှတည်ငြိမ်နေတယ်မှန်တဲ့ကကိုကြည်ရင်မတိမတာပြုံးမိတယ်ဒါပေမဲ့ကျွန်တော်နဲ့အတူတူတဖြည်းဖြည်းပြောင်းလဲလာတဲ့ရှယ်ယာရှိရဲ့စိတ်ထဲမှာတော့မတိမတာမီးတလုံးတိတ်တဆိတ်လောင်နေတယ်လို့ဖြစ်လာတယ်အစပိုင်းမှာတော့ညဘက်အိမ်မပျော်တာလောက်ပဲဖြစ်တယ်သူ့ခန္ဓာကိုယ်ကလည်းအားနေတာမဟုတ်လို့သိတာမလားဘူးဒါပေမဲ့နောက်ပိုင်းမှာတော့တဖြည်းဖြည်းမတက်မတာဖြစ်လာပြီးတိတ်တဆိတ်ညှင်းဆဲတယ်လို့ခံစားလာရတယ်ညလယ်မှာမကြာခဏလက်နိုးလာပြီးဘေးမှာတိတ်တဆိတ်အိပ်ပျော်နေတဲ့ကျွန်တော်ကိုမိမိန်အလင်းအောက်ကနေတိတ်တဆိတ်စိုက်ကြည့်နေတတ်တယ်ကျွန်တော်ကဒါကိုလုံးဝမသိလိုက်ဘူးကျွန်တော်ကိုအပြည့်အဝယုံကြည်ထားတဲ့ပုံစံကိုသူကြည့်နေတဲ့အချိန်မှာသူ့ရင်ထဲကပူလောင်တဲ့ခံစားချက်တွေကနောက်ဆုံးမှာတော့မတက်နိုင်တော့ပဲအေးသွားတယ်သူကကျွန်တော်အိပ်ပျော်နေတဲ့အချိန်ကိုမနှိုးချင်တယ်လို့ကိုလည်းရေအေးနဲ့မနှိမ့်ဆက်ချင်ဘူးကျွန်တော်ကိုလည်းရှင်းပြဖို့မပြောနိုင်ဘူးနောက်တညမှာလည်းအရင်လိုပဲပူလောင်တဲ့ခံစားချက်ပြန်ပေါ်လာတယ်ဒီတစ်ခါကအရင်ထက်ပူပြင်းတဲ့ရှယ်ယာရှိရဲ့မျက်ခုံးသားကနေချွေးနေထွက်လာတယ်သူကတိတ်တဆိတ်ဆောင်ကိုဖယ်ပြီးလက်ကတော့နဲ့လက်မချီထားတဲ့ကြိုးကိုဖြုတ်လိုက်တယ်ကျွန်တော်ကအိမ်မပျော်မလန်းနဲ့အလဲဘက်ကိုလှိမ့်သွားပြီးသူ့လက်မောင်းကိုထိမိတယ်သူကထိမ့်မနိုင်တယ်လို့ဖြစ်ပြီးရေချိုးကန်းထဲကိုဝင်သွားတယ်သူ့ကောင်းထဲကထူးဆန်းတဲ့အတွေးတွေကိုဖယ်ရှားဖို့ရေအေးနဲ့ကိုရှော့ပစ်လိုက်တယ်မနက်မိုးလင်းတော့ကျွန်တော်ကမနေ့ညကဘာဖြစ်ခဲ့လဲမသိဘူးပုံမှန်လိုပဲထားပြီးအောက်ထပ်ဆင်းပြီးမနက်စာစားတယ်ရှယ်ယာရှိကကျွန်တော်ရဲ့ကျမလာတဲ့ပုံကိုကြည့်ရင်ပြောနေတယ်အဲ့ဒီအချိန်မှာကျွန်တော်ကအိမ်ထဲမှာအရန်ပြင်းတဲ့အပြင်ထွက်ချင်တယ်ပြီးတော့အလုပ်တစ်ခုလည်းလိုတယ်ငါအခုမင်းအိမ်ထဲမှာနေပြီးနွားလိုပဲဖြစ်နေတယ်ရှယ်ယာရှိကဒီလိုပြောတာကြတော့မပြုံးမိပဲမနေနိုင်ဘူးဟာအာချန်ကအရင်လိုပဲကိုတောင်ဆဲတတ်တယ်ကျွန်တော်ကဆက်ပြောတယ်မင်းငါကိုအပြင်မထွက်စေချင်တာကိုငါသိတယ်ဒါပေမဲ့ငါအိမ်ထဲမှာနေပြီးပုတ်သွားတယ်လို့ခံစားနေရတယ်ငါကမိမတယောက်ကြောင့်ဘဝပြတ်သွားတဲ့အာချန်မဟုတ်တော့ဘူးငါကအဲ့ဒီ20နှစ်အရွယ်အာချန်ပဲငါတို့တက်ချင်တယ်စူးစမ်းချင်တယ်အပြုသဘောရှိချင်တယ်ငါအလုပ်တစ်ခုလုပ်ချင်တယ်ဘာအလုပ်မဆိုရတယ်မလုပ်တတ်ရင်လည်းဖြည်းဖြည်းချင်းတင်ယူမယ်ငါကိုမင်းအိမ်ထဲမှာအမြဲပိတ်ထားတယ်လို့မလုပ်ချင်တော့ဘူးငါကိုယ်တိုင်ကလူမဟုတ်ပဲကြောင်တကောင်ခွေးတကောင်လို့ခံစားရတယ်စနစ်ကပြောတယ်မင်းတကယ်တော်တယ်ဒါကမင်းအစ်စ်အမှန်ပဲကြည့်အပြင်ကလူတွေတောင်မင်းကိုချီးကျူးနေတယ်ကျွန်တော်ကပြောတယ်ငါဘဝကိုကိုယ်တိုင်ဆုံးဖြတ်ချင်တယ်
အရန်တော်ဖို့မလိုဘူးဒါပေမဲ့ကိုလှုပ်ချင်တာကိုကိုယ်တိုင်ရွေးချယ်ခွင့်ရှိရမယ်ငါအခုလှုပ်ချင်တာကအလုပ်တစ်ခုလုပ်ပြီးလူလောကထဲပြန်ဝင်ချင်တယ်ကိုအားကိုနိုင်တဲ့လူဖြစ်ချင်တယ်ငါအာချန်အဖြစ်ပြန်နေချင်တယ်ဟာမင်းကအတွက်အခုလုပ်ပြီးနေတိုင်းကနေအတူလိုက်နေရမယ်တခြားရွေးချယ်စရာမရှိဘူးလားရှေ့ရရှိကမကျေနပ်တဲ့မျက်နှာနဲ့စိတ်ဆိုးတယ်လို့ဖြစ်နေတယ်မင်းမအကြည့်လဲမင်းမမျက်နှာလဲမင်းမသဘောထားလဲငါသိပြီးငါလက်ခံတယ်မင်းနဲ့24နာရီလုံးအတူနေရမယ်ဆိုတာကိုတွေးလိုက်တာနဲ့တင်ငါကိုယ်တိုင်တော့မခံနိုင်ဘူးဒီလိုဆိုရင်မင်းပြောပြီလားငါကမင်းကိုလိမ်မလားဆိုပြီးစိုးရိမ်နေတာပဲအလုပ်အကြောင်းပြပြီးအဲ့ဒီယွန်ချန်ကိုတွားတွေ့မယ်ဆိုရင်ဘယ်လိုလုပ်မလဲနောက်ဆုံးတော့မင်းထပ်ပြီးစိတ်ပြက်ပြီးကိုဖျက်ဆီးတယ်လို့ဖြစ်သွားမယ်ငါတောင်းပြန်ကြရမယ်အဲ့ဒီအချိန်မှာပဲကျွန်တော်တွေးမိလာတယ်အရင်ကစနစ်ပြောခဲ့တဲ့အတိတ်တစ်ခါထပ်ဖြစ်ခဲ့တဲ့အကြောင်းယွန်ချန်ကိုတက်ပြီးနောက်သူနဲ့အတူတူထွက်သွားခဲ့တယ်ဆိုတာတကယ်ပြောရရင်ရှေ့ရရှိကကျွန်တော်ကိုကြိုက်မယ်ဆိုတာမယုံနိုင်ဘူးအရင်ကဆိုဆက်ဆံရေးကအမြဲတမ်းတာမှန်ပဲမနှက်စာစားတာတောင်စကားနည်းနည်းနဲ့တင်အမြဲတမ်းအငင်းပွားတတ်တယ်ငါတို့အသက်20မတိုင်ခင်ကာလတစ်လျှောက်လုံးဒီလိုပဲဖြစ်ခဲ့တယ်စကားမပြောမိခင်ကတည်းကအငင်းပွားနည်းနည်းပြောပြီးရင်ထပ်ပြန်တင်းမှပြီးရင်ပြန်ငိမ့်တယ်သူဘာလို့ဒီလိုဆုံးဖြတ်သွားတာလဲဆိုတာကိုငါတကယ်မတွေးနိုင်ဘူးရှေ့ရရှိလဲယွန်ချန်လိုပဲလားလူတွေမှပဲကိုယ်ခံစားချက်ကိုသိလာပြီးနောက်တရမယ့်အမျိုးလားအိုးတိပြီးအခုလုပ်ပေးမယ်ဆိုလဲလုပ်ပေးမယ်အနက်ရောင်ကားတစ်စီးကအနောက်တိုင်းပုံစံဂိတ်ရှိမှတည်ငြိမ်စွာရက်လိုက်တယ်အလုပ်ဝန်ထမ်းတွေကလမ်းလျှောက်တာတော့မတိမတာနေသွားတယ်ကားတကားဖွင့်လိုက်တော့ပထမဆုံးဆင်းလာသူကအေးဆက်တည်ငြိမ်တဲ့မျက်နှာထားရှိတဲ့ကုမ္ပဏီအကြီးကဲမိန်းကလေးအားလုံးရဲ့မျက်လုံးတွေကသူ့ဘေးကကျွန်တော်စီကိုတခါတည်းဆွဲယူသွားတယ်ရှေ့ရရှိကပတ်ဝန်းကျင်ကအာယုံဆိုင်မှုတွေကိုမစိတ်ဝင်စားပဲကျွန်တော်လက်ကိုဆွဲပြီးကုမ္ပဏီအကြီးကဲတီးတန့်စီကိုတိုက်ရိုက်လျှောက်သွားတယ်ချက်ချင်းပဲမထိန်နိုင်တဲ့တီးတူပြောတန်တွေပောက်ကွဲထွက်လာတယ်တတိရှိတဲ့ဝန်ထမ်းတချို့ကဖုန်းကိုထုတ်ပြီးရှေ့ရရှိကုမ္ပဏီအတွင်းသတင်းကြည့်ထဲမှာအယူမူရေးတင်နေကြတယ်ဘာဖြစ်နေတာလဲဟိုကအရန်ချောတဲ့လူတယောက်ကိုစီယူကကိုယ်တိုင်ခေါ်လာတာဒင်းဆိုတဲ့အတန်နဲ့အတူဆေယောတီးတန့်တကားပြန်ဖွင့်သွားတယ်ရှေ့ရရှိကအရင်ဆုံးထွက်လာတဲ့နောက်ကနေကျွန်တော်လိုက်ပါလာတယ်အပေါ်ဆုံးထက်ကဝန်ထမ်းတွေကချက်ချင်းအံ့အားသင့်သွားပြီးတိတ်တဆိတ်အာယုံစိုက်လာကြတယ်ကျွန်တော်ကသူ့ရုံးခန်းထဲဝင်သွားတယ်ဝန်ထမ်းတွေကချက်ချင်းစိတ်ကိုပြန်တင်းကျပ်လိုက်ပြီးရှေ့ရရှိလာပြီးဆိုတဲ့ပုံစံနဲ့လိုက်ပါလာကြတယ်ရှေ့ရရှိမနှက်ခင်းကောင်းမှာဘာခိုင်းချင်လဲခင်ဗျာရှေ့ရရှိမပြောခင်ပဲကျွန်တော်ကခေါင်းမော့လိုက်တယ်အရင်ကနေမတူတဲ့စိတ်လှုပ်ရှားမှုနဲ့ပြောလိုက်တယ်ကျေးဇူးပြုပြီးကျွန်တော်အတွက်အလုပ်ထိုင်ကုန်တစ်ခုစီစဉ်ပေးပါဒီနေ့ကစပြီးကျွန်တော်အလုပ်လာလုပ်မယ်ငါနားထဲကကြားမနေတာလားကုမ္ပဏီကိုအမြဲပြဿနာဖြစ်စေတဲ့ဆရာရဲခင်ဘုံကအလုပ်လာလုပ်မယ်လို့ပြောလိုက်တာကိုသူတို့မယုံနိုင်ဘူးဒါကတကယ်ကိုမကောင်းတဲ့သတင်းလိုပဲခံစားရတယ်သူကမတိမတာရှေ့ရရှိကိုကြည့်လိုက်တယ်ရှေ့ရရှိကအနှဲငယ်ကောင်းနေလိုက်ပြီးငါရုံးခန်းထဲမှာစပွဲတစ်လုံးထပ်ထားပြီးအရင်ဆုံးလွယ်ကူတဲ့အလုပ်တွေကနေစတင်မယ်မရဘူးငါအပြင်မှာလူတွေနဲ့အတူထိုင်မယ်ငါပြောတဲ့အတိုင်းချက်ချင်းလုပ်ငါတောင်းဆိုမှုကိုမလက်ခံခဲ့ပေမဲ့ဒါကလည်းမမျှော်လင့်ထားတာမဟုတ်ဘူးအခုရှေ့ရရှိကအပြည့်အဝအာဏာသိမ်းထားတဲ့ပုံစံနဲ့ဖြစ်နေတယ်မင်းအလုပ်လာတဲ့အကြောင်းပြပြီးထွက်ပြေးဖို့ကြိုးစားရင်နောက်တစ်ခါအိမ်ပြင်ကိုလုံးဝမထွက်စေဘူးကျွန်တော်ကလိကနေထွက်လာတဲ့အချိန်မှာပဲအပြင်မှာရှိတဲ့ဝန်ထမ်း10ချို့ရဲ့အာယုံစိုက်တဲ့မျက်လုံးတွေကိုတိုက်ရိုက်တွေ့လိုက်တယ်အကြည့်တွေကတခဏချင်းမှတိတ်ဆိတ်ပြီးအနှဲငယ်အလွန်ကြုံတင်းမာသွားတယ်ဒါပေမဲ့ကျွန်တော်ကတော့တခြားတစ်ဖက်ကနေတုံ့ပြန်လိုက်တယ်မျက်နှာပေါ်မှာအပြုံးကြီးတစ်ခုဖွင့်လိုက်ပြီးအရှိကိုတက်သွားတယ်မင်္ဂလာပါနောက်ကနေကျွန်တော်တို့အတူတူအလုပ်လုပ်ရမယ့်သူတွေပါကျွန်တော်ကအလုပ်တွေဝင်လာတဲ့သူပါဘာမှမသိသေးပါဘူးအနာဂတ်မှာအများကြီးတင်ယူရအောင်မှာမို့ကူညီပေးကြပါရပါတယ်မလိုအပ်ပါဘူးဟာကျွန်တော်ကသူတို့ရဲ့စူးစမ်းတဲ့မျက်လုံးတွေကိုလုံးဝမထိန်ပဲတဘာဝကြကြဝင်ရောက်ပေါင်းတင်လိုက်တယ်အဲ့ဒီကြောင့်အရင်ကတင်းမာနေတဲ့လေးတူလည်းတဖြည်းဖြည်းပြေးလျော့လာတယ်ဝန်ထမ်းတစ်ယောက်ကမထိန်နိုင်ပဲမေးလိုက်တယ်မေးလို့ရမလားတင်းနဲ့စီယူကဘာဆက်ဆံရေးလဲကျွန်တော်ကမျက်လုံးတစ်ချက်လှည့်ပြီးတဘာဝကြကြပြန်ဖြေလိုက်တယ်ကျွန်တော်တို့ကငယ်တငယ်ချင်းတွေအကြောင်းတုံးကလည်းအတန်းဖော်တွေပါအဲ့လိုကိုလူအလုံးကနားလဲသွားတယ်လို့ခံစားလိုက်ကြတယ်အဲ့ဒီအချိန်မှာပဲပီကျူးကနောက်ထောက်ပံ့ရေးအဖွဲ့နဲ့အတူလုံးဝအသစ်ဖြစ်တဲ့ရုံးစပွဲကလပ်ထိုင်တဲ့ကွန်ပျူတာပစ္စည်းတွေကိုတည်လာတယ်အလဲမှာလူတွေနဲ့ဝိုင်းထားတဲ့ကျွန်တော်ကိုမြင်လိုက်တဲ့အခါပီကျူးကခြေလမ်းရက်လိုက်ပြီးလေးလေးစားစားနဲ့ပြောတယ်တခင်လေးမင်းဘာလို့ရှယ်ယာရှိရဲ့ရုံးခန်းထဲမှာမနေတာလဲအဲ့ဒီတမင်လောက်ထားတာလားဆိုတဲ့စကားကနောက်ကဘာကြောင့်လဲဆိုတဲ့အတိတ်ပဲနဲ့ပေါင်းပြီးလူတိုင်းရဲ့စိတ်ထဲမှာအလွန်ကြီးမားတဲ့လှိုင်းလုံးတစ်ခုလိုတုန်ခါသွားစေတယ်နေရာတစ်ခုလုံးချက်ချင်းတိတ်ဆိတ်သွားတယ်သတင်းတွေထဲမှာရှယ်ယာရှိနဲ့ဆက်ဆံရေးမကောင်းဘူးလို့ထင်ထားတဲ့တခင်လေးဟာတကယ်တော့ရှယ်ယာရှိနဲ့အတူတူပေါ်လာနိုင်တဲ့လူဆိုတာလူတိုင်းအတွက်အံ့အားသင့်စရာဖြစ်သွားတယ်ဒါပေမဲ့ရှယ်ယာရှိဘာလို့ဒီလိုလုပ်နေလဲဆိုတာကိုတော့ဘယ်သူမှမနားလည်နိုင်ဘူးသူတို့မသိတာကတော့ဆော့ရုံးခန်းရဲ့အထူးခံခွက်တစ်မျိုးနောက်ကနေရှယ်ယာရှိကတိတ်တဆိတ်စောင့်ကြည့်နေတယ်ဆိုတာပဲသူ့အကြည့်တွေကဖန်ခွက်ကိုဖြတ်ပြီးကျွန်တော်အပေါ်မှာတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတယ်လို့ဖြစ်နေတယ်မျက်လုံးထဲမှာရှုပ်ထွေးတဲ့ခံစားချက်တွေရောနှောနေတဲ့စူးစမ်းတာတုံးတက်တာနဲ့အနှဲငယ်ဖိနှိပ်ထားတဲ့ပိုင်ဆိုင်လူစိတ်တစ်ခုမကြသေးခင်ကအာချန်ကအရန်နားထောင်လာတယ်အသက်20အရွယ်တုန်းကလိုလှုပ်ရှားမှုတက်ကြွမှုတွေတောင်ပြန်ရလာတယ်လို့ပဲဒါကအပြစ်မရှိတဲ့ပုံစံတစ်ခုလို့မထင်ရဘူးအရန်ပြည့်စုံလုံးနဲ့ဒါကအာချန်ရဲ့ပုံမကောင်းမွန်တဲ့အတူအယောင်တစ်ခုဖြစ်နိုင်တယ်အမြန်ဆုံးအားနည်းချက်ကိုရှာဖို့လိုတယ်ဒီမျက်နှာဖုံးကိုဖောက်ထုတ်ပြရမယ်ဒါပေမဲ့ဒါတွေအားလုံးကတကယ်ဖြစ်နေရင်ဘယ်လောက်ကောင်းမလဲလို့သူလည်းတိတ်တဆိတ်တွေးမိတယ်အချိန်ကဒီနေရာမှာပဲရက်နေတယ်လို့ဖြစ်ပြီးအာချန်ကအမြဲတမ်းဒီလိုပဲဖြစ်နေမယ်ဆိုရင်သူ့ကိုပြုံးပြမယ်စကားပြန်တိုက်မယ်နောက်တော့ဆန်းနောက်ခံရရင်လည်းမျက်နှာနီနီနဲ့ရေတက်တဲ့အာချန်တိုင်းပဲဖြစ်နေမယ်ဆိုရင်ပီကျူးကလျင်မြန်စွာအလုပ်တွေစီစဉ်ပြီးကျွန်တော်အတွက်နေရာတစ်ခုကိုပြင်ပေးလိုက်တယ်အသစ်ဆက်ကွန်ပျူတာလိုအပ်တဲ့ရုံးပစ္စည်းတွေအကုန်စုံနေတယ်ကိုပိုင်နေရာရသွားတဲ့အခါကျွန်တော်လည်းအလုပ်ထဲကိုအလွန်အမင်းအာရုံစိုက်ဝင်သွားတယ်မနက်ခင်းတစ်ခုလုံးကွန်ပျူတာရှိမှတည်တည်ငြိမ်ငြိမ်ထိုင်နေတဲ့တခါတလေမျက်ခုံးချုပ်ပြီးစဉ်းစားတဲ့တခါတလေတီးပုတ်ကိုနှိပ်တဲ့အလွန်တကယ်တော်တော်လေးစိတ်ဝင်စားနေတယ်လို့ပဲတုံးရွံဒီ report ကဘာတိတ်ပဲလဲဒီနံပါတ်တွေကဘာကိုဆိုလိုတာလဲဒီလက်ရောက်ကိုဘယ်လိုပြင်ရမလဲဘာလို့ငါလုပ်တာဒီလောက်ဆိုးနေတာလဲဒါတွေကိုကျောင်းမှာလုံးဝမတင်ပေးခဲ့ဘူးလေတခါမှလည်းမထိတွေ့ဘူးဟဲဖတ်တမ်ပလိတ်ကလည်းအရန်ခင်နောက်ကျနေတယ်မဟုတ်လားအယောင်တွေကလည်းမလှလိုက်တာကျွန်တော်ကကိုယ်တိုင်လုပ်ရင်ကိုယ်တိုင်စားရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့အရင်ဆုံးဖုန်းနဲ့ခိုးရှာကြည့်တယ်တကယ်နားမလည်တဲ့အပိုင်းတွေကြတော့အပြင်ကအသင်းဖော်တွေကိုအရေးပေါ်အကူအညီတောင်းတဲ့တနေ့လုံးအခက်အခဲတွေနဲ့လုပ်ခဲ့ရပြီးမြဲအခြေခံတာဝန်ချုပ်ကိုတော့အဆင်ပြေပြီးမြောက်အောင်လုပ်နိုင်ခဲ့တယ်ရှက်ရရှန်ကကျွန်တော်တင်ထားတဲ့ဖိုင်ကို print ထုတ်ပြီးဘောပင်ထိန်းတဲ့နေရာချုပ်ကိုထောက်ပြတယ်ဒီနေရာမှာရုပ်တိမကိုက်ဘူး data ကိုကိုးကားထားတာလည်းမမှန်ဘူး format ကလည်းကုမ္ပဏီစံနှုန်းနဲ့မကိုက်ညီဘူး
ကျွန်တော်လည်းအနာကကြည့်ရင်သူရှင်းပြတာကိုနားထောင်တဲ့သူ့အတန်ကနူးညံ့ပြီးစိတ်ရှည်တယ်မတိလိုက်ခင်မှာပဲသူ့အတွေးခေါ်နောက်ကိုလိုက်မိသွားတယ်သူပြင်ဆင်ပြတာတွေကိုကြည်ရင်ပြဿနာဖြစ်ရှင်းတဲ့သူ့ယုတ်တိနီလန်းကိုတင်ယူနေမိတယ်တရင်ပေါက်အပြင်ဘက်မှာနေဝင်စည်းစာအယောင်တွေဖြန့်ကျက်လာတယ်ညနေ9 နာရီအလုပ်စင်းချိန်အချက်ပေးတန်လဲအချိန်တိတိကျကျမြည်လာတယ်အာယုံဆိုင်နေခဲ့တဲ့ကျွန်တော်မျက်လုံးတွေချက်ချင်းလင်းလာတယ်လျှက်စီးလိုမြင်းမြန်းဆဆန်ဆဲနှိပ်လိုက်တဲ့လှုပ်ရှားမှုတစ်ခုလုံးကရေစီးကြောင်းလိုချုံးမွေ့နေတယ်ဟေးကျွန်တော်ဝမ်းသာအားရအော်ပြီးအပြင်ကိုပြေးထွက်ဖို့ထွက်လိုက်တယ်ချောင်းချမ်းပြင်ဆင်ချက်တွေမယူတော့ဘူးလားမနှက်ဖြန်မှပြင်မယ်ကျွန်တော်ကရုံးခန်းထဲကနေချက်ချင်းပြေးထွက်သွားတယ်နောက်မှာတော့အလုပ်သမားတွေကအားကြတဲ့မျက်လုံးတွေနဲ့ကြည့်နေကြတယ်ဘသူကအလုပ်စင်းချိန်ကိုမကြိုက်ပဲနေမလဲဒါပေမဲ့ကျွန်တော်ရဲ့လွတ်လပ်ချိန်ကအရန်တူတောင်းတယ်တောင်းမှန်ပါတယ်ခင်မိုးလေးရှက်ဥက္ကဋ္ဌကမှားထားပါတယ်ခင်ဗျားတယောက်တည်းကုမ္ပဏီကနေထွက်သွားလို့မရပါဘူးရှက်ရရှန်ကျွန်တော်အလုပ်စင်းချိန်ပြီပြန်လာခဲ့ဖိုင်ကိုပြင်ပြီးမှသွားအခုကအလုပ်စင်းချိန်ဆိုတော့အချိန်ပိုကြီးသုံးစားပေးမယ်ဝန်ထမ်းတယောက်ကတထေးထက်စောပြီးပြန်လာတခြားကုမ္ပဏီမှာဆိုရင်အလုပ်ထုတ်ခံရလောက်ပြီကျွန်တော်ဖုန်းကိုကိုင်ရင်လက်လီကားကိုတစ်ချက်ပြန်ကြည့်လိုက်တယ်ပြီးတော့စိတ်ပြက်လက်ပြက်နဲ့ပြန်ဝင်သွားရတဲ့အပေါ်ဆုံးထက်ကမီးတွေကလည်းကျွန်တော်အတွက်ထပ်မံလင်းလာပြန်တယ်အလုပ်စင်းတော့ကျွန်တော်အချိန်ပိုဆင်းရတာမဟုတ်နဲ့ကျွန်တော်ကရှက်ရရှန်နောက်ကနေဓာတ်လီကားထဲဝင်သွားတယ်ဒီတစ်ခါတော့နှစ်ယောက်စလုံးပူပြီးတိတ်ဆိတ်နေကြတယ်ရှက်ရရှန်ကကားမောင်းပြီးကျွန်တော်ကိုရှက်အိမ်တော်စီပြန်ခေါ်သွားတယ်အဲ့ဒီအချိန်မှာညနေနေပြီးဝမ်တော်ကညစာကိုကြိုတင်ပြင်ဆင်ထားပြီးသားပူပူနွေးနွေးဟင်းချောင်းမျိုးနဲ့ဟင်းချူတပွဲစပွဲပေါ်မှာစီထားတယ်အိမ်ရဲ့နှွေးထွေးမှုကိုခံစားရစေတယ်နှစ်ယောက်သားတိတ်တိတ်ဆိတ်ဆိတ်စားပြီးသွားတော့ကျွန်တော်ကအိတ်ခမ်းနဲ့တန်းဝင်သွားပြီးဂိမ်းစော်နေတယ်ရှက်ရရှန်ကတော့စာကြည့်ခန်းထဲဝင်ပြီးအလုပ်ဆက်လုပ်နေတယ်ခဏကြာမှသူ့ဖုန်းတုံလာတယ်ထွက်လာပြီးတစ်ခွက်လောက်တောက်ရအောင်ဒီနေ့မင်းကခဲအိုကိုအကုန်ကြီးခေါ်သွားတယ်ဆိုဘာတွေဖြစ်နေတာလဲမသွားဘူးဘာမှမဖြစ်ဘူးငါ့ကိုမလဲစားနဲ့မင်းတို့နှစ်ယောက်တနေ့လုံးရမ်းမဖြစ်ပဲစကားမများပဲအတူနေနိုင်တာနေကအနောက်ဘက်ကထွက်တာထက်တောင်ပိုထူးဆန်းသေးတယ်ဟုတ်တော့ဟုတ်တယ်သူမှတ်ညံပျောက်သွားတာလေရှက်ရရှန်စိတ်ရှုပ်သွားပြီးစာတိုအနေငယ်ပြန်ပို့လိုက်ကဆက်မတုတ်ပြန်တော့ဘူးတနားရီလောက်ကြာတော့အိမ်တကားခောက်တန်ကြားရတယ်ဝမ်တော်တကားဖွင့်လိုက်တော့ကုနေညံကပြုံးပြုံးရွှင်ရွှင်နဲ့တကားရှိမှရက်နေတဲ့အိမ်ကိုရင်းနှီးနေပြီးသားမှုဖက်နှက်တောင်သူ့ဘာသာလဲဝှက်လိုက်တယ်ရှက်တခင်မကြီးငါရောက်လာပြီနော်ကုနေညံကအပေါ်ထက်ကရှက်ရရှန်စီစာပို့လိုက်တယ်ခဲအိုဘယ်မှာလဲနင်းလဲတော်တော်ဆွဲရှိတာပဲရှက်ရရှန်ကအိတ်ခမ်းတကားပိတ်ထားတာကိုမတိမတာကြည့်လိုက်တယ်ဒီသတင်းလေးကြောင့်တီးတက်လာရတာလားဒါပေါ့မင်းတို့မထိုးကြိတ်ပဲနေနိုင်တာအံ့ဖွယ်ပဲငါကိုယ်တိုင်လာကြည့်ချင်တာပေါ့ကုညံကခန္ဓာကိုယ်ကိုမတ်မတ်ထိုင်လိုက်ပြီးမျက်လုံးတွေတောက်ပါနေတယ်ရှက်ရရှန်ကအေးအေးဆေးဆေးပြောလိုက်တယ်ငါတို့ကတရိတ်ဆန်ယုံတွေကမြောက်တွေမဟုတ်ဘူးလာကြည့်စရာမလိုဘူးဒါနဲ့အာချန်ကအရင်တုန်းကရွှန်ချန်ချန်အတွက်အသေးရှင်မရွေးဖြစ်နေကြတာမဟုတ်လားဘာလို့ရုတ်တရက်ပြောင်းသွားတာလဲမင်းထပ်ပြီးအလှည့်စားခံရတာတော့မဟုတ်ဘူးမလားအရင်ကရွှန်ချန်ချန်အတွက်နဲ့မျိုးလုံးကျွတ်စူညံပွက်လော်ရိုက်အောင်လုပ်ခဲ့ဘူးသည်ဂူနန်ညန်သည်ရှက်ရွှန်ချန်ဤအရင်ကြီးဆုံးတငယ်ချင်းတယောက်ဖြစ်သည့်အတိုင်းသူမနှင့်အတူအရက်တောက်ရင်စိတ်ညစ်ရသည့်အချိန်တွေမနေခဲ့သဖြင့်စိုးရိမ်စိတ်ရှိနေခြင်းဖြစ်သည့်ရှက်ရွှန်ချန်ဤမျက်ဝန်းထဲတွင်ကြောက်ရွံ့မှုနှင့်ရောပြဲနေသည့်နူးညံ့မှုတစ်ခုဖြတ်တန်းသွားသည်သူမှတ်ညံပျောက်သွားတာသူအရင်တစ်ခါကလည်းခေါင်းကိုက်တယ်မှတ်ညံပျောက်တယ်ဆိုပြီးနင့်ကိုတနာအောင်လုပ်ဖူးတယ်လေဒီတစ်ခါကျတော့နီလန်ကပိုးမြင့်သွားတာလားဒီတစ်ခါတော့တကယ်ပဲရွှန်ချန်ချန်ဆိုတာဘယ်သူမှန်းတောင်သူမမှတ်မိတော့ဘူးတရုတ်ဆောင်တာပိုကျွမ်းကျင်လာတာများလားရွှန်ချန်နေနောက်ထပ်ပြီးနင့်မမသွားနဲ့အောင်တော့စကားမဆုံးခင်မှာပဲဒုတိယထပ်မှတကားဖွင့်တဲ့အနှဲငယ်ထွက်ပေါ်လာသည်သူတို့နှစ်ယောက်လုံးတပြိုင်နက်မောကြည့်လိုက်ရကျွန်တော်ကအိမ်နေရင်းဝတ်စုံဖြင့်ထွက်လာသည်ကိုတွေးလိုက်ရသည်ကျွန်တော်ဒီလေကားလက်ရန်သားတွင်ရက်ပြီးအောက်သို့ကြည့်လိုက်ရမျက်ဝန်းများကကြည်လင်နေပြီးမရင်းနှီးမှုနှင့်တိလိုစိတ်အနှဲငယ်ပါဝင်နေသည်ဂူညံသည်ချက်ချင်းပင်ထွက်လိုက်ပြီးသူမ၏အမတ်သားဖြစ်သည့်တောက်ပသောအပြုံးကိုဆင်ញမ်းလိုက်သည်ခဲအိုမင်္ဂလာပါကျမတို့အတန်ကျဲသွားလို့အကိုကိုအနှောက်အယှက်ဖြစ်သွားတာလားကျွန်တော်လေကားမှဆင်းလာပြီးသူမကိုခေါင်းညစ်ပြလိုက်သည်ဒါဘာတူလဲဂူညံနဲ့အမျိုးသမီးဆက်ဆောင်စတင်လုပ်ငန်းလုပ်ကိုင်ခြင်းကလေးကခင်မင်လာတဲ့အရင်ကြီးဆုံးတငယ်ချင်းရှက်ရွှန်ချန်ကိုရင်းနှဲရှိတာတွေပြောပြနိုင်တဲ့တူလေးတော်သူကျွန်တော်ဂူညံနဲ့ဤစူးစမ်းသောအကြည့်ကိုရင်ဆိုင်လိုက်ရသည်ကျွန်တော်ရေယူဖို့ဆင်းလာတာပါဆက်ပြောကြပါဦးကျွန်တော်မီးဖိုချောင်ရှိရေခဲတက်တာစီသွားပြီးရေဘူးနှစ်ဘူးယူလိုက်သည်သူခုနကတကယ်ပဲကျမကိုပြုံးပြသွားတာလားပြီးတော့စိတ်ပါဝင်စားစွာနဲ့မင်္ဂလာပါလို့ပြောသေးတယ်သူအရင်ကကျမကိုတွေ့တိုင်းမျက်နှာထားတင်းတင်းနဲ့မဟုတ်ဘူးလားတကယ်ပဲမှတ်ညံပျောက်သွားတာဖြစ်မယ်အာချန်ရဲ့မှတ်ညံကအသက်20မှာရက်တန်သွားတာအဲ့ဒီမတိုင်ခင်ကလူတွေရောအဖြစ်အပျက်တွေပါအကုန်မေ့သွားပြီးကောင်းလိုက်တာဒီလောက်ကြီးကျယ်တဲ့ဝမ်းသာစရာကတော့အောင်ပွဲခံရမှာပေါ့လာအပြင်ထွက်ပြီးနှစ်ခွက်လောက်တော့တောက်ကြမယ်ကျမကျွေးမယ်ရှက်ရွှန်ချန်ခဏမျှငေးသွားသည်ဟဲအခုကလေးကခွင့်တောင်းနေတာလားရွှန်ချန်နေတော့နောက်ထပ်စိတ်လှုပ်ရှားနေပြန်ပြီပေါ့ရှက်ရွှန်ချန်ကသူ့ကိုဂယုမဆိုင်ပဲအိတ်ခမ်းမကြီးတကားကိုခောက်လိုက်သည့်အတွင်းမှာကျွန်တော်ရဲ့ဝါတာတာအတန်ထွက်လာသည်တကားကိုတွန်းဖွင့်လိုက်ရာကျွန်တော်ဒီဆိုဖာပေါ်တွင်ခြေပြက်လက်ပစ်ထိုင်နေပြီးဖုံးမျက်နှာပြင်ပေါ်တွင်လက်ချောင်းများဖြင့်လင်းမြန်စွာပုတ်ဆွဲနေသည်တိုက်ပွဲကပြင်းထန်နေပုံရပြီးဖုံးမအလင်းရောင်ကကျွန်တော်မျက်နှာပေါ်တွင်ပုံရိပ်ထင်နေကအာယုံဆူဆိုင်နေသည့်ဘေးတစ်ဖက်မျက်နှာပြင်ကိုပေါ်လွင်စေသည်ကိုလောကထဲတွင်သာအပြည့်အဝနင်းမိုးနေပုံရသည်အာချန်ကျမကူညံနဲ့အပြင်ထွက်ပြီးအရက်နည်းနည်းတောက်လိုက်အောင်မယ်နည်းနည်းနောက်ကျမှပြန်လာမယ်နော်အင်းပါသွားပါမင်းကိုငါကျိုးနဲ့တုတ်ထားတာမှမဟုတ်တာကျွန်တော်ခေါင်းပင်မောမကြည့်ပဲမျက်လုံးများကဖုံးမျက်နှာပြင်ပေါ်တွင်သာကပ်နေသည်ထိုစကားတန်ထွက်လာသည့်အချိန်တွင်ရှက်ရွှန်ချန်၏ခန္ဓာကိုယ်သည်အနှဲငယ်တောင့်တင်းသွားသည်ထိုစကားကချွန်ထက်သောအတချောင်းလိုသူမ၏ရင်ထဲသို့တိကျစွာစိုက်ဝင်သွားသည်သူမတခုခုပြောချင်တော်လဲစကလုံးများအားလုံးကလဲချောင်းထဲတွင်ပိတ်ဆို့နေပြီးနောက်ဆုံးတွင်ခါတီသောတိတ်ဆိတ်ခြင်းဖြစ်သူပြောင်းလဲသွားသည်သူမနောက်ဆုံးတွင်ဘာမှမပြောတော့ပဲကျွန်တော်ကိုတစ်ချက်သာအတိတ်ပဲပါကြည့်လိုက်ပြီးတကားကိုဖြင်းညင်စွာပိတ်လိုက်သည်ဘားထဲတွင်မီးရောင်များကမှိန်ဖြော့၍ဝေဝါးနေပြီးနားထဲတွင်တုံခါနေသည့်တေးတံများကစူညံနေသည်ရှက်ရွှန်ချန်သည်ဘာမှမပြောပဲအရက်ပြင်းပြင်းနှစ်ခွက်ကိုစက်တိုက်မော့တောက်လိုက်သည်ဖြည်းဖြည်းတောက်ပါနှင့်ဘာဖြစ်နေတာလဲဘာကများနှင်းကိုဒီလောက်ထိစိတ်ဆင်းရဲစေတာလဲတတိယမြောက်ခွက်ကိုနှက်ခမ်းနားသို့ပို့လိုက်စဉ်ရှက်ရွှန်ချန်သည်မောတောက်လိုက်သည်ငါသူ့ကိုဒီလိုမျိုးပိတ်လောင်ထားတာမှားနေတာလားနင်ကသူ့ကိုကာကွယ်နေတာလေအရင်ကဆိုလက်လွတ်လိုက်တာနဲ့ရွှန်ချန်နောက်ကိုတန်းပြေးပြီးပြဿနာတွေဘယ်လောက်တက်ခဲ့လဲဘယ်တော့မှရောနင်မရှင်းပေးရလို့လဲအခုသူမှတ်ညံပြောင်းနေတာအခြေအနေကမသေးချဘူးပို့တောင်တတိထားရအောင်ပါသူကကျမသူ့ကိုချုံနှောင်ထားတာကိုမကြိုက်ဘူးကျမကိုလည်းမကြိုက်ဘူးရှက်ရွှန်ချန်သည်ခွက်ထဲတွင်လှုပ်ခတ်နေသောပရင်ရောင်အည်ကိုစိုက်ကြည့်နေသည်ဒါကရှင်းရှင်းလေးမဟုတ်လားဒါပေမဲ့အ ਨੇ ဆုံးတော့သူအခုမစူတော့ဘူးဒီတော့နည်းနည်းပိုရင်းနှီးလို့ရပြီပေါ့ဖြည်းဖြည်းချင်းပဲလုပ်ပါအခြေရေးဆိုတာအလင်းစလိုလုပ်လို့မရဘူးလေ
ရှက်ရွံချန်ကတော့ကြားလိုက်ဟန်မတူပဲသူမကိုသူမနောက်ထပ်တစ်ခွက်ဖြည့်လိုက်ပြီးဂူနယ်မြန်လဲဒီညဒီဘာကလူစီကားမန်းတိထားသည်သူတို့နှစ်ယောက်ဤထူးခြားသောအလှတရားကလူများ၏အကြည့်ကိုဆွဲဆောင်နေပြီးဖြစ်ရာခဏကြာတွင်ရုပ်ရည်တံပြန်သောအမျိုးသားတဦးသည်အရက်ခွက်ကိုကိုင်ကရှက်ရွံချန်ဘေးကလွတ်နေသောနေရာတွင်လာထိုင်သည်လှပတဲ့အမျိုးသမီးနှစ်ယောက်တယောက်ထဲတောက်နေရတာညီးငွေစရာမကောင်းဘူးလားအတူတူတောက်ကြမလားတောင်းမှန်ပါတယ်ကျမတငယ်ချင်းကအိမ်ထောင်သေးပါအိမ်ထောင်သည်ဖြစ်လေတငယ်ချင်းဖွဲ့လို့ရတာပဲဒီအလှလေးစိတ်မကောင်းဖြစ်နေပုံရတဲ့အတူတူစကားပြောကြတာပေါ့ကျမအိမ်ထောင်သေးပါအမျိုးသား၏မျက်နှာပေါ်မှအပြုံးသည်တစ်ချက်တောင်တင်းသွားသည်သူမ၏လက်ချောင်းများတွင်ဘာလက်စွပ်မှမရှိသည်ကိုအရေးအမြွက်ကြီးကဆန်းနောက်သည့်လေတံဖြစ်ပြောသည်ကြည့်ရတာစိတ်ညစ်နေပုံပဲခင်မုန်းဖြစ်သူနဲ့စကားများထားတာလားကျွန်တော်ပြောရရင်တစ်ခါတလေကြာရင်လည်းကိုအပန်းဖြေဖို့လိုအပ်တာပဲခင်မုန်းဖြစ်သူကလည်းအခုချိန်မှာတခြားနေရာမှာပျော်ပါနေတာဖြစ်နိုင်တာပဲလေပြီးတော့လက်ထက်လက်စွပ်တောင်ချွတ်ထားတာပဲဘာလို့ဒီလောက်တောင်အလေးနဲ့ထားနေတာလဲဘဝဆိုတာတူတောင်းတဲ့လက်ရှိအချိန်မှာပျော်ရွှင်အောင်နေတာကပိုမကောင်းဘူးလားအဲ့ဒီအချိန်မှာကျွန်တော်ကဂိမ်းတငယ်ချင်းတွေနဲ့အသင်းဖွဲ့ပြီးအတန်းဖွင့်ကစားနေတယ်တစ်ဖက်ကစုံလွဲကိုကြည်ရင်စကားတောင်မပြောနိုင်ပဲပျော်ပျော်ပါပါကစားနေခဲ့တယ်ရုတ်တရက်အကြောင်းမရှိပဲနှာချီလိုက်ပြီးတော့နှာခေါင်းကိုကိုရင်တခွန်းနဲ့ရေရွတ်လိုက်တယ်ရှက်ရရှန်ရဲ့အနားပတ်ဝန်းကျင်ကလေထုဟာချက်ချင်းအေးခဲသွားတယ်လို့ဖြစ်သွားတယ်သူ့မျက်လုံးတွေကအေးဆက်ကြမ်းတမ်းတဲ့အကြည့်ကြောင့်အဲ့ဒီယောက်ျားကထိတ်လန့်သွားပြီးအလင်းမြန်ထွက်ပြေးသွားတယ်ဂူမြန်မြန်ကတပ်ပြင်းချလိုက်ပေမဲ့ခေါင်းထဲကြည့်လိုက်တော့ရှက်ရရှန်ကသူ့ညာဘက်လက်ကိုငုံကြည့်ရင်လက်သူကျွေပေါ်ကလွတ်နေတဲ့နေရာကိုစိုက်ကြည့်နေတယ်ကျမနဲ့အာချန်ရဲ့အိမ်တော်ကြီးကအစကတည်းကအတူအယောင်ပဲအာချန်ကမှတ်ညံမပြောက်ခင်လဲကျမကိုမချစ်ဘူးမှတ်ညံပြောက်ပြီးနောက်လဲမချစ်သေးဘူးဒီအတိတရားကဘလို့အရက်ပြင်းမျိုးထက်မဆိုသူ့ရင်ထဲကိုကိုလောင်ကျွမ်းစေခဲ့တယ်ရှက်ရရှန်ကစကားမပြောတော့ပဲတစ်ခွက်ပြီးတစ်ခွက်တောက်နေခဲ့တယ်ဂူမြန်မြန်ကကြည့်ရင်စိတ်မကောင်းဖြစ်ပေမဲ့ဘလို့နှစ်သိမ့်ရမလဲမသိခဲ့ဘူးရှက်ရရှန်ရမ်းမှုလာတာကိုမြင်တော့နောက်ဆုံးသူ့လူတွေကိုခေါ်ပြီးဒီအဖိုးတန်လူကိုအိမ်ပြန်ပို့ခိုင်းလိုက်ရတယ်ညနေလာချိန်မှာရှက်ရရှန်ကိုကားမောင်းသမားကကားပေါ်ကဆင်းပေးလိုက်တယ်ညလေးတိုက်လိုက်တော့တတိပြန်ဝင်လာတယ်လို့ဖြစ်ပေမဲ့ခြေလမ်းတွေကတော့ရိုင်းနေနေတော့မယ်သူကဂူမြန်မြန်တွဲပေးမဲ့လက်ကိုဖယ်ရှားလိုက်ပြီးကိုဘာသာကိုရိုင်းတိုင်းနဲ့အိမ်ထဲဝင်ကလေကားတစ်ထစ်ချင်းတက်သွားတယ်ဂူမြန်မြန်လည်းသူ့အတွက်စိတ်ပူစရာမရှိတော့ဘူးလို့ထင်ပြီးအိမ်ပြန်သွားခဲ့တယ်အိတ်ခမ်းတကားရှိရောက်တော့ရှက်ရရှန်ရက်လိုက်တယ်အေးဆက်တဲ့နေရန်ကိုမိထားရင်းစကတ်ကိုအနှဲငယ်ပြင်ဆင်လိုက်တယ်ပြီးတော့မှအသက်ပြင်းပြင်းရှူကအေးဆက်နေတဲ့တကားလက်ကင်ကိုကင်လိုက်တယ်တကားအတွင်းကနေကျွန်တော်ရဲ့စိတ်လှုပ်ရှားနေတဲ့အတန်ကိုကြားရတယ်မစေသေးတဲ့တကားကြားကနေအဲ့ဒီအတန်ကရှင်းရှင်းလင်းလင်းထွက်လာနေတယ်ရှက်ရရှန်ရဲ့လက်ကတကားပေါင်ပေါ်မှာချက်ချင်းတောင်ခဲသွားတယ်တကူလုံးကသွေးတွေဟာခဏအတွင်းအေးခဲသွားတယ်လို့ဖြစ်ပြီးနောက်တစ်စက္ကန့်မှာခေါင်းထဲကိုအရှိန်ပြင်းပြင်းနဲ့တက်လာပြန်တယ်ဘားတွေကအဲ့ဒီယောက်ျားပြောခဲ့တဲ့မကောင်းတဲ့စကားတွေအခုတော့အဲ့ဒီစကားတွေကအစိတ်ပြင်းဆုံးကျိန်စာလိုမျိုးလှောင်ပြောင်းတယ်လို့အမှန်တကယ်ဖြစ်လာခဲ့တယ်အာချန်ကမှတ်ညံမပြောက်ခဲ့ဘူးငါ့ကိုတစ်လျှောက်လုံးလိမ်နေခဲ့တာအသက်20အရွယ်အရေးရောင်ပါတဲ့အပြစ်ကင်းတဲ့မျက်လုံးတွေနုညံ့တိမ်မွေ့တယ်လို့ထင်ရတဲ့အပြုမူတွေကိုတုံးပြီးကြီးမားတဲ့လိမ်လည်မှုတစ်ခုကိုဖန်တီးခဲ့တာငါမမြင်တဲ့နေရာမှာအာချန်ကရွှန်ချန်ချန်နဲ့အခုထိရင်းနှီးနေတော့မယ်ချစ်လေးဘလောက်တောင်ရင်းနှီးတဲ့အခေါ်ဝေါ်လဲအာချန်နှစ်ပေါင်းများစွာကျမအိမ်မက်ထဲမှာသူ့နာမည်ကိုအကြိမ်ပေါင်းမရေတွက်နိုင်အောင်ခေါ်ခဲ့ဘူးတယ်တနေ့နေ့မှာသူလည်းကျမကိုဒီလိုခေါ်လာမယ်လို့မျှော်လင့်ခဲ့တယ်ဒါပေမဲ့သူကကျမကိုတစ်ခါမှအဲ့ဒီလိုမခေါ်ခဲ့ဘူးတစ်ကြိမ်တောင်မရှိဘူးဒါပေမဲ့တခြားမိန်းမတစ်ယောက်ကိုတော့အကြိမ်ထောင်ပေါင်းများစွာခေါ်ခဲ့တယ်ရှက်ရရှန်ရဲ့မနာလိုစိတ်ကအရက်ရှိန်နဲ့ပိုပြင်းထန်လာတယ်ရော့သွားပြီလို့ထင်ရတဲ့အရက်မှုကအမျက်ဒေါသကြီးနဲ့ပေါင်းဆက်သွားပြီးလှည့်စားခံရတဲ့အရှက်တရားကမျက်ရည်ဖြစ်စီးကျလာတယ်နောက်ဆုံးကြံတဲ့အသိစိတ်ကိုပါဝါမျိုးပစ်လိုက်တယ်သူကတကားကိုရုတ်တရက်တွန်းဖွင့်လိုက်တယ်နှွေးထွေးတဲ့မီးရောင်တွေကအခန်းထဲကနေစီးဆင်းထွက်လာပြီးမှောင်မဲနေတဲ့စင်ကြံနဲ့ပြတ်သားစွာကွာခြားနေတယ်ကျွန်တော်ကကရင်ကောင်းရင်ကိုမိထားပြီးနှက်ကျက်တက်ထားတဲ့လက်ချောင်းတွေကဖုံးမြင့်တဲ့ပြင်ပေါ်မှာအရှိန်နဲ့ရွေ့လျားနေတော့မယ်ရုတ်တရက်ထွက်လာတဲ့အတန်ကြောင့်လန့်သွားပြီးခေါင်းမော့ကြည့်လိုက်တယ်မျက်နှာပေါ်မှာတော့ဂိတ်တငယ်ချင်းတွေနဲ့စကားပြောနေတုန်းကအပြုံးရောင်ကျန်နေသေးတယ်ရှက်ရရှန်ကတကားဝမှာရက်နေတယ်ပါးပြင်တွေကမူမမှန်အောင်နေရဲနေပြီးမျက်လုံးထဲမှာတော့သွေးရောင်နေတဲ့နာကျင်မှုနဲ့စိတ်ပြတ်အားငယ်မှုတွေပြည့်နေတယ်ပုံမှန်အေးဆေးတည်ငြိမ်တဲ့ပုံရိပ်ကလုံးဝပျောက်ကွယ်သွားပြီးဒဏ်ရာပြင်းထန်ရထားတဲ့တားရဲတကောင်လိုဖြစ်နေတယ်သူကကျွန်တော်ကိုစိုက်ကြည့်ရင်နှက်ခမ်းတွေတုံရင်းတွေကမျက်ရည်တန်ပါနေတဲ့အတန်နဲ့မေးလိုက်တယ်ချောင်းချမ်းမင်းငါကိုလိန်ခဲ့တယ်မင်းလုံးဝမှတ်ညံမပြောက်ခဲ့ဘူးကျွန်တော်ကတော့ဘာမှမသိပဲထိုင်နေရကနေတက်တက်ထိုင်လိုက်တယ်ကျွန်တော်ဘာလိန်လို့လဲတခါမှမလိန်ဘူးပါဘူးမလိန်ဘူးဟုတ်လားသူကတောက်ခဏတန်တစ်ထောက်ထောက်နဲ့ကျွန်တော်စီတဖြည်းဖြည်းရှောက်လာတယ်ခြေလမ်းတိုင်းကဓာတ်သွားပေါ်နင်းရှောက်နေရတယ်လို့ပဲဒါဆိုခုနကမင်းခေါ်တဲ့ချစ်လေးဆိုတာဘာတူလဲရွှန်းချမ်းမဟုတ်ဘူးလားမင်းကတစ်လျှောက်လုံးဟန်ဆောင်နေတာမှတ်ညံပြောက်တယ်လို့ဟန်ဆောင်တယ်လိမ္မာတယ်လို့ဟန်ဆောင်တယ်ငါ့ကိုပဲမိခိုးနေတယ်လို့ဟန်ဆောင်တယ်နောက်ွယ်မှာတော့သူနဲ့အဆက်အသွယ်မပြတ်ရှိနေတော့မယ်အဲ့ဒီတော့မှကျွန်တော်သဘောပေါက်သွားပြီးရဲရမလားငိုရမလားမသိပဲဖုန်းကိုမြှောက်ပြလိုက်တယ်ဒီဟာကိုပြောတာလားဒါကျွန်တော်ဂိမ်းတင်းဖို့ပဲယောက်ျားလေးတစ်ယောက်ကျွန်တော်9ယောက်ဆက်တိုက်အနိုင်ရလို့ပြောပြီးချစ်လေးလို့ခေါ်လိုက်တာခမ ्या ကဘာတွေစိတ်ကူးရင်နေတာလဲဟွန်းရှက်ရရှန်ရဲ့ခြေလမ်းတွေရုတ်တရက်ရက်တန့်သွားတယ်အရက်မှုနေမှုကလည်းတဝက်လောက်ပြေးသွားပြီးမျက်လုံးတွေကဒေါသတွေကတဖြည်းဖြည်းအံ့ဩမှုအဖြစ်ပြောင်းလဲသွားတယ်သူမကကျွန်တော်ဖုန်းမျက်နှာပြင်ပေါ်ကဂိမ်းကိုကြည့်လိုက်ကျွန်တော်ရဲ့အပြစ်ကင်းတဲ့မျက်နှာကိုကြည့်လိုက်နဲ့ပါးပြင်ပေါ်ကနေရဲမှုတွေချက်ချင်းပြက်ကွယ်သွားပြီးဖြူဖြောလာတယ်ကျွန်တော်လည်းအတန်ကိုနူးညံ့အောင်ရှော့ချလိုက်တယ်ရှားချန်မင်းဘာကိုကြောက်နေတာလဲဆိုတာငါသိတယ်ငါယွန်းချန်ချန်ကိုပြန်တတိယသွားမှာကိုမင်းကြောက်နေတာမဟုတ်လားအရင်တုန်းကယွန်းချန်ချန်အတွက်အသက်ပေးမတက်ဖြစ်ခဲ့တဲ့လူကငါမဟုတ်တော့ဘူးငါမှတ်မိတာကငါတို့နှစ်ယောက်ငငယ်ကလေးကရန်ဖြစ်လာခဲ့တဲ့ရန်ဘက်တွေပဲသူမကမျက်နှာလွှဲလိုက်တယ်ပခုံးတွေအနှဲငယ်တုန်ခါနေပြီးကျွန်တော်ကိုမကြည့်ချင်ပေမဲ့ပြန်မငင်းတော့ဘူးကျွန်တော်ကရင်ပေါ်ကဆင်းပြီးသူမရှိကိုရှောက်သွားလိုက်တယ်အားကစားပြိုင်ပွဲမှာငါပထမရပြီးခြေထောက်လိန်သွားတော့ကမင်းပဲငါ့ကိုကြောင်းစည်းကမ်းစီတွဲပို့ခဲ့တာမှတ်မိတယ်လမ်းတစ်လျှောက်လုံးငါ့ကိုစူနေခဲ့ပေမဲ့ငါလက်မောင်းကိုတော့အားမတုံးရဲပဲကင်ထားခဲ့တယ်မင်းကအမြဲပတ်ဆက်မှာပြီးစိတ်ညှဉ်းတဲ့သူဆိုတာလည်းမှတ်မိတယ်ငါမဟုတ်ဘူးမရှိတဲ့အခါပါဇက်ကတော့မပေးချင်တယ်လို့ပြောပေမဲ့နောက်တော့ငွေကိုတိတ်တိတ်လေးထည့်ပေးခဲ့တယ်ပြီးတော့မင်းပြောခဲ့ဘူးလေကဘာပေါ်ကယောက်ျားတွေအကုန်တေကုန်ရင်တော့နင့်ကိုမချစ်ဘူးလို့အဲ့ဒါဒေါသထွက်ပြီးပြောတဲ့စကားဆိုတာငါသိတယ်ကျွန်တော်လက်ကိုဆန့်ပြီးသူ့မမျက်နှာပေါ်ကမျက်ရည်တွေကိုညင်ညင်တတတုပ်ပေးလိုက်တယ်ဒီတလားခွဲအတွင်းငါအားလုံးကိုရှင်းရှင်းလင်းလင်းမြင်ခဲ့ရတယ်မင်းကပါဇက်ကတော့ရွှေကျိုးနဲ့ငါ့ကိုချီထားတယ်လို့ပြောပေမဲ့တကယ်တော့ငါထွက်ပြေးသွားမှာကိုကြောက်နေတာငါထိခိုက်သွားမှာကိုလည်းကြောက်နေတာဒါပေမဲ့မင်းကငါ့ကိုအကောင်းဆုံးဘဝပေးခဲ့တယ်မင်းအတွက်အရေးကြီးတဲ့လေလံပွဲကိုတောင်ဆွတ်လွတ်ခဲ့တယ်ငါတရုပ်ဆောင်နေတာဖြစ်နိုင်တယ်ဆိုတာသိနေရင်တော့မင်းကအကြိမ်တိုင်းငါစီပြေးလာခဲ့တယ်ရှက်ရရှမ်း
မင်းကလူဆိုးဆက်ကောင်မဟုတ်ဘူးမင်းကဒီလောကမှာအယိုးသားဆုံးငါ့ကိုအကာအကွယ်ပေးဆုံးလူပဲသူမကရုတ်တရက်ခေါင်းမော်လာတယ်ပူနွေးတဲ့မျက်ရည်တွေကကျွန်တော်လက်ခုံပေါ်ကိုကျလာတယ်နေယွန်းချန်ချန်စီတကယ်မသွားတော့ဘူးလားသူ့စီငါသွားပြီးဘာလုပ်ရမှာလဲငါ့ကိုမျှထားပြီးအတုံးချတယ်ငါနဲ့ရှက်မိသားစုကိုနင်းပြီးအပေါ်တက်တယ်စိတ်ရင်းမှန်တဲ့စကားတစ်ခွန်းတောင်မပေးတဲ့မိန်းမတစ်ယောက်ကိုငါဘာလို့ပြန်သွားရမှာလဲငါအုံနောက်ပြက်နေတာမဟုတ်ဘူးအရင်လူကငါမဟုတ်တော့ဘူးအခုငါကိုယ်တိုင်ပဲအမိုက်လိုလူမျိုးတွေနဲ့တော့ဝေးဝေးပဲနေမှာအိမ်ရှင်ကြီးအရန်တော်တယ်အထင်လွဲမှုတွေအားလုံးပြေလည်သွားပြီကျွန်တော်ကစနစ်ရဲ့စကားကိုဂယုမဆိုင်ပဲရှက်ရရှမ်းရဲ့လက်ကိုညင်ညင်တတဆွဲယူပြီးကတင်ပေးမှထိုင်ခိုင်းလိုက်တယ်အရင်ကဖြစ်ခဲ့တဲ့အရာတွေအတွက်အဲ့ဒီလူကိုစားငါမင်းကိုတောင်းပန်တယ်သူကမင်းကို6နှလုံးလုံးနာကျင်စေခဲ့တယ်ညတိုင်းကောင်းကောင်းမအိပ်နိုင်အောင်လုပ်ခဲ့တယ်မင်းကငါ့ကိုချစ်နေပေမဲ့ငါ့ကိုထိန်းထားဖို့အကျဉ်းချထားတဲ့နည်းကိုပဲတုံးနိုင်ခဲ့ရတယ်ဒါတွေအားလုံးသူ့အမှားပဲဒါပေမဲ့ဒီနေ့ကစပြီးချောင်ချန်ကရှက်ရရှမ်းကိုမျက်ရည်တစ်စက်တောင်မကျစေရဘူးလို့ကတိပေးတယ်ရှက်ရရှမ်းကကျွန်တော်ရင်ခွင်ထဲကိုတိုးဝင်လာပြီးခါကိုတင်းတင်းဖက်ထားတယ်မျက်နှာကိုလက်တိုင်သားမှာမြုပ်ထားပြီး6နှလုံးလုံးဖိနှိပ်ထားခဲ့တဲ့နာကျင်မှုတွေနောက်ဆုံးတော့ပောက်ကွဲထွက်လာတယ်သူမကကလေးတစ်ယောက်လိုအော်ဟစ်ငိုကြွေးနေတယ်ကျွန်တော်ကသူမရဲ့ကြောကိုညင်ညင်တတပုတ်ပေးရင်းစိတ်ထဲမှာတနာကျင်နာမှုတွေနဲ့ပြည့်နေတယ်ရှက်ရရှမ်းရဲ့အကျဉ်းချထားမှုဆိုတာတကယ်တော့ထိန်းချုပ်မှုမဟုတ်ဘူးကဲတင်မှုပဲဖြစ်တယ်သူမသာအမြဲပေးမှာမဆောက်ရှောက်ခဲ့ရင်ဇလန်းရဲ့ထိန်းချုပ်မှုအောက်ရောက်နေတဲ့ကျွန်တော်ကစိတ်ခံစားချက်တွေပြိုလဲပြီးမျောလင်းချက်ပျောက်ဆုံးမှုတွေကြားမှာအချိန်ချင်းပြေဆုံးသွားလောက်ပြီးနောက်ဆိုငါ့ကိုကျိုးနဲ့မချီတော့နဲ့ငါထွက်မပြေးတော့ဘူးမင်းကြောက်နေတယ်ဆိုရင်ငါဘယ်သွားမင်းကိုခေါ်သွားမယ်အလုတ်သွားရင်လည်းအတူသွားမယ်အလုတ်ဆင်းရင်လည်းအတူပြန်မယ်တစ်သက်လုံးမခွဲတော့ဘူးတကယ်လားရွှေစစ်ထက်တောင်ပိုစစ်တယ်ပြီးတော့ငါအလုတ်ကိုလည်းတေချာလုပ်မယ်ရှစ်လုပ်ငန်းစုကိုမင်းနဲ့အတူစီမံမယ်အရင်ကငါကမင်းရဲ့ဝင်ထုတ်ဝင်ပို့ဖြစ်ခဲ့တယ်နောက်ဆိုမင်းအတွက်အခိုင်အမာဆုံးအားကိုးရဖြစ်စေရမယ်အဲ့ဒီညမှာပထမဆုံးအကြိမ်ဖြစ်ကျွန်တော်တို့နှစ်ယောက်တမိတာကွာမှမအိတ်တော့ဘူးကျွန်တော်ကသူမကိုဖတ်ထားပြီးသူမကလည်းကျွန်တော်ရင်ခွင်ထဲမိအိတ်တယ်သူမအေးချမ်းချမ်းအိပ်ပျော်သွားခဲ့တယ်ဟိုဘက်ဒီဘက်လှည့်မနေတော့ဘူးညလယ်မှာလန်နိုးတာလည်းမရှိတော့ဘူးနောက်တနေ့မနက်မှာရှက်ရရှမ်းနိုးလာတော့အနှဲငယ်ရှက်နေတယ်လို့ဖြစ်နေတယ်နားရွက်ဖျားတွေတောင်หนีရဲနေတယ်ကျွန်တော်ကတမင်စားလိုက်တယ်ရှက်ဥက္ကဋ္ဌကြီးမနေ့ကငိုခဲ့တာဘယ်သူပါလိမ့်သူမကကျွန်တော်ကိုမျက်စောင်းထိုးကြည့်လိုက်တယ်ဒါပေမဲ့အရင်လိုအေးဆက်တဲ့ပုံစံမရှိတော့ပဲချွဲနွဲတဲ့အရေးရောင်လေးပါနေတယ်ထပ်မပြောနဲ့ဟွန်းရေချိုးပြီးတဲ့နောက်ကျွန်တော်ကကိုရန်တော်တွေကိုအိမ်ထဲကရွှေကြိုးတွေအားလုံးသိမ်းဆည်းခိုင်းလိုက်တယ်နောက်ဆိုမင်းကိုငါရဲ့စိတ်ရင်းအမှန်နဲ့ပဲချီနှောင်ထားမယ်အဲ့ဒါကဘာထက်မဆိုပိုခိုင်မြဲတယ်အဲ့ဒီနောက်ပိုင်းနေ့ရက်တွေမှာကျွန်တော်ကအလုပ်လောကတွေကိုအပြေအဝဝင်ရောက်သွားခဲ့တယ်အစတုန်းကငွေစင်းရှင်းတန်းတွေတောင်နားမလည်ခဲ့ဘူးနောက်ပိုင်းမှာတော့ရှက်ရရှမ်းနောက်ကနေစီးပွားရေးအသိပညာတွေသင်ယူတဲ့ကုမ္ပဏီကိစ္စတွေကင်တွယ်တယ်တိုးတက်မှုကလည်းအယမ်းမြန်ခဲ့တယ်ရှက်ရရှမ်းကကျွန်တော်ကိုတင်ပေးတဲ့အခါအယမ်းစိတ်ရှိတယ်ကျွန်တော်လည်းအယမ်းစူးစမ်းခဲ့တယ်သူမရဲ့ PR တွေကိုမျှဝေပေးခြင်းပြီးအရာအားလုံးကိုသူမတယောက်တည်းမထမ်းပိုးရအောင်ကူညီခြင်းခဲ့တာပဲယွန်းချန်ချန်ကတော့သူ့ရဲ့လောဘနဲ့တကူကောင်းဆန်မှုအတွက်နောက်ဆုံးမှာတန်ရတန်ကြေးပေးဆက်ခဲ့ရတယ်အစိုးရတင်တာစီမံကိန်းမှာရှုံးနိမ့်သွားခဲ့တယ်ချီမီတာစုရဲ့ယင်းနှိမ့်နှံမှုကိုမရခဲ့တဲ့အပြင်အကျွေးအမြောက်များလည်းတင်သွားခဲ့တယ်ယွန်းလုပ်ငန်းစုရဲ့အစုရှယ်ယာတွေကိုပေါင်နှံထားရပြီးသူ့ဖေကလည်းသူ့လုံးဝအာဏာကျဆုံးသွားတာကိုမြင်တော့ကုမ္ပဏီတွေကအာဏာအားလုံးကိုရုပ်သိမ်းလိုက်တယ်ပြီးတော့တခြားသားသမီးတွေကိုနေရာပေးလိုက်တယ်ယွန်းချန်ချန်ဟာတစ်ချိန်ကရှိခဲ့တဲ့ဂုဏ်သတင်းနဲ့ခမ်းနားမှုအားလုံးဆုံးရှုံးသွားခဲ့တယ်နောက်ဆုံးမှာတော့အခွန်ပဲကြံတော့ပြီးထပ်ပြီးပြဿနာရှာနိုင်တဲ့အင်အားတောင်မရှိတော့ဘူးဒီသတင်းကိုကြားတဲ့အခါကျွန်တော်ကအပြုံးဖြော်ဖြော်လေးပဲပြုံးလိုက်တယ်ကောင်းတာလုပ်ရင်ကောင်းကျိုးရမယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရမယ်သူ့ရဲ့အဆုံးသက်ကသူကိုယ်တိုင်တလန်းချင်းရှောက်ခဲ့တဲ့လမ်းရဲ့ရလဒ်ပဲဘယ်သူမှမတားနိုင်ဘူးတနေ့မှာကုညံညံညံကရှက်အိမ်တော်ကိုထက်ရောက်လာတယ်အဲ့ခန်းထဲမှာကျွန်တော်နဲ့ရှက်ရရှန်ကိုဘေးချင်းရှင်ထိုင်နေတာတွေ့လိုက်ရတယ်ကျွန်တော်ကသူမအတွက်လိမ္မော်တီးခွာပေးနေပြီးသူမကတော့ကျွန်တော်ပခုံးပေါ်မိထားရင်းစာရွက်စာတမ်းတွေဖတ်နေတယ်အရာအားလုံးကအေးချမ်းလှပနေတဲ့မြင်ကွင်းတစ်ခုလိုပဲအဲ့ဒီမြင်ကွင်းကြောင့်ကုညံညံညံကတောက်နေတဲ့လက်ဖက်ရည်တောင်ပတ်ထွက်မတက်ဖြစ်သွားတယ်အဟုတ်အမလေးချောင်ချန်နေတကယ်ကိုလုံးဝပြောင်းလဲသွားပြီပဲအရင်တုန်းကနင့်မျက်လုံးထဲမှာယွန်းချန်ချန်ပဲရှိခဲ့တာအခုတော့နင့်မျက်လုံးထဲမှာငါတို့ရရှန်ပဲရှိတော့တယ်ကောင်းတယ်နောက်ဆုံးတော့အတိဝင်လာပြီပေါ့ဟာအတိတ်ပဲမရှိတာတွေမပြောနဲ့ရှက်ရရှန်ကကိုနေနန်ညံကိုဖွားဖွားလေးတွန်းလိုက်ပေမဲ့နှက်ခမ်းထောက်မှာတော့အပြုံးတစ်ခုရှိနေသေးပဲကျွန်တော်ကပြုံးလိုက်ပြီးပြောလိုက်တယ်အရင်တုန်းကငါမျက်စိကန်းခဲ့တာအခုတော့ငါရှင်းရှင်းလင်းလင်းမြင်သွားပြီဘယ်သူကမှငါတန်မိုးထားမျက်နှာတင်တဲ့တကယ်လူလဲဆိုတာကိုပေါ့ရှက်ရရှန်ကမစ်ရှင်ပထမအဆင့်ကိုအောင်မြင်စွာပြီးမြောက်ခဲ့ပြီးခန္ဓာကိုယ်ကျန်းမာရေးညွှန်ကိန်းများနဲ့စံချိန်မိသွားပြီဒုတိယအဆင့်မစ်ရှင်ရှက်ရရှိကိုကာကွယ်စောင့်ရှောက်ရန်စတင်လိုက်ပြီးဆုလက်ဆောင်လှုပ်ဝက်တက်တာကိုပေးအပ်ပြီးဖြစ်တယ်စိတ်ချင်းဆက်နွယ်ဘတ်ဖို့ဖွင့်လျက်ရရှိခဲ့တဲ့အခုကစပြီးမင်းတို့နှစ်ယောက်စိတ်ချင်းဆက်သွယ်နိုင်မယ်အထင်အမြင်လွဲမှားမှုတွေလည်းထပ်မရှိတော့ဘူးဟာနေ့ရက်တွေတစ်နေ့ပြီးတစ်နေ့ကုန်ဆုံးလာခဲ့တယ်ကျွန်တော်ရဲ့ကိုယ်လေးချိန်ကလည်းတဖြည်းဖြည်းပုံမှန်အဆင့်ကိုပြန်ရောက်လာခဲ့ပြီးအရင်လိုအယိုးပေါ်အရေးတင်ပိန်နေတဲ့ပုံစံမဟုတ်တော့ဘူးလူတစ်ယောက်လုံးစိတ်တက်ကြွပြီးအားအင်ပြေဝနေခဲ့တယ်ကျွန်တော်နဲ့ရှက်ရရှန်ရဲ့ခံစားချက်တွေကလည်းပိုပြီးနှက်ဆိုင်လာခဲ့တယ်ငယ်ဘဝကအမြဲရန်ဖြစ်နေကြတဲ့ရန်ဘက်တွေကနေတယောက်ရဲ့ဘဝမှာတယောက်မရှိမဖြစ်လိုအပ်တဲ့ချစ်သူတွေဖြစ်လာခဲ့ကြတယ်ရှက်ကုမ္ပဏီဟာလည်းကျွန်တော်တို့နှစ်ယောက်အတူတကွစီမံခန့်ခွဲမှုအောက်မှာပိုပြီးတိုးတက်လာခဲ့ပြီးလုပ်ငန်းနယ်ပယ်တွေစက်တိုက်ချဲ့ထွင်နိုင်ခဲ့တယ်ဟိုင်မျိုးရဲ့ထိပ်တန်းလုပ်ငန်းကြီးတစ်ခုဖြစ်လာခဲ့တယ်အရင်တုန်းကရှက်ရရှန်ကိုတန်တရားဝင်ခဲ့ကြတဲ့မိတ်ဆွေတွေတောင်အခုတော့ကျွန်တော်ကိုချီးကျူးမဆုံးဖြစ်နေကြတယ်။ဒီနေ့မှာတော့ပိရက်တရက်ကိုအခွင့်ကောင်းယူပြီးရှက်ရရှန်ကိုကျွန်တော်တို့တက်ခဲ့မှုတဲ့တက္ကသိုလ်ကျောင်းဝင်းစီပြန်ခေါ်သွားခဲ့တယ်။ရင်းနှီးကျွမ်းဝင်တဲ့လမ်းမကြီးပေါ်မှာလမ်းလျှောက်ရင်းကျောင်းသားကျောင်းသူတွေကိုကြည့်လိုက်တော့အသက်20ရှိတဲ့အဲ့ဒီနှစ်စီပြန်ရောက်သွားတယ်လို့ခံစားရတယ်။ကျွန်တော်ရက်လိုက်ပြီးရှက်ရရှန်ကိုအလေးနဲ့ကြည့်လိုက်တယ်။ထို့နောက်ဒူးတစ်ဖက်ထောက်ကအိတ်ကက်ထဲကစိန်လက်စွပ်တကွင်းကိုထုတ်လိုက်တယ်။အဲ့ဒီလက်စွပ်ကကျွန်တော်ကိုယ်တိုင်ရှာထားတဲ့ပထမဆုံးဝင်ငွေနဲ့ဝယ်ထားခဲ့တာ။အသက်20တုန်းကကျွန်တော်6လိန်သွားတဲ့အချိန်ဒီလမ်းကိုရှင်ကကျွန်တော်ကိုတွဲခေါ်ပေးခဲ့တယ်။အသက်26နှစ်ရောက်လာတဲ့ဒီနေ့မှာတော့ကျွန်တော်ရှင်းလက်ကိုကင်ပြီးဘဝတစ်လျှောက်လုံးရှောက်လန်းသွားခြင်းနဲ့အရင်ကလက်ထပ်ခဲ့တာကအရွယ်တိုက်မှုကြောင့်ကဲတင်မှုကြောင့်မမျှော်လင့်တဲ့အခြေအနေကြောင့်ဖြစ်ခဲ့တယ်။ဒါပေမဲ့အခုရှင်းကိုလက်ထပ်ချင်တာကကျွန်တော်ရှင်းကိုချစ်လို့ပဲကျွန်တော်ကိုလက်ထပ်ပေးမှလား
ရှက်ရရှန်ရဲ့မျက်ဝန်းတွေဆူဆူလာပြီးခေါင်းကိုအားရပါရနှင်းလိုက်တယ်အတန်တုံကြီးစွာနဲ့ပြောလာခဲ့တယ်သဘောတူတယ်ကျွန်တော်သူမရဲ့လက်သူကျွင်းမှာစိတ်လက်စွပ်ကိုတက်ပေးလိုက်တယ်ထို့နောက်မတ်တက်ရက်ပြီးသူမကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ်နောက်ထပ်ဘယ်တော့မှရံပတ်ဆိုတာမရှိတော့ဘူးရှိတာကကျွန်တော်နဲ့ကျွန်တော်မိန်းမပဲတစ်သက်လုံးမခွဲမခွာမစွန့်မပစ်ပဲအတူတူနေသွားကြမယ်ဆန်ဖြူသွားတဲ့အထိလက်တွဲသွားကြမယ်စနစ်အတန်အသုံးပြုသူဤနောက်ဆုံးမစ်ရှင်အောင်မြင်စွာပြီးမြောက်ပါပြီအထူးဆုဆန်ဖြူသည့်အထိလက်တွဲခြင်းကိုစတင်အသက်ဝင်စေလိုက်ပါပြီတင်းနဲ့သူမအတွက်ဘဝတစ်လျှောက်လုံးပျော်ရွှင်ချမ်းမြေ့ပြီးဘေးကင်းကင်းနဲ့နေထိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဆန်ဖြူသည့်အထိလက်တွဲနိုင်ပါစေကျွန်တော်ရင်ခွင်ထဲကလူကိုတင်းတင်းဖတ်ထားရင်စိတ်ထဲမှာပြည့်စုံကျဉ်းနှံ့မှုတွေနဲ့ပြည့်နှက်နေခဲ့တယ်တစ်ချိန်ကကျွန်တော်ဟာဝိထုတစ်ပုတ်ထဲမှာပိတ်မိနေတဲ့ရုပ်သေးရုပ်တရုပ်လိုထင်ခဲ့ဘူးတယ်ကံကြမ္မာကိုကြိုတင်ရေးသားထားပြီးသားဖြစ်လို့အဆုံးသက်ကဝမ်းနဲ့ဖွယ်စက်သိမ်းမဲ့ဖြစ်မယ်လို့ယုံကြည်ခဲ့ဘူးတယ်ဒါပေမဲ့အခုတော့နားလည်သွားပြီကိုယ့်ရဲ့မူလစိတ်ထားကိုမပြောက်စေဘဲထိမ့်သိမ်းထားနိုင်ပြီးစစ်မှန်တဲ့မြတ်တာကိုတန်ဖိုးထားတတ်တဲ့၍ဘလို့ချုံနှောင်မှုမျိုးကိုမစိုးဖောက်ထွက်နိုင်တယ်ကိုဖြစ်ချင်တဲ့လူတစ်ယောက်ဖြစ်နေထိုင်နိုင်တယ်ရှက်ရရှန်က6နှစ်တိုင်တိုင်ခေါင်းမာစွာစောက်ရှောက်ပြီးကာကွယ်ပေးခဲ့လို့နောက်ဆုံးမှာစစ်မှန်တဲ့ကျွန်တော်ကိုပြန်ရရှိခဲ့တယ်ကျွန်တော်ကတော့ကြန့်ရှိတဲ့ဘဝတစ်လျှောက်လုံးရဲ့နူးညံ့မှုနဲ့အဖို့ပြုမှုတွေကိုအသုံးပြုပြီးသူမခံစားခဲ့ရတဲ့နာကျင်မှုတွေစောင့်မျှော်ခဲ့ရတဲ့အချိန်တွေအားလုံးကိုပြန်လည်ဖြည့်ဆည်းပေးသွားမယ်ဒီဘဝမှာမင်းလေးကိုလက်ထပ်ခွင့်ရခဲ့တာကျွန်တော်ချောင်းချံအတွက်အကြီးမားဆုံးကံကောင်းခြင်းပဲပြီးသွားပါပြီဗျာအားပေးကြလို့ကျေးဇူးပါနော်